စဉ်14ရာစီးပွားမြင့်ဆိုင်မှုအကျဉ်းငယ်၅ချက်တောင်းစဉ်ဖြင့်ဟောပြောပေးမည်စီးပွားရေးအကြံပေးဆရာမတင်၏ကိုရေးခြင်းအားဖတ်ကြားခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ရှင်စီးပွားပြိုင်ဆိုင်မှုအကြံဉာဏ်၅ချက်ခေါင်းစဉ်ဖြင့်ဟောပြောပေးသွားမည်ဆရာမတင်သည်လူမှုအကျိုးပြုစွန့်ဦးတီထွင် social entrepreneur တယောက်ဖြစ်ပြီးယင်းနှီးမြုပ်နှံသူ investor တယောက်လည်းဖြစ်ပါတယ်ရှင်ဘဝတိုးတက်မှုအတွက်လေ့လာမှုသည်အဓိကဖြစ်တည်ဟုယုံကြည်သူတယောက်ဖြစ်ပြီးကိုယ်တိုင်လည်းလေ့လာသလိုအများအကျိုးသက်လည်းမျှဝေပေးပါတယ်ရှင်စီးပွားရေးမဟာဗျူဟာအပိုင်းကိုကျွမ်းကျင်သလိုဗန္ဒာရေးအပိုင်းနဲ့ stock share အပိုင်းများဖြင့်ဘွဲရထားကြသေးတယ်အသွဲအချက်များဖြင့်ဝန်ထမ်းဘဝရှောက်လန်းခဲ့ဘူးသလိုအယောင်ပိုင်းတွင်လည်းကျင်လည်ခဲ့ရပြန်ပါသေးရဲ့ရှင်ပညာရေးအားဖြင့်အမေရိကန်နိုင်ငံ Brigham Young BYU စီးပွားရေးတက္ကသိုလ်မှယင်းနှီးမြုပ်နှံမှုငွေကြေးပါရရဲ့ Investment Finance တယောက်အောင်မြင်ခဲ့ပြီးဘွဲရရှိခဲ့ပါတယ်ရှင်အမေရိကန်နိုင်ငံ Bloomberg မှာချီးမြှင့်သော Forex Commodity Stock Share ဆိုင်ရာ Certified လက်မှတ်ရရှိခဲ့ပြီးမြန်မာနိုင်ငံဗန္ဒာရေးဝန်ကြီးဌာနမြန်မာနိုင်ငံငွေချေတက်တည်ခံလက်မှတ်ကော်မရှင် SECM မှာပထမဆုံးချီးမြှင့်သော Security Representative License ရရှိခဲ့ပါတယ်ရှင် American Stock ဈေးကွက်မှာ Trading ပိုင်းတွေ့ကြုံများနိုင်ငံတကာငွေကြေးဈေးကွက် Forex အတွေ့အကြုံများ New Zealand နိုင်ငံ Australia နိုင်ငံ American နိုင်ငံ Hawaii အစရှိသောနိုင်ငံတကာအတွေ့အကြုံများနှင့်မြန်မာနိုင်ငံ Securities ငွေချေတက်တည်ခံ company ကြီးတစ်ခုတွင် Investment Advisor ငွေကြေးရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာအကြံပေးအဖြစ်၎င်းလှုပ်ဆောင်ခဲ့ပြီးလက်ရှိတွင်စီးပွားရေးလုပ်ငန်းမဟာဗျူဟာချမှတ်မှုဆိုင်ရာများအသေးစားနှင့်အလတ်စားလုပ်ငန်းများစီးပွားဖြစ်ထွန်းတိုးတက်မှုအကြံပေးပုဂ္ဂိုလ်အဖြစ်၎င်းငွေကြေးနှင့်ရင်းနှီးမြှုပ်နှံမှုအကြံပေးအဖြစ်၎င်းအစိုးရနှင့်ပုဂ္ဂလိက project များတွင်လုပ်ကိုင်လျက်ရှိပြီးအလတ်ချိန်များတွင်စီးပွားရေးအသိပညာဆိုင်ရာမျှဝေမှုများပြုလုပ်ခြင်းစာပေရေးသားခြင်းနှင့်စာပေသင်ကြားပို့ချခြင်းများကိုလှုပ်ဆောင်လျက်ရှိပါတယ်ရှင်ဆက်လက်ပြီးစီးပွားပြိုင်ဆိုင်မှုအကြံဉာဏ်၅ချက်ခေါင်းစဉ်ဖြင့်စီးပွားရေးအကြံပေးဆရာမတင်မှဟောပြောခြင်းအစီအစဉ်ဖြစ်ပါတယ်ရှင်ဖြစ်ပါ၍စီးပွားပြိုင်ဆိုင်မှုအကြံဉာဏ်၅ချက်ခေါင်းစဉ်ဖြင့်ဟောပြောပေးမည်စီးပွားရေးအကြံပေးဆရာမတင်အားလေးစားစွာဖိတ်ကြားပါရရှင်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ဖလားလဲယူလာတယ်ရေပတ်ဖို့ကျွန်တော်ခွက်လဲယူလာတယ်ပြီးကျွန်တော်ဂဲလုံးလဲယူလာတယ်တခြားတွေလည်းအများကြီးပါနေတယ်ဒီထဲမှာလက်ဆောင်ပစ်ပေးဖို့ဂဲလုံးပစ်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးကြည့်ကြက်ဖမ်းပေါ့ဗျာနော်ကဲတော့ဒီထဲမှာ Facebook သုံးတဲ့လူဘယ်နှယောက်လောက်ရှိတယ်လက်ညှိုးလေးချက်လောက်ထောင်ပေးပါလားဟာမနေဘူးပဲအကုန်လုံးပဲအဲ့ဒါဆိုကျွန်တော်ဒုတိယမေးခွန်းပေးမယ်ဒီထဲမှာမာတင်ကိုတည့်ရလက်ညှိုးထောင်မယ်ဟာမနေဘူးပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်စေချင်လဲဆိုကျွန်တော်အရင်ဆုံးပေးမယ်ဗျာတခုကျွန်တော်မာတင် page ကိုတွားပြီးတော့မှခမ်းကူလို့ရိုက်ထည့်လိုက်ကျွန်တော်ဒီနေ့ပြောမယ် PowerPoint ကြလာလိမ့်မယ်နော်ကျွန်တော်ဒီနေ့ပြောမယ့် PowerPoint ကြားလာလိမ့်မယ် KAMKU KAMKU ခမ်းကူလို့ရိုက်မှာကျွန်တော် message ပို့လိုက်
message ပို့လိုက်ကျွန်တော် page ကိုနော် KHAMKU cam ကူလို့ရိုက်ပြီးတော့ message ပို့လိုက်ဒီနေ့ပြောမဲ့ PowerPoint လေးကြာလာလိမ့်မယ်အဲ့တော့ဒီမှာတော့မတင်ရတယ်ခင်ဗျားတို့ဖုန်းထဲမှာအားလုံးရှိပြီးသွားပြီလက်ဆောင်ကျင်းနဲ့လားအော်တော်သေးတာရပြီလားရိုက်ကြည့်လိုက် KHAMKU cam ကူရလားရပြီဆရာဆိုလည်းညှို့ထောင်ကြည့်ပါအောင်ရပြီโอเคရခဏလေးစောင့်မယ်ရလားဘယ် page လဲတိလားမာတင်နော်white ချပါတယ်နော်မှတ်တင်မဟုတ်ဘူးနော်မာတင်နော်ရပြီလားရပြီဆိုလည်းညှို့ထောင်အော်โอเคအကုန်လုံးရသွားပြီโอเคအဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်အားလုံးဒီမှာအမြန်လမ်းမှာကားမောင်းမှုတဲ့လူဘယ်နှယောက်ရှင်လက်ညှို့ထောင်ကြည့်ပါဦးဟောတော်တော်များတယ်တစ်ဆက်တည်းမောင်းလို့ရှိရင်လမ်းမှာဘာဖြစ်တော့လမ်းမှာ accident ဖြစ်နိုင်ခြေများတယ်ဘာကြောင့်တစ်ဆက်တည်းမောင်းလို့ရှိရင်လမ်းမှာ accident ဖြစ်နိုင်ခြေပိုများတာလဲဘာကြောင့်လဲအိမ်ငိုက်လို့လေဟုတ်လားအခုလေအိမ်ငိုက်လို့ရှိရင် accident ဖြစ်နိုင်ခြေအိမ်ငိုက်တဲ့လူဘယ်နှယောက်ရှိလဲပုံမှန်လေဝန်ခံကြည့်အောင်ဆရာကျွန်တော်နည်းနည်းအိမ်ငိုက်နေဗျာလက်ညှိုးထောင်ဟာမနေဘူးအဲ့တော့အမြန်လမ်းမှာအိမ်မငိုက်အောင်ဘာလုပ်ကြလဲမနေ့ကကျွန်တော်စကားပြောကြတယ်လူတစ်ယောက်က idea တစ်ခုထွက်လာတယ်Highlander အကိုကြီးအိမ်မငိုက်အောင်နဲ့ဆရာကျွန်တော်တို့ကဘာလုပ်လဲဘာလုပ်လဲ50 ကီလိုမီတာတစ်ခါတစ်ယောက်လဲတယ်နှစ်ယောက်မောင်းတယ်ပေါ့ဗျာ50တစ်ဆက်တည်းမောင်းလို့ရတယ်ဒါပေမဲ့ no 50 ကီလိုမီတာပြည့်ပြီမင်းစင်းတော့ငါမောင်းမယ်50 ကီလိုမီတာပြည့်ပြီကိုစင်းပြီအိမ်ငိုက်ချင်မငိုက်ချင်မလိုချင်ဘူးဘာဖြစ်လဲ50 ကီလိုမီတာပြည့်လို့ရှိရင်စင်းနောက်တစ်ယောက်မောင်းအဲ့လိုမောင်းသွားတော့တဲ့ तू ကဘာပြောတယ်ထင်လဲကျွန်တော်တို့ရန်ကုန်ရောက်လို့ရောက်မှန်းတော့မသိဘူးတဲ့ဟာတိတ်ကောင်းတဲ့ idea ဗျာတိတ်ကောင်းတဲ့ idea အဲ့တော့ကျွန်တော်ဒီမှာလည်းပဲတေချာတခုကတော့အိမ်ငိုက်တဲ့လူတွေရှိတယ်အိမ်မငိုက်ပေမဲ့မျက်လုံးယူအဲ့လိုမနေပြူပြီးတော့မှကြည့်နေတဲ့လူလည်းရှိတယ်ထူးခြားချက်တခုကဒါဒီ scientific proof ကျွန်တော်တို့စံတမှုတစ်ခုလုပ်တယ်ပြပါ1960ခုနှစ်မှာစံတမှုကဘာလဲဆိုလို့ရှိရင်ကြွက်ကလေးတွေကိုရေကူးကိုင်းတယ်ရေကူးကိုင်းတယ်ဆိုတာကရေကူးတော်လို့ပြောတာမဟုတ်ဘူးဘာလဲရေထဲကိုကြွက်ကလေးပြစ်ချလိုက်တာအဲ့တော့အဲ့ကြွက်ကဘာလို့တော့ဒိုင်မင်ထိုးလားကူးတာပေါ့ဗျာသူ့အသက်မတည်အောင်ကူးတာပေါ့ကူးတယ်တစ်ချိန်မှာ तू ကမြုပ်သွားတယ်ဘယ်နှမိနစ်ကြာလဲဘယ်နှမိနစ်ကြာမယ်ထင်လဲဘယ်လောက်ကြာကူးနိုင်မယ်ထင်လဲကြွက်တကောင်ကရေထဲမှာဟမ်ဘယ်နှမိနစ်ခက်မှန်းပြောကြည့်ဘယ်နှမိနစ်လောက်ကြာမယ်ထင်လဲ15မိနစ်ပဲကြာ15မိနစ်ထိပဲတချို့ဆိုလို့ရှိရင်12မိနစ်မှာအဲ့ကြွက်ကလေးကရေနစ်ပြီးတော့မှမြုပ်သွားတယ်တချို့ဆိုလို့ရှိရင်14မိနစ်မှာရေမြုပ်ပြီးတော့မှမြုပ်သွားတယ်15မိနစ်ဆိုတာအလွန်ဆုံးပဲကြွက်တကောင်ကမကူးနိုင်ဒါပေမဲ့နောက်တစ်ခါစမ်းတမ်းမှုထပ်လုပ်တယ်အဲ့ဒီကြွက်ကိုဘာလုပ်လဲ15မိနစ်မပြည့်ခင်10မိနစ်လောက်ပေါ့ဗျာ10မိနစ်လောက်မှအဲ့ဒီကြွက်ကလေးကိုဆယ်ပြီးတော့မှခဏလေးနားပြီးတော့ရေပုံးနဲ့ပြန်ကူးကိုင်10မိနစ်လောက်မှထပ်ဆယ်ခဏလေးနားရေပုံးနဲ့ပြန်ကူးကိုင်ဒီလိုနဲ့လှုပ်လိုက်တာအဲ့ဒီကြွက်ကဘယ်လောက်ကြာကူးနိုင်တယ်ထင်လဲဘယ်လောက်ကြာလဲတနာရီမဟုတ်ဘူး2နာရီလည်းမဟုတ်ဘူး64နာရီညာလားခုနဘယ်နှမိနစ်ပဲကူးနိုင်တာ15မိနစ်ပဲကူးနိုင်တာနော်တစ်ဆက်တည်းကူးတာအခုဘယ်နှမိနစ်ကူးနိုင်တာ64နာရီတိကူးနိုင်တယ်နားလိုက်ကူးလိုက်64နာရီအစပေါင်း200 300နီးပါးလောက်ကူးနိုင်တယ်ဟာဒါဒီကြီးမားတဲ့တွေးရှိချက်နော်ကြွက်သေးသွားတာပေါ့ဗျာဒါပေမဲ့ကြီးမားတဲ့တွေးရှိချက်ဟုတ်လားကျွန်တော်တို့လည်းပဲထိုနည်း၎င်းပဲကျွန်တော်တို့10တန်းစာမိုးဝဲဖြေတယ်ဒါမှမဟုတ်စာချက်တယ်စာဖတ်တယ်တစ်ဆက်တည်းဖတ်ချင်တဲ့စိတ်ရှိတယ်အဖုံးရှိရနေကျွန်တော်စာဖတ်တယ်အဆုံးထိရောက်တယ်မရောက်မချင်းကိုကျွန်တော်တို့ကမျက်လုံးကြီးတောက်ထောက်ပြီးပြီးမှမြန်ပြီးဖို့ရေးဖတ်တယ်အစပထမမှာတော့ okay တယ်15မိနစ်ကျော်လာတယ်နိုင်ဝက်ကျော်လာတယ်ကျွန်တော်တို့လူတစ်ယောက်ရဲ့ concentration က45မိနစ်ပဲရတယ်45မိနစ်ကျော်ရင်ဘာဖြစ်တော့ကြည့်တာမမြင်တော့ဘူးနားထောင်တာမကြားတော့ကြားတိတိုင်အောင်နားမလဲတော့အဲ့တော့45မိနစ်ကျော်လို့ရှင်နဲ့ထုံလာပြီအဲ့လိုပဲကျွန်တော်တို့လှုပ်အားလေအဲ့လိုပဲဒီမှာရေးကြည့်တာလုပ်ငန်းရှင်တွေအတွက်ကီးတစ်ခုကဘာလဲဆိုလို့ရှိရင်
ရုံးပိတ်ချိန်မပေးတဲ့လုပ်ငန်းဒါဆရာကျွန်တော်တို့လုပ်ငန်းကရုံးပိတ်ချိန်ပေးလို့မရဘူးဆရာကျွန်တော်တို့လုပ်ငန်းကကျွန်တော်ဟိုလာပြည့်နေတရက်ပဲပိတ်ပေးလို့ရတယ်စနေလည်းမရဘူးတနင်္ဂနွေလည်းမရဘူးတခါလာပြည့်နေတော့ပိတ်လို့မရဘူးကျွန်တော်တို့ကအမြဲတမ်း run နေရတဲ့လုပ်ငန်းတခါကျလို့ရှိရင်လူတွေအားလုံးကနားဖို့လိုတယ်တစ်ဆက်တည်းလုံးလို့မရဘူးအဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီနေ့တနေ့အကုန်လုံးဘယ်ချိန်ကလေးကစလာလဲမနက်9နာရီကလေးကစလာတယ်အခုဘယ်နာရီထိုးသွားပြီလဲ3နာရီခွဲသွားပြီကဲတော့ဘာလုပ်ချင်လဲဆိုလို့ရှိရင်ကိုယ့်ကိုရင်ဖက်လေးပုံငါတော်တယ်ကွာဟုတ်တယ်လေမတော်ဘူးလားဟဲ့ချေလောက်ပါချီးကျူးပါလောက်ပါငါတော်တယ်ကွာဟေးလူတော်များများနော်သူများချီးကျူးခံသူများကိုချီးကျူးဖို့ပဲစောင့်နေတာလူတော်များများလေဘာမျောလင့်လဲသူများကိုလာပြီးတော့မှဟေးချီးကျူးဖို့ပဲမျောလင့်နေတာဟေးဘသူကိုမှစောင့်เสียရမလို့ကိုယ့်ဘက်ကိုချီးကျူးလို့ရတယ်အခုချက်ချင်းပဲချီးကျူးလိုက်ငါတော်တယ်ကွာဘာကြောင့်လဲမနက်9နာရီကနေအခုချိန်ထိထိုင်နေတယ်ဆိုတော့တော်ရုံတော်ရုံလူမထိုင်နိုင်ဘူးငါတိတ်တော်တာပဲပြီးတော့နောက်တစ်ခုကျွန်တော်ဒီမှာကျေးဇူးလဲတင်တယ်လို့ချီးလဲချီးကျူးတဲ့လူတွေရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဝေးကြီးကနေလာကြတဲ့လူတွေအဝေးကြီးကနေလာကြတဲ့လူတွေဘယ်နှစ်ယောက်လောက်ရှိလဲဆိုကြတော့ကျွန်တော်ဒီမှာလာရှိုးမြို့ကမဟုတ်ပဲねအပြင်ကမူဆယ်ဖြစ်မယ်သိန်းကြီးဖြစ်မယ်ကိုခိုင်ရှိမူဆယ်ကလူရှိလားလက်ညှိုးထောင်ကြည့်ပါမူဆယ်လူဟာအဝေးကြီးပဲလာတာလက်ခုပ်တန်လေးကြားခြင်းပါတယ်လက်ခုပ်တန်လေးကြားခြင်းပါတယ်မူဆယ်လူတွေကကိုယ့်ကိုချီးကျူးလိုက်ပါငါတိတ်တော်တယ်ကွာငါမူဆယ်ကနေအဝေးကြီးလာတာသိန်းကြီးကလူရှိလားသိန်းကြီးကလူလက်ညှိုးလေးထောင်သိန်းကြီးကလူโอเคလက်ခုပ်တန်လေးကြားခြင်းပါတယ်သိန်းကြီးကလူတွေအတွက်โอเคအများကြီးပဲကိုခိုင်လက်ခုပ်တန်လေးကြားခြင်းပါတယ်ကိုခိုင်နတ်ဘက်ကကျွန်တော်ဗါလေပြောနတ်ဘက်ကโอเคမိုင်းရယ်မိုင်းရယ်လူတွေโอเคလက်ခုပ်တန်လေးကြားခြင်းပါတယ်မိုင်းရှူဆရာကလည်းလွန်သွားပြီနေမိုင်းရှူတန်ရန်တန်ရန်လူတွေရှိတယ်လက်ခုပ်တန်လေးကြားခြင်းပါတယ်နောက်တစ်ကျွန်တော်ဗာပြောဖို့ကြံနေလဲအော်ကြည့်ပါဦးကျွန်တော်ကြောက်မဲ့ကိုမျိုးကိုမေ့နေတယ်ဒုက္ခပဲကြောက်မဲ့โอเคကျွန်တော်လည်းကြောက်မဲသားပါเนาะခုနကတော့ဆရာဒေါက်တာဖြိုးပိုင်လည်းသူကကြောက်မဲသားလို့ကျွန်တော်ခုမှသိတာဒီရောက်မှသိတာ तू လည်းကြောက်မဲသားမယ်तूပြောနေကျွန်တော်ကြောက်မဲသားပါပြောတော့ကျွန်တော်အောက်ကနေထိုင်ပြီးစဉ်းစားနေအော်ကြောက်မဲသားတွေမှာတူညီတဲ့အချက်တစ်ချက်ရှိတယ်ကွာဘာလို့ထင်လဲအရက်နည်းနည်းပူတယ်ဆရာတော့မရှိတော့ဘူးပြန်သွားပြီ तू ကန်ကောင်းသွားတယ်အရက်နည်းနည်းပူတယ်ပြီးတော့ဘာသူတွေလဲဟမ်ချောတယ်ကျေးဇူးပါလက်ခုပ်လေးတီးပေးပါသူ့ကိုပြီးတော့ဘာတူလေးလဲဟမ်တော်လားတို့ကဒေါက်တာလေကျွန်တော်ဒေါက်တာမှမဟုတ်တာမတော်ပါဘူးကျေးဇူးများတင်ပါတယ်အဲ့တော့ကြောက်မယ်ကျေးဇူးများတင်ပါတယ်ကြောက်မယ်လူတွေโอเคနောက်ထပ်ကိုကျွန်တော်ပြောဖို့မိတော့တဲ့မြို့တီဘောโอเคတီဘောလက်ညှိုးလေးထောင်ပေးပါလက်ခုပ်တန်လေးကြားခြင်းတယ်နောက်ထပ်ကောနမ်တူဟာအဝေးပဲကိုမွေးရမြေပြောနေတာလားအခုလာတာလားနမ်တူတကယ်လားနမ်တူကနေလာတာလက်ညှိုးလေးထောင်ပေးပါဦးနမ်တူလက်ခုပ်တန်လေးကြားခြင်းတယ်နမ်တူโอเคပေါ်မာရီရောโอเคနောက်ထပ်ကောဘယ်မျိုးကြံနေလဲဟမ်တောင်ကြီးโอเคတောင်ကြီးလက်ခုပ်တန်လေးကြားခြင်းတယ်နောက်ထပ်ကောမျိုးတွေရွတ်ကြည့်ပါနမ်ခန်းကလာတယ်โอเคလက်ခုပ်တန်လေးကြားခြင်းတယ်နမ်ခန်းနောက်ထပ်ကောလာရှိုးရတယ်တကူတကအဝေးကနေမနက်9နာရီချပြီးလာလက်ညှိုးထောင်လက်ခုပ်တန်လေးကြားခြင်းတယ်ပြီးတော့ဘာကြံနေလဲဟမ်မိုင်းငေါ့လက်ခုပ်တန်လေးကြားခြင်းတယ်မိုင်းငေါ့โอเคဒါတော့ကုန်ပြီထင်ပါတယ်နော်မကုန်နေကျွန်တော်ရှမ်းပြည်တစ်မျိုးလုံးရှမ်းပြည်တစ်နယ်လုံးကုန်တော့မယ်နော်ချီးကျူးတယ်ဗျာအင်မတန်မှချီးကျူးတယ်အမှန်တကယ်ကဒီနေ့ကဘာနေ့လဲတနင်္ဂနွေနေ့ဝန်တန်းဆိုလို့ရှိရင်တနင်္ဂနွေနေ့ဆိုဘာလုပ်နေရမှာလဲအတန်းကောင်းတယ်ဗျာအိတ်နေရမှာလုပ်ငန်းရှင်ဆိုလို့ရှိရင်အမှန်တကယ်ဒီနေ့ဘာလုပ်နေရမှာလဲစိုင်ဖွင့်နေရမှာဟုတ်လားမနေ့ပြန်ဆိုင်ပိတ်တဲ့ရက်လေဟုတ်လားဒီနေ့ကဆိုင်ဖွင့်နေမှာဆိုင်ပိတ်ပြီးတကူတကလာကြတဲ့လူတွေရှိတယ်ဒီမှာအိမ်မှာအေးစစ်စစ်ဗီဒီယိုကြည့်ပြီးတော့မှအိတ်နေရမယ့်လူတွေဒီကိုလာပြီးတော့မှဘာဖြစ်လို့လာကြရလဲဘာဖြစ်လို့လာတာလဲဟ
ဘာဖြစ်လို့တောတက်ပြောင်းလဲခြင်းလို့ပြောင်းလဲမှုတစ်ခုရဲ့အစအတွေးခေါ်နဲ့စားလက်ခံလားအေးပြောင်းသွားတာတစ်ခုကလည်းဘာလဲခရီးကိုဘယ်သွားမလဲဆိုရည်မှန်းချက်ပန်းနိုင်နဲ့စားတာမဟုတ်ဘူးလားသွားချင်တိုင်းကောက်ပြီးတော့မှထပြီးတော့သွားလို့ဘယ်ရောက်ကွာသွားရရင်ပြီးရောဆိုတာကဘာဖြစ်လဲအချိန်နဲ့ energy ကုန်တာပဲရှိတယ်အားရင်ကုန်တာပဲရှိတယ်ဘယ်မှရောက်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်အတွေးခေါ်လေးတစ်ခုနဲ့စတယ်ဒီနေ့အချိန်ခါခု3နာရီခွဲဒီဆရာတွေအရှိမတယောက်ပြီးတယောက်ပြောသွားတယ်ဆရာဒေါက်တာဖြိုးပိုင်ကဘယ်နှချက်ပြောသွားလဲလက်ကြီးထောင်ပြတာလေဘယ်နှချက်ပြောသွားလဲခိုင်းလို့တော့9ချက်ပြီးတော့ဆရာစန်းဆန်မင်းဘယ်နှချက်ပြောသွားလဲပြီးတော့ဆရာကိုချမ်းဘယ်နှချက်ပြောသွားလဲဟုတ်လားမသိဘူး4ထောင်လိုက်တာအဲ့တော့စုစုပေါင်းအားလုံးပေါင်းရင်ဘယ်နှချက်9ချက်ရယ်5ချက်ရယ်12ချက်ရယ်4ချက်ရယ်ဘယ်နှချက်ခွာကြတာတခုကကျွန်တော်လည်း16ချက်ပဲပြောမှာတို့အကုန်လုံးပြောသွားပြီပြီးသွားပြီအဲ့တော့ကျွန်တော်ပြောစရာမရှိတော့ဘူးအဲ့တော့ကျွန်တော်ဘာနဲ့စချင်လဲဆိုလို့ရှိရင်မိခွန်းတစ်ခုနဲ့စမယ်ကျွန်တော်ပြောင်းမြန်စမယ်မိခွန်းနဲ့စမယ်မိခွန်းတစ်ခုကျွန်တော်မေးမှာမဟုတ်ဘူးဒီထဲကနေဘာမေးစရာရှိသေးလဲကျွန်တော်ဘာမှပြောရတယ်ဘာမေးစရာရှိသေးလဲအကောင်ပြောတာပါဘာမေးစရာရှိလဲကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်โอเคဟိုမှာရှိရဲ့လုပ်ပါမိခွန်းတစ်ခုနဲ့ကျွန်တော်တကယ်စမယ်ဟိုမှာပြောပါအောင်မိခွန်းဟိုပေးလိုက်ပါအောင်လက်ခောက်တန်လေးကြားခြင်းတယ်သူမေးတာခက်လို့ရှိရင်ကျွန်တော်ဟောပြောပွဲပြန်စမယ်နော်ဆရာမင်္ဂလာပါမင်္ဂလာပါခင်ဗျဟုတ်ကွန်ပလိန်းဆိုတဲ့အရာလေးကိုဆရာအနေနဲ့ပြောပြခိုင်းစီချင်လို့ကွန်ပလိန်းဆိုတဲ့အရာကိုဘယ်လိုရှင်းလဲဆိုတာပြောပြမှာလားကွန်ပလိန်းတွေကဘာတွေလဲဆိုအသေးဟိုပါပေါ့အသေးပဲပေါ့ကွန်ပလိန်းရဲ့အသေးပဲဟုတ်ဘယ်လိုမျိုးပြောမလဲဆိုတော့ကွန်ပလိန်းကကောင်းတဲ့အရာလားမကောင်းတဲ့အရာလားကွန်ပလိန်းကကောင်းတဲ့အရာလားမကောင်းတဲ့အရာလားကျွန်တော်တော့မကြိုက်ဘူးဗျာပြီးအဲ့အရာကိုဖြည့်ရှင်းပုံပေါ့ကိုကွန်ပလိန်းတက်လာရင်ဆိုရင်ကိုအနေနဲ့ဘယ်လိုမျိုးလုပ်တင်လဲဆိုတာโอเคအဲ့တော့ complaint လို့ပြောလို့ရှိရင်ကျွန်တော်တို့အပြုတ်တဘောနဲ့အပြတ်တဘော2မျိုးရှိတယ်ဗျလက်ခံလားအပြုတ်တဘော complaint ဆိုတာဘယ်လိုမျိုးလဲအပြုတ်တဘောနဲ့ကိုယ့်ကိုပြောတဲ့ complaint ဆိုတာဘယ်လိုမျိုးလဲဟမ်ဥမာကိုကအင်ကြီးဝတ်ကောင်စားလေးဝတ်ထားတယ်ဟေးလှုပ်ကြည့်ပါအောင်ဝေဖန်ကြည့်ပါအောင်ဟုတ်လားကိုကသူ့ကိုဝန်ဆောင်မှုတစ်ခုပေးတယ် तू ကစောကရပြန်တက်တယ်အပြုတ်တဘောနဲ့အပြတ်တဘော2မျိုး2စားရှိတယ်ဘယ်လို complaint မျိုးကကောင်းလဲသိကြတာပေါ့အပြုတ်တဘော complaint မျိုးကကောင်းတယ်အပြတ်တဘော complaint ကြတော့မကောင်းလားမကောင်းဘူးတကယ်မကောင်းဘူးအဲ့တော့ customer တွေကိုခင်ဗျာအပြုတ်တဘောပဲ complaint လုပ်ပါလို့ပြောလို့ရလားအပြတ်တဘောလည်းလုပ်မှာပဲအပြုတ်တဘောလည်းလုပ်မှာပဲဒါပေမဲ့သိကြတာတကူကကျွန်တော်တို့အားလုံးလုပ်ငန်းရှင်တွေအားလုံးအထွေးထဲမှာတကူရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် customer is always အမှန်တကယ်တော့ always မ right ဘူးလက်ခံလား customer is always မ right ဘူးပြီးတော့နောက်တစ်ခုရှိတယ် customers are king ဘယင်မဲတဲ့ customer တွေကဟုတ်လားပြီးတော့ customer are equal customer တွေအားလုံးကဒန်းတူပဲအမှန်တကယ်ပြန်စဉ်းစားကြည့်အောင်ကိုယ့်ရဲ့လုပ်ငန်းမှာ customer ဘယ်နှယောက်ရှိလဲပြန်စဉ်းစားကြည့်အောင်ကိုယ့်ရဲ့ဝင်ငွေ300ဝင်နေဆိုလို့ရှိရင် customer တွေအားလုံးကတယောက်ကို3သိန်းစီကိုယ့်စီကိုဝယ်ပေးတာလားတကယ်ဝယ်ပေးလား customer အယောက်20လောက်ကပဲကိုယ့်စီကိုဘာဖြစ်လဲဟမ်ကို customer အယောက်20လောက်ကပဲကိုယ့်စီကိုတချို့က9သိန်းဝယ်တယ်တချို့ကသိန်း20ဝယ်တယ်တချို့ကသိန်း50ဝယ်တယ်ဟောသိန်း100ဆိုတဲ့ရောင်းချင်းမှာ customer 40လောက်ကပဲဒီဘက်သိန်း80လောက်ကိုသူတို့ကဝယ်ထားတာကျန်တဲ့သိန်း20က customer နည်းနည်းချင်းစီဝယ်တယ်အဲ့တော့စဉ်းစားလာဖြစ်လာပြီကျွန်တော်တို့ရဲ့လုပ်ငန်းကို contribute လုပ်တယ်ပေါ့ဗျာကျွန်တော်တို့ရဲ့ဝင်ငွေတစ်နေ့တစ်လစာဝင်ငွေတစ်နေ့စာဝင်ငွေကိုအယောင်းဝင်ငွေကို contribute လုပ်တယ်ဝယ်ကြတဲ့ customer တွေကတဦးနဲ့တဦးမတူကြဘူး customer တန်ဖိုးကလည်းမတူကြဘူးဒါကိုကျွန်တော်တို့လုပ်ငန်းတစ်ခုနဲ့ကွဲကွဲပြားပြားသိဖို့လိုတယ်ကိုယ့်ရဲ့ customer ဘယ်လို customer မျိုးဒီကိုယ့်ရဲ့လုပ်ငန်းရဲ့တကယ်ဝင်ငွေ80%ကိုကိုစားပြုတ်တယ်လဲဆိုတာသိဖို့လိုတယ်အဲ့တော့အဲ့ဒါကိုသိဖို့ဆိုတာဒီမှာကျွန်တော်တခွန်းလေးကျွန်တော်ပြောပြရစီလုပ်ငန်းတိုင်းမှာ customer database ရှိဖို့လိုတယ် customer စာရင်းပေါ့ဗျာ customer စာရင်းဆိုတာဘယ်လိုမျိုးလဲကျွန်တော်အခုမိကုန်းတစ်ခုမေးမယ်ပေါ့ဗျာခင်ဗျားတို့လုပ်ငန်းမှာ customer တလားကိုဘယ်နှစ်ယောက်လောက်ကဝယ်ကြတယ်လဲဖြေနိုင်လားဟောအဲ့ဒီ customer တယောက်အယောက်100ဝယ်တယ်ဒါမှမဟုတ်အယောက်20ဝယ်တယ်ဒါမှမဟုတ်အယောက်150ဝယ်တယ်ဆိုလို့ရှိရင်ဘယ်လို customer မျိုးကခင်ဗျားတို့စီကိုအများဆုံးဝယ်ပြီးတဲ့ customer တွေလဲတသိန်းကနေ9သိန်းထိဝယ်တဲ့ customer ဘယ်နှယောက်ရှိလဲ
သိန်း20ဘိုးဝယ်တဲ့ customer ဘယ်နှယောက်ရှိလဲသိန်း100အထိဝယ်တဲ့ customer ဘယ်နှယောက်ရှိလဲဟောအဲ့တော့ customer တွေဆိုတာကတူးနဲ့တူးကျွန်တော်တို့ဘာဖြစ်လဲမတူဘူး equal မဖြစ်ဘူးအဲ့တော့ complaint ကိုလက်ခံတယ်ဆိုတဲ့နေရာမှာ customer ဘက်ကလည်းကြည့်ရမယ်ကိုယ့်ဘက်ကလည်းကြည့်ရမယ်ကိုယ့်ဘက်ကကြည့်တာအပြုတ်တဘော complaint လားအပြတ်တဘော complaint လားပြီးတော့ဒီ complaint ကိုလာတဲ့ source ဒီဘယ် customer စီရလဲနှစ်ဖက်ကနေကျွန်တော်ကြည့်ရလိမ့်မယ်ကဲကျွန်တော်တို့တကယ်ကိုတန်မိုးရှိတဲ့ customer စီကနေလာတဲ့ complaint တစ်ခုဆိုပါစို့အပြုတ်ဖြစ်စေအပြတ်ဖြစ်စေကျွန်တော်တို့ကဘာလုပ်ရတော့မလဲဒီ customer မှကျွန်တော်လွတ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ဝင်ငွေဒီ380လောက်ပျောက်သွားမယ်ဆိုလို့ရှိရင်ခင်ဗျားဘယ်လိုဖြစ်မလဲဒီ customer ကိုရအောင်ဖြည့်ရှင်းရတော့မှာပေါ့ဗျာစိတ်ကျဉ်းနှံ့မှုရှိအောင်ပြောရတော့မှာပဲဗျာဟုတ်တယ်မလားလက်ခံလားအဲ့တော့ complaint လို့ပြောလို့ရှိရင်ဘယ်လိုရှင်းရမလဲ complaint တိုင်းကိုတော့ရှင်းဖို့မလိုဘူးဒါပေမဲ့အကြောင်းအရာ2ရက်ကိုကျွန်တော်စဉ်းစားစေချင်တယ်နံပါတ်1အပြုတ်တဘောဆောင်တဲ့ complaint လားအပြတ်တဘောဆောင်တဲ့ complaint လားဘာလို့လဲဆိုကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းဆိုတာအချိန်အများကြီးမရှိဘူးဝန်ထမ်းလည်းအဆုံးစားမဲ့အများကြီးမရှိဘူးအဲ့လိုပဲငွေဒီလည်းအဆုံးစားမဲ့အများကြီးမရှိဘူး complaint တိုင်းကိုအားလုံးတဘောကျကျင်တတ်ဖို့မရှင်းနိုင်ဘူးဆိုလို့ရှိရင်ဘယ် complaint ကိုရှင်းမလဲဆိုတော့ရွေးရတော့မယ်အရက်မူဗီလာရန်ကားတဲ့ complaint အရက်မူဗီလာပြီးစောကရတဲ့ complaint ဟောရှင်းမယ်ဆိုကိုယ့်ရဲ့ energy ကုန်မယ်ကိုယ့်ရဲ့ငွေကုန်မယ်ကိုယ့်ရဲ့ဝန်ထမ်းတစ်ယောက်ကတခြားကိုယ့်ဘောမှာတစ္ဆာရှိတဲ့ customer တွေကိုကောင်းကောင်းပြုစုလို့ရနိုင်ရက်သားနဲ့ဒီဝန်ထမ်းလေးကဘာလုပ်နေရမလဲအရက်သမားသွားပြီးတော့မှရှင်းနေရတော့မယ်ဟောဘာဖြစ်သွားပြီလဲဒီမှာ waste အဲ့တော့ဒီမှာ complaint ဆိုတဲ့အနေအထားမှာမေးခွန်းနှစ်ခုကျွန်တော်မေးပါနံပါတ်1အပြုတ်တဘောဆောင်တဲ့မေးခွန်းcomplaint လားအပြတ်တဘောဆောင်တဲ့ complaint လားနံပါတ်2တစ်ဖက်ကမေးတဲ့ source ဒီ complaint လာတဲ့ customer ဒီကိုယ့်အတွက်ဘယ်လောက်တန်ဖိုးရှိသလဲအဲ့ဒီပုံမှာအခြေခံပြီးတော့မှကျွန်တော်တို့ကအချိန်ပေးပြီးတော့မှရှင်းမယ်မရှင်းဘူးစိတ်ကျဉ်းနှံ့မှုရှိအောင်ရှင်းမယ်မရှင်းဘူးအစရှင်းတယ်ကျွန်တော်ဆုံးဖြတ်ရမှာပေါ့ဗျဒါတွေအဓိကအရေးကြီးတဲ့မေးခွန်းနှစ်ခုဖြေပြီလားโอเคအဲ့တော့ကျွန်တော်ဘာလုပ်စေချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခဏနည်းနည်းလှုပ်ရှားလုပ်မယ်နည်းနည်းလှုပ်ရှားလုပ်မယ်နျူတန်ရဲ့နေရာမကိုသိလားနျူတန်နေရာမကဘာလဲလဲရက်မြဲရက်နေသောအရာဝတ္ထုဒီရက်မြဲရက်နေလို့ရွေ့လျားမြဲရွေ့လျားနေသောအရာဝတ္ထုဒီရွေ့လျားမြဲရွေ့လျားခြင်းအခုလက်ရှိဘာလုပ်နေကြလဲထိုင်နေကြတယ်ဟုတ်လားအုံတော့တွေကလည်းနည်းလေးထုံးလာပြီပြောတဲ့ဆရာတွေကလည်းအရှိမများနေပြီအချိုးရှိလားအခုချိန်ကြီးအချိုးရှိလားအရှိရဆရာတွေပြောရတယ်မှတ်ဆရာတွေလည်းအများကြီးပဲစာအုပ်တွေအပြည့်မှတ်ထားတယ်မဟုတ်လားဝမ်းသာတယ်အဲ့တော့ဘာလုပ်မလဲဆိုလို့ကျွန်တော်ကလေးရောက်ပြီဆိုတော့ကျွန်တော်တိတ်မပြောတော့အပြောနည်းနည်းရှော့မယ်နည်းနည်းကတာနည်းနည်းများမယ်ဒီထဲမှာကချင်လူဘယ်နှယောက်ရှိလက်ညှိုးလေးထောင်ကြည့်ပါဦး yes no yes လား yes okay အတန်းနဲ့တိုးတယ်ဗျာ yes no okay ကချင်လူများလားနော်အဲ့တော့အားလုံးကျွန်တော်ဘာလုပ်ချင်လဲဆိုလို့ရှိရင်1 2 3လို့ပြောလို့ရှိရင်အားလုံးတစ်ပြိုင်တည်းမတက်ထား yes လို့អော်ကြည့်အောင်ခုနကတော့ကြွက်လို့ပေါ့ဗျာကျွန်တော်တို့နည်းနည်းလေးနောက်ထပ်တနာရီဆက်ပြီးတော့မှအသက်ရှင်ဖို့နောက်ထပ်တနာရီလောက်ဆက်ပြီးကျွန်တော်ပြောတာကိုနားထောင်ဖို့ဆိုလို့ရှိရင်ကိုလက်လှုပ်ရှားလေးနဲ့လှုပ်လိုက်ရအောင်โอเคနော်1 2 3လို့អော်မယ်ရုပ်တရက်ချမယ် yes လို့អော်မယ်နားလဲပြီလား1 2 3အားလုံးထဟာကြိုက်တယ်ဗျာခဏတော့ပြန်ထိုင်ပြန်စမယ်1 2 3အားလုံးထโอเค3ကလုံးမယ်ပြန်ထိုင်နည်းလေအုံတော့နည်းနည်းကြည်လာပြီလား1 2 3နည်းနည်းထားမယ်โอเคမထိုင်နေတော့ရပြီအဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်စက္ကန့်30လောက်ကျွန်တော်တို့နည်းနည်းပါလေးကိုလက်လှုပ်ရှားရေးလုပ်မယ်ဒီမှာကျွန်တော်ကတဲ့ပုံစံလေးပြမယ်နည်းလိုက်ကကြည့်လိုက်အောင်အပြင်းပြေပေါ့ဗျာနော်ပြင်းပြေပြီးမှကျွန်တော်ပြန်ပြောမယ်ကျွန်တော်လည်းကမယ်ခင်ဗျားတို့လည်းကကြโอเค yes no โอเคရကြိုက်တယ်ကဲတစ်ချက်လောက်လုပ်ပါအောင် ready လားချက်မယ်โอ้အတက်လေးဝဝရှူတန်းနဲ့ချက်လေးပါဘာနိုင်တော့နိုင်မို့Bring it back like she loves some. Bring it back like she loves some. In the club with the lights off, but you at the shot fall. Come and show me that you know with it,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  with it. Stop playing, you know that I'm with it,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  with it. What you at the shot for? Just give me you, just give me you, just give me you. That's all I wanna do. And if what they say is true, if it's true, I'ma give it to you. I
a lot of stuff. Guaranteed, I can back it up. I think I'ma call you bluff. Hurry up, I'm waiting out front. Okay stop မိုက်လိုက်လားဒီက stop လို့တန်းပိတ်တယ်အားလုံးကလူငယ်တွေပဲနော် idea အစ်စ်ကိုလက်ခံနိုင်တယ်ဆိုလို့ရှိရင်အပြုတ်မှုအစ်စ်ကိုလည်းလက်ခံနိုင်ရမယ်စမယ်1 2 3 Stop playing, you know that I'm with it,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  with it. What you acting shy for? Just give me you, just give me you. Just give me you, that's all I wanna do. And if what they say is true, if it's true, I'ma give it to you. I may take a lot of stuff, guaranteed, I can back it up. I think I'ma call you bluff. Hurry up, I'm waiting out for. Okay good You see me in the spotlight, ooh, I love your style. Show me what you got, cause I don't wanna waste my time. See me in the spotlight, ooh, I love your style. Show me what you got now, come and make it worth my while. Give it to me, I'm worth it. Baby, I'm worth it. I'm worth it. Give it to me, I'm worth it. Give it to me, I'm worth it. Baby, I'm worth it. I'm worth it. yes okay အားလုံးရပြီထိုင်ပါကျေးဇူးပါငွေသွားပြီလားဒီထဲမှာဟာဒီနေ့လာမိတာမှားပြီထင်တယ်လို့ဘယ်နှစ်ယောက်ရှိလဲအမှန်တကယ်တော့ဒီရှေ့ဆရာတွေကတာအတော်ဆုံးပဲသိလားကဲတော့ ready ဖြစ်ပြီလားအုံတော့လမ်းသွားပြီလားလမ်းသွားပြီနော် okay ဒါဒီအင်မတန်မှအရေးကြီးတယ်ကျွန်တော်ဆက်တိုက်ပြောလို့ရှိရင်ဝင်မှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်ကအမြဲတမ်းကန်ဆိုးလေးရှိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အမြဲတမ်းအနောက်မှပြောရတယ်သမင်းစားခြင်းဟုတ်ရောမဟုတ်လို့ရှိရင်အနောက်မှပြောရတယ်အဲ့တော့အမြဲတမ်းအဲ့တော့ဘာလို့ ရလဲကျွန်တော်လည်းအမြဲတမ်းကရတယ်ပေါ့ဗျာအဲ့လိုပဲကင်နဲ့ကျွန်တော်လည်းပိန်လာတယ်အစတော့ဆရာဆိုင်းဆန်မိန်နဲ့အတူတူပဲကျွန်တော်စိုက်ကအဲ့တော့စင်မော်တက်တိုင်းကနေရတော့အမှန်တကယ်ကိုကခြင်းလို့မဟုတ်ကျွန်တော်ရဲ့ motivation ကဒီမှာသူတို့ကခြင်းနဲ့ကိုလည်းလိုက်ကင်နဲ့ဘာဖြစ်လဲဝိတ်ကနေနဲ့ကြာလာကဲတော့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာ၅ချက်ပဲအများကြီးမပြော၅ချက်ပြီးလို့ရှိရင်ပြီးပြီ၅ချက်အဲ့ဒီ၅ချက်နံပါတ်1ကျွန်တော်စလိုက်အောင်နံပါတ်1လိုရင်းတို့ရှင်းမဲ့ကျွန်တော်ပြောမယ်ခက်မြက်မြက်ပဲကျွန်တော်ပြောမယ်နံပါတ်1ဘာလုပ်ငန်းလို့ခံယူချက်အရေးကြီးတယ်ဒါပဲဘာအရေးကြီးတာဘာလုပ်ငန်းလို့ခင်ဗျဘာလုပ်ငန်းလို့ကျွန်တော်မသိဘူးတေချာတကွခံယူချက်အရေးကြီးတယ်ခံယူချက်ဆိုတာဘာကြောင့်ခင်ဗျဒီလုပ်ငန်းကိုလုပ်တာလဲဘာကြောင့်နေ့စဉ်နဲ့အများဆိုလို့အိယာထပြီးတော့မှဆိုင်ကိုသွားတာလဲဘာကြောင့်ခင်ဗျလုပ်ငန်းကဘာကြောင့်ဈေးကွက်ထဲမှာတည်ရှိနေတာလဲဘာကြောင့်ခင်ဗျကြီးပွားချင်တာလဲဘာကြောင့်ခင်ဗျဆိုင်လူများစီဘာကြောင့်ခင်ဗျဒီစီးပွားရေးလုပ်ငန်းလုပ်တာလဲခံယူချက်ဒီအင်မတန်မှအရေးကြီးတယ်ခံယူချက်ဒီကျွန်တော်တို့ကိုခွန်အားကိုပေးတယ်ခံယူချက်ဒီကျွန်တော်တို့ကိုအမှုအရာအမှုအကျင့်လုပ်နီးလုပ်ဟန်တွေကိုပြောင်းလဲစေတယ်ခံယူချက်ဒီကျွန်တော်တို့လဲကြတဲ့တခဏမှာပြန်ထစေတယ်ခံယူချက်ဆိုတာအင်မတန်မှအရေးကြီးတယ်ကျွန်တော်လက်တွေ့ပြမယ်လက်တွေ့ပြဖို့ကျွန်တော်ပစ္စည်းယူလာခဲ့တယ်ခုနကတော့ကျွန်တော်ပြောပြသွားပြီဒါပါလေအဲ့တော့ကျွန်တော်လက်တွေ့စမ်းကြည့်အောင်ကျွန်တော်မသိဘူးနော်လက်တွေ့စမ်းကြည့်အောင်ဟုတ်ရမလားမရမလားမသိဘူးဒီရေခွက်ကရေခွက်မဟုတ်တာပါလဲဆိုကျွန်တော်လိုက်သွားတောင်းရမှာအရှိမှာတစ်ချက်တစ်ပြားနဲများမဆိုဒီခွက်ကလေးကိုကိုင်းပြီးတော့မှကျွန်တော်ဒီထဲကမိတ်ဆွေတို့ကိုကျွန်တော်အကူအညီတစ်ခုတောင်းမယ်ဘာလို့မလဲဆိုဒီခွက်လေးကိုကိုင်းပြီးတော့မှခင်ဗျားတို့အကုန်လုံးသွားတောင်းခိုင်းမယ်ပတ်စံဘယ်မှာတောင်းရမလဲသိလားလာရှုပ်မြွေလူစီကားဆုံးနေရာပေါ့ဗျာဘယ်နေရာဖြစ်မလဲညစေအမလေးကျွမ်းတယ်တောင်းနေကြတယ်နဲ့ကျွန်တော်တော့ပြောတာနောက်ကျနေပြီခွက်ကောအယောင်တူလားမသိဘူးနော်ခင်ဗျာကျွန်တော်စီတူရုံးမှာလုပ်ငန်းတူပြိုင်ဘက်တွေဖြစ်နေမှာဆိုလို့ဒီခွက်ကလေးကိုယူပြီးတော့မှညစေးမှာသွားတောင်းရမယ်တောင်းပြီးတစ်ချက်တစ်ပြားနည်းများမဆိုပေါ့ဗျာသွားတောင်းရမယ်ဘယ်သူတောင်းမလဲလက်ညှိုးထောင်ခါတယောက်မှမတောင်းဘူးလားအဲ့ဒီလောက်ဗျာကျွန်တော်လည်းဆွဲဆောင်မယ်ဗျာလောက်တောင်းပါဗျာခင်ဗျားတို့ကလည်းဟိုဒီလောက်ဗျာကျွန်တော်ကခွက်ဆိုင်ခင်ဗျားလောက်အားဆိုင်တယောက်တစ်ဝက်ယူမယ်50-50လေညတာတယ်မဟုတ်လားဟာကျွန်တော်ခွက်ဆိုင်တယ်ခွက်ဘာဘလောက်အောင်မေးတော့ဒီခွက်ကိုဝယ်တာအောင်မေးကျွန်တော်ခွက်ဆိုင်မယ် investment လေခင်ဗျားလောက်အားဆိုင်လေ
အဲ့တော့ရလာလို့ရှိရင်ညနေကျရင်ကြည့်မယ်1000ရရင်ခင်ဗျာ900ကျွန်တော်900လေတယောက်50 50 50 50ဘယ်သူတော့တောင်းမလဲညို့ထောင်ဟာတယောက်မှမတောင်းပြန်ဘူးနည်းထက်ဆွဲဆောင်မယ်ဗျာဒီလိုခင်ဗျားတို့ကျွန်တော်ဘောက်ဆူပေးမယ်1000ကျော်လို့ရှိရင်ခင်ဗျားတို့အကုန်လုံးကြီးဘောက်ဆူဘယ်သူတောင်းမလဲညို့ထောင်ဟာမတောင်းသေးဘူးလားအဲ့ဒါဆိုဒီလိုဗျာအချိန်ပိုကြေးပေးမယ်ဟိုအချိန်ပိုကြေးဆိုတာဒီတယ်မလား9နာရီကျော်လို့ရှိရင်လေဟိုအချိန်ပိုဆင်းရတော့လေအချိန်ပိုကြေးတနာယူကိုကျွန်တော်200လောက်ကျွန်တော်ပေးမယ်ဗျာဒါမှမဟုတ်1000လောက်ကျွန်တော်ပေးမယ်ဘယ်နှစ်ယောက်တောင်းမလဲညို့ထောင်တယောက်တော့ထွက်လာပြီအချိန်ပိုကြေးမှတ်တဲ့တယောက်ဒါမှမဟုတ်ရှင်လည်းကျွန်တော်ဗျာဟိုဂုံပြူချင်းမြင့်လွာလေးကျွန်တော်ပေးပါမယ်ဗျာအဲ့တော့ခင်ဗျားတို့ဘလို့ဆွဲဆောင်ခင်ဗျားတို့မတောင်းကြဘူးလားတယောက်ပဲတွက်လာတယ်ဟိုမှာဒီလိုလုပ်ဗျာကျွန်တော်ဒီခွက်နောက်တစ်ခွက်တစ်ခုထပ်ယူမယ်ဗျာဆွဲဆောင်တာနော်ဒီတခါခင်ဗျားတို့ကျွန်တော်ခံယူချက်အတစ်တစ်ခုပေးမယ်လောက်ရမှာကတော့ပတ်စံတောင်းပါပဲဒါပေမဲ့ကျွန်တော်နည်းနည်းလှလှပပလေးကျွန်တော်ခေါ်ရအောင်ဗျာအလူသွားခံရအောင်ကြားလို့မကောင်းလေသိတယ်မလားအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ဘာလုပ်ကြမလဲအလူသွားခံကြမယ်ဒါပေမဲ့ကျွန်တော်တို့အလူခံနေဆိုတာကအမှန်တကယ်တော့ကျွန်တော်တို့အတွက်မဟုတ်ဘူးအဲ့ဒီအလူခံကနေရလာမဲ့ပတ်စံ1000ဖြစ်ရင်လည်းဖြစ်မယ်2000ဖြစ်ရင်လည်းဖြစ်မယ်ဗျာရလာတဲ့ပတ်စံကိုတောရွာမှာတောင်ပေါ်မှာကျောင်းဖွင့်ချိန်မှာခဲတံလေးတစ်ချောင်းမဝင်နိုင်တဲ့ကလေးတွေအများကြီးရှိတယ်ဗျာစာအုပ်လေးတအုပ်မဝင်နိုင်တဲ့ကလေးတွေအများကြီးရှိတယ်ဗျာဖျားနာတယ်ဗျာမိဘတနာဖို့ကောင်းတယ်ဝဲစရာပါရာစီတမောလေးဝဲစရာပတ်စံအောင်မရှိတဲ့တောင်ဘွားကလေးတွေအများကြီးရှိတယ်ဗျာမြင်ဘူးတယ်နော်သမီးမတန်မှစားတယ်ကလေးကငိုနေတာတနားလောက်ရှိပြီဒါမိဘထိုင်ကြည့်နေရတယ်မကြွေးနိုင်ဘူးဗျာရင်မနာဘူးလားနာတာပေါ့ဗျာကိုကလေးသမီးစားနေတယ်ကိုမကြွေးနိုင်ဘူးအဲ့တော့ဗျာဒီလိုလုပ်ဗျာကျွန်တော်တို့ဖလားလေးတစ်လုံးနဲ့ကျွန်တော်တွားတောင်းကြမယ်ဗျာအကုန်လုံး1000ရ900ရဗျာ1000ရလို့ရှိရင်ကျွန်တော်တို့ခဲတံလေးတစ်ချောင်းဝယ်ပေးနိုင်မယ်ဗျာစောက်လေးတော့ဝယ်ပေးနိုင်မယ်ဗျာအနည်းဆုံးတော့ကလေးလေးကိုသမီးလေးတစ်နက်ကျွေးနိုင်မယ်ဗျာဘယ်နှစ်ယောက်ကျွန်တော်နဲ့တူလိုက်တောင်းမလဲလက်ညှိုးထောင်ဟိုးလဲကြည့်လိုက်ပါဦးခင်ဗျားတို့အနောက်ကိုလဲကြည့်လိုက်လက်ညှိုးထောင်တာမြင့်မြင့်ထောင်တာတကယ်တောင်းပါလားသေးကြလားစိတ်သက်ပြောင်းသွားတယ်နော်အဲ့တော့လက်ညှိုးထောင်တာကျွန်တော်ထပ်ပြောမယ်ဟေးခင်ဗျားတို့တော့တွားတောင်းလို့ရှိရင်မောင်းထုတ်တဲ့လူလဲမောင်းထုတ်မှာနော်ဒါမို့လေဟာ sorry ကြောပါသေးရဲ့လို့ပြောရင်လည်းပြောမှာနော်ရှက်စရာကြီးနော်မိုးကလည်းရွာချင်ရွာမှာမိုးကအခုအုပ်နေပြီကားလည်းတိုင်မယ်နေကလည်းပူရင်ပူမယ်ကဲလိုက်ပါလားလက်ညှိုးထောင်ဟာပိုတော့များလာသေးတယ်ရပြီချဘာကွာသွားလဲတွေ့လားခုနကတော့ကျွန်တော်အမျိုးမျိုးဆွဲဆောင်တယ်ဟာခမရကိုဘောက်ဆူပေးမယ်လို့လည်းပြောတယ်ခမရကို50-50လို့လည်းကျွန်တော်ပြောတယ်ခမရကိုအချိန်ပိုချေးပေးမယ်လို့လည်းပြောတယ်ဒါပေမဲ့တယောက်မှထွက်မလာဘူးတယောက်တော့ထွက်လာတယ်လူမိုက်တယ်ကြီးအခုကြတော့ကျွန်တော်ကဖလားလေးလည်းပြလိုက်ရောဘာဖြစ်တော့ကျွန်တော်ပြောတယ်ခံယူချက်တစ်ခုကိုပေးတယ်အစ်တစ်ခုကိုပေးတယ်ကျွန်တော်တို့အားလုံးဘာဖြစ်လဲဟောလက်ညှိုးထောင်တယ်ဟေးကျွန်တော်လွယ်ကူမယ်လို့ကျွန်တော်မပြောဘူးခင်ဗျားတို့ပတ်စံနေအများကြီးရလိမ့်မယ်လို့ကျွန်တော်မပြောဘူးဒါပေမဲ့ဘာဖြစ်လဲခံယူချက်ဆိုတာတိတ်ပြီးတော့မှအရေးကြီးတယ်အဲ့တော့ကျွန်တော်ဘာလုပ်ချင်လဲဆိုလို့ရှိရင်ဒီလိုအရေးကြီးတဲ့ခံယူချက်ကိုအမြဲတမ်းသတိရစေချင်တယ်ကျွန်တော်တို့စီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာပဲဖြစ်ဖြစ်ကိုဘွားရဲ့ခုနကတော့ငါပြောတယ်အောင်မြင်တိုးတက်မှုကိုလူကျင်တဲ့လူပဲဖြစ်ပါဘယ်သူပဲဖြစ်ပါဗျာခံယူချက်မရှိလို့ရှိရင်လွယ်လွယ်ကူကူနဲ့အရှုံးပေးတတ်တယ်ခံယူချက်မရှိလို့ရှိရင်ဟာဆရာအလုပ်ဖြစ်ပါမလား1000ပဲရမှာမလုပ်ချင်ဘူးခံယူချက်မရှိလို့ရှိရင်ဟာမိုးရွာမှာပေါ့ဗျာအပြင်မှာတွားတောင်းလို့ရှိရင်ဟာခံယူချက်မရှိလို့ရှိရင်ဆရာတောင်းနေဗျာမရဘူး sorry ဟာဆရာရှက်ဆရာကောင်းတယ်အပြင်မှာကျွန်တော်အကျွေမရှိသေးဘူးလို့ပြောမှာဟောအမူအရာအပြုတ်မူကွာလားဒီဟာလဲတောင်းရမှာပဲဒါလဲနှစ်ခုစလုံးကပတ်စံတွားတောင်းတာပဲဒါပေမဲ့ဘာပဲကွာလဲခံယူချက်ကွာတာနဲ့အမျှကျွန်တော်တို့ရဲ့လှုပ်ရက်ကွာသွားတယ်ခံယူချက်ကွာတာနဲ့အမျှကျွန်တော်တို့ခွန်အားတွေကွာသွားတယ်ခံယူချက်ကွာသွားဒီနဲ့အမျှလဲကျပြန်ထခြင်းစိတ်တွေကျွန်တော်တို့ဖြစ်ပေါ်စေတယ်ခင်ဗျားတို့စီးပွားရေးလုပ်ငန်းမှာခံယူချက်ရှိသလားဘဝအောင်မြင်တိုးတက်ခြင်းနဲ့ဘာကြောင့်မလို့အောင်မြင်တိုးတက်ခြင်းတာလဲခံယူချက်ဆိုတာရှိကိုရှိရတယ်ကိုရှိုံနဲ့မပြီးဘူးကိုယ့်ရဲ့ဝန်ထမ်းတွေအေးမင်းတို့ဘာလို့လှုပ်လာလို့တာလဲမေးကြည့်လိုက်ကိုယ့်ရဲ့ဝန်ထမ်းကိုဆရာကျွန်တော်လာကလိုချင်လို့မှားနေပြီ
လာငါလိုချင်လို့ဘာလို့ထွက်လာတာလဲဆိုလို့ရှိရင်ဝန်ထမ်းတွေကိုအလုတ်ရှင်ကခံယူချက်ကိုမပေးနိုင်လို့လာစာအပြင်ကိုတခုပို့ပေးရတယ်မှန်တယ်လာစာကိုလိုအပ်တယ်ဝန်ထမ်းတိုင်းမလိုအပ်ဘူးလားလိုအပ်တာပေါ့ဗျာကိုယ့်ရဲ့ဝန်ထမ်းတွေလည်းလာစာလိုအပ်သူတို့ရဲ့ဘဝရက်တည်ရေးအတွက်လိုအပ်တယ်ဒါပေမဲ့လာစာတခုပဲပေးတာတဲ့လာစာအပြင်ကိုခံယူချက်တခုပို့ထည့်ပေးနိုင်လို့ရှိရင်မကောင်းဘူးလားဟောစဉ်းစားစရာဖြစ်လာပြီခံယူချက်ဆိုတာတိတ်ပြီးတော့မှအရေးကြီးတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီခွက်နှစ်ခွက်ကိုခုနကဂရိပေးထားတဲ့အတိုင်းကျွန်တော်ဒီခွက်နှစ်ခွက်ကိုကိုယ့်ရဲ့အိမ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရုံးမှာပဲဖြစ်ဖြစ်ထားစေခြင်းနဲ့ထားပြီးလို့ရှိရင်ဒီဟာလေးကိုမြင်တာနဲ့ခံယူချက်တစ်ခုဟာဘဝရဲ့တိုးတက်မှုအတွက်ဘယ်လောက်ထိအရေးကြီးလဲဆိုတာသတိရစေခြင်းနဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီမှာလက်မှတ်ထိုးမယ်ထိုးပြီးလို့ရှိရင်ဒီထဲကိုကျွန်တော်လောက်ပါလားလောက်ရဘယ်ဘက်ကိုပြည့်ရမလဲလက်ညှိုးထောင် or yes မာတင်လို့ရေးထားမယ်ဒိတ်ကဒီနေ့ဗာနေ့ဘယ်နေ့ရက်နေ့လဲလက2000ဒီဘက်ကိုတစ်လုံးဒီဘက်ကိုတစ်လုံးပြစ်မယ်1လူကြီးတွေကြော့ပါခင်ဗျာတီမီကလို့ရှိရင်ကြော့နော်ရအောင်ဖမ်းတော့1 2 3ရံမဖြစ်နဲ့နော်ဒီဘက်ကလူတွေဒုက္ခရောက်ပြီမမိလို့ရှိရင်တော့ဒါခေါင်းပေါက်မဲ့ကိန်းပဲခေါင်းထိ sorry နော်ရလားပြစ်လို့ရလားဒီဘက်ကိုမရရင်ရှင်းရှင်းပြောနည်းနည်းအတန်ကျဲတော့ပြစ်မယ် sorry ပါကြောထိလို့ရှိရင်နောက်တစ်ခုပြဖို့ကြံနေတယ်အတန်ကြားချင်တယ်ဘယ်ဘက်ကပြရမလဲလဲတာအဲ့တော့ကျွန်တော်ဒီမှာထုံးစံတိုင်းပေါ့ဗျာအရှိရဆရာတွေ story ပြောရဆိုကျွန်တော်လည်း story လေးတစ်ခုပြောခြင်းတယ်အဲ့ story ကဘာလဲဆိုလို့ကျွန်တော်တို့ Buster Douglas 1990မှာကျွန်တော် Mike Tyson ကြားဘူးလား Mike Tyson ကဘာတော့အမိုက်ကောက်တဲ့လူလား Mike Tyson ဆိုဘူးတော့ heavyweight champion ဘာလုပ်တော့လက်ဝိတ်ထိုးတာပေါ့ဗျာဟုတ်လား1990အထိ Mike Tyson ဆိုတာရှုံးပွဲမရှိဘူးဘဒူထိုးဘဒူကသူ့ကိုလာစိန်ခေါ်လက်တီးတစ်ချက်ကျွေးလိုက်တယ် round 2 ထိပဲခံတယ်ဘယ်သူပဲဖြစ်ဖြစ် round 2ကြော်ဝိုင်းအကုန်ပလက်လန်ပြီးလဲပြီးမိတာပဲသူ့ရဲ့လက်တီးတစ်ချက်ပင့်လက်တီးပဲဖြစ်ဖြစ်ညာလက်တီးပဲဖြစ်ဖြစ်တစ်ချက်လောက်ခံပြီးပြီဆိုအကုန်လုံးကပလက်ပြတာပဲလုံးဝသတိမရတော့အလဲထိုးအနိုင်ယူမှုတွေကြီးပဲ Mike Tyson ကအဲ့လောက်ထိစွမ်းတဲ့ကောင် Mike Tyson ကအဲ့လောက်ထိရှုံးပွဲမရှိအောင်မြင်နေတဲ့ကောင်1990မှာ Buster Douglas ဒီမှာဒီကောင် Buster Douglas ကနေပြီးတော့မှသူ့ကိုစိန်ခေါ်တယ် Mike Tyson နဲ့ထိုးမယ်ပေါ့ဗျာနာမည်ကြီးတယ်အဲ့ထိုးကြချက်ကဘာလဲဆို Mike ဒီ Buster Douglas ရဲ့အမေကသူ့သားအတွက်တအားကိုယူတယ်ငါသားဒီကဘာကျော် Mike Tyson ကိုထိုးတတ်မယ်ကောင်အင်မတန်မှကိုယူတယ်သူ့အမေကကိုယူတဲ့အလိုက်ပေါ့ဗျာကျွန်တော်တို့တွေ့ရလူကိုပြောတာပေါ့ဗျာရက်ကွက်ထဲမှာလည်းပြောတယ်ပြီးတော့ဘလူးနဲ့တွေ့ပဲဟေးဒီမှာကြည့်ငါသားနော် Mike Tyson ကဘာကျော် Mike Tyson ကိုထိုးပြီးတော့မှအနိုင်ယူမဲ့လူစုစိတ်များစွာကိုစွတ်ခူးအနိုင်ယူမဲ့လူဒါငါသား Buster Douglas ထိုးတော့မှာအကုန်လုံးပြောတယ်ရက်ကွက်ထဲမှာပြောတယ်မြို့မှာပြောတယ်အကုန်လုံးပြောတယ်တိတ်ကုန်ယူတာပေါ့ဗျာသူ့အမေကသူ့သားအတွက်ဖြစ်ချင်တော့ဗျာထိုးသက်မဲ့2ရက်အလိုမှာသူ့အမေဆုံးသွားတယ်ထိုးသက်မဲ့2ရက်အလိုမှာသူ့အမေဆုံးသွားတယ်အမေချစ်တဲ့သားတစ်ယောက်အတွက်အင်မတန်မှဝမ်းနေတာပေါ့ဗျာနောက်တဲ့2ရက်ဆိုသူကဘာလုပ်ရတော့မှာ Mike Tyson ဆိုတဲ့ကမ္ဘာကျော် heavyweight champion နဲ့လက်ဝှေ့ထိုးတက်ရတော့မှာသူ့အမေကဒီနေ့ဆုံးအင်မတန်မှဝမ်းနေတယ်အင်မတန်မှဝမ်းနေတယ်အဲ့တော့ तू စဉ်းစားတယ်ဟာငါဒီလက်ဝဲပဲဖြတ်လိုက်တော့မယ်ကွာငါသူ့နဲ့မထိုးတတ်ချင်တော့ငါမှလည်းခွန်အားလည်းမရှိတော့ငါမှအမေလည်းဆုံးသွားပြီဝမ်းနေတာပေါ့ဗျာအင်မတန်မှဝမ်းနေတာပေါ့ဗျာဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အချက်တစ်ချက်ကဘာလဲဆိုငါအမေဒီမသေးခင်မှာသူ့သားအတွက်တအားကိုယူတယ်မသေးခင်မှာလူတကာပြောခဲ့တယ်ငါသားကကဘာကျော် Mike Tyson ကိုအလဲတော့အနိုင်ယူမဲ့လူငါသားဒီတိတ်ပြီးတော့မှတော်တဲ့လူငါသားနိုင်ရမယ်ဟောဒီလိုပြောခဲ့တာသူ့အမေရဲ့ဆန္ဒကိုဖြည့်ဆည်းမယ်ကွာအဲ့တော့ဒီလက်ဝဲပွဲကိုတူထိုးမယ်ရအောင်နိုင်အောင်ထိုးမယ်သူ့မှာရွေးချယ်စရာလား2လမ်းပဲရှိတယ်တစ်ထိုးလို့တိမ်ပလိစေထိုးလို့တိမ်သွားမယ်Mike Tysonထိုးတယ်သူတိမ်သွားမယ်ဒါမှမဟုတ်လေတေချာတကွာဆေးရုံတက်ရမယ်ကျိုးမယ်ပဲ့မယ်တိမ်မယ်ဒါပဲတေရှင်တိမ်ပလိစေနှစ်မတိမ်ဘူးဆိုလို့ရှိရင်တော့ငါMike Tysonကိုနိုင်ရမယ်ငါမှရွေးချယ်စရာမရှိဘူးဟေးအသက်ရှင်ပြီးတော့မှရှုံးနေဆိုတာဖြစ်ကိုမဖြစ်ဘူးငါအမေနဲ့တူငါလိုက်သွားမယ်တေရှင်တိမ်ပလိစေ
ခံယူချက်ကအဲ့ဒီခံယူချက်နဲ့ तू ထိုးတယ်ထိုးတော့ round 1 round 2 round 3 round 7 round 8အော်8ချိန်မြောက်8ချိန်မြောက်အချီမှာမိုက်တိုင်ဆန်ရဲ့ပင့်လက်တွေတစ်ချက်မိသွားတယ်ဒိန်းပြစ်လဲကြသွားတယ်ပက်လက်လန်ပြီးတော့မှအားလုံးကတော့ပြိတ္တတွေအားလုံးကဟာသွားပြီပြီးပြီပွဲပြီးပြီဘာလို့လဲမိုက်တိုင်ဆန်လက်တွေကိုဘယ်သူမှမခံတာမိုက်တိုင်ဆန်ထိုးချက်မိဘယ်ကောင်းမှထမလား1 2 3တိုင်လူကြီးကအော်4 5 6ကုံယုံထလာ7 8 9ဆိုတဲ့အချိန်မှာမတ်တက်ရက်နေပြီသူပြန်ထိုးတယ်6ချိန်အချီ10ချိန်မြောက်မှာမိုက်တိုင်ဆန်ကို तू ကအလဲထိုးနိုင်ခဲ့တယ်ပွဲလဲပြီးသွားရောအင်တာဗျူးတဲ့အချိန်မှာ तू ပြောတဲ့စကားတစ်ခွန်းဟာကျွန်တော်မှာ option မရှိဘူးကျွန်တော်ရဲ့ option တွေတစ်ခုပဲရှိတယ်နိုင်ကိုနိုင်ရမယ်ငါဒီဂျိုးဝိုင်းထဲကနေအသက်ရှင်ပြီးထွက်သွားမယ်ဆိုလို့ရှိရင်အနိုင်နဲ့ပဲထွက်သွားမယ်မဟုတ်လို့ရှိရင်ငါဒီဂျိုးဝိုင်းကနေအသေးပဲထွက်မယ်ဟောဒီလိုခံယူချက်နဲ့ तू လုပ်တာလဲကြတဲ့အချိန်မှာပြန်ထလာစေတဲ့သူ့ရဲ့တစ်ခုတည်းသောခံယူချက်ဒီသူ့အမေနဲ့အတူသူတေရင်သေးမတေလို့ရှိရင်အောင်မြင်မှုနဲ့ပဲသူဒီဂျိုးဝိုင်းထဲထွက်မယ်အဲ့တော့ကျွန်တော်ဒီမှာစက္ကန့်လေး30လောက်ကျွန်တော်သူ့ရဲ့သူတို့နှစ်ယောက်ထိုးတက်တဲ့ဗီဒီယိုလေးကျွန်တော်ပြချင်ပါတယ်တစ်ချက်လောက်ကြည့်လိုက်ကြရအောင်နော်ကဲချက်လောက်ဖွင့်ပေးလိုက်ပါ I'm Sheridan here. You see Mike Tyson in the black trucks traditional and Buster Douglas. He's got it back together. Raising left hand, chopping right, misses. Uppercut landed by Mike Tyson. That's one of the few uppercuts he's landed in the fight. ဘာပြန်ကြားပြန်ထိုးပါတယ်ထိပါပြီမိုက်တိုင်ဆန်ရဲ့ညာပင့်လက်ဒီကိုထိပြီးမောက်သွားပါပြီ It's up to 7 and 8. And here it is at 9. Is he going to get up? Yes, he does. All right. And look at that. ကန်ကောင်းကျင်တော့အချီပြည့်သွားပါတယ်အချိန်ပြည့်သွားပါတယ် Mike Tyson. Wow. What a turn of events. And that's the Mike Tyson we've been looking for all night. So no matter what happens, we give a lot of credit to Buster Douglas for making this a big fight. Tyson trying to end it with one big shot again. He's down, he comes with the uppercut. Come on, brother, Buster's throwing shots back. Hey, look at that. Look at Buster coming back. Did he buckle the legs of Mike? I don't know, he got him again. Oh, nice uppercut by Buster Douglas. မိုက်တိုင်ဆန်လဲသွားပါပြီ Mike Tyson down for the first time in his career. Mike Tyson hits the canvas. He's in big trouble. He may not be able to recover. It's up to 7 and 8. He's not gonna make it. Unbelievable. Unbelievable. Buster Douglas is the new heavyweight champion of the world. This has got to be, if not the, one of the biggest upsets in the history of boxing. Buster Douglas, the new undisputed heavyweight champion of the world. I've called a lot of great fights over the years, but this upset is left eye and Mike, certainly one of the biggest. ဒါဒီကမ္ဘာဖလား history မှာ sorry ကမ္ဘာဖလားဘောလုံးပွဲနဲ့မှာနေကမ္ဘာချန်ပီယံ history မှာမိုက်တိုင်ဆန်ရှုံးခဲ့တဲ့ပထမဦးဆုံးပွဲသူ့ရဲ့ပရိသတ်တွေအကုန်လုံးမျှော်လင့်ထားတာသူနိုင်ဖို့မျှော်လင့်ထားတာအရှက်ရခဲ့တဲ့ပထမဦးဆုံးပွဲပဲဒါပေမဲ့သူရှုံးသွားတယ်ဘာလို့ရှုံးသွားလဲလက်ဝိတ်ထိုးတဲ့တစ်ဖက်လူထိုးတဲ့လူတွေပရိသတ်တွေဘလို့မှမမျှော်လင့်ထားတဲ့အရာတစ်ခုမိုက်တိုင်ဆန်လက်ဝိတ်မိုက်တိုင်ဆန်ရဲ့ညာပင့်လက်ဒီဘယ်လားညာလားညာပင့်လက်ဒီကိုထိလိုက်တဲ့တခဏမှာပြန်ထလာတယ်ဆိုတော့သူတယောက်ပဲရှိနေတယ်သူ့ကိုပြန်ထစေတဲ့အရာဒီဘာလဲသူ့ရဲ့ခံယူချက်
ခံယူချက်ဆိုတာလုပ်ငန်းမှာအင်မတန်မှအရေးကြီးတယ်ခံယူချက်ဆိုတာဘဝအောင်မြင်ရေးမှာအင်မတန်မှအရေးကြီးတယ်ခံယူချက်ကျွန်တော်တို့အားလုံးဒီစီးပွားရေးလုပ်ငန်းတွေလုပ်နေကြတယ်စီးပွားရေးလုပ်ငန်းတိုင်းကခမရဘလောက်တော်နေခမရအရင်နီးငွေကြေးတွေဘလောက်ရှိနေတစ်ချိန်မှာအလဲထိုးခံရမှာပဲဘဝမှာလည်းဒီလိုပဲခမရဘဝမှာလည်းအလဲထိုးခံရတဲ့အချိန်တွေရှိခဲ့ဘူးလိမ့်မယ်မရှိရင်လည်းရှိလာခဲ့လိမ့်မယ်ဒါပေမဲ့ခမရကိုဆက်ပြီးတော့မှကုန်းထနိုင်ဖို့လဲကြတဲ့တခဏမှာပြန်ထနိုင်ဖို့ဆိုတာခံယူချက်ခေါင်းတစ်ခုရှိဖို့လိုတယ်ဘဝရဲ့ခံယူချက်ကပါလေကိုယ်စီးပွားရေးလုပ်ငန်းရဲ့ခံယူချက်ကပါလေစဉ်းစားပါဟာဆရာကျွန်တော်စီးပွားရေးလုပ်ငန်းကကျွန်တော်မပြိုင်ပါဘူးဗျာ no နံပါတ်1လုပ်ငန်းတိုင်းကဂျိုးဝိုင်းထဲမှာရှိတယ်လုပ်ငန်းတိုင်းကပြိုင်ပွဲဂျိုးဝိုင်းထဲမှာရှိတယ်အစောပထမတော့ကဆရာစန်းစံမင်းလည်းပြောသွားပါပြီမပြိုင်လို့မရအောင်အေးဆရာကျွန်တော်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ထားဒါပေမဲ့ကျွန်တော်ဘယ်သူနဲ့မှမပြိုင် no ဘယ်သူနဲ့မှမပြိုင်လို့မရအောင်ဘာလို့လဲခင်ဗျာဂျိုးဝိုင်းထဲမှာရောက်နေလို့ဂျိုးဝိုင်းထဲမှာရောက်ပြီးဆိုကြတဲ့ဟိုကစီးပွားရေးလုပ်ငန်းထဲမှာရောက်နေတာဟိုကဘာဖြစ်တာလဲဂျိုးဝိုင်းပြိုင်ပွဲထဲမှာရောက်နေတာဘာလို့မပြိုင်လို့မရလဲဆိုလို့ရှိရင်အချောင်းအရာနှစ်ချက်ကြောင့်မလို့နံပါတ်1ကိုတယောက်တည်းရှိတာမဟုတ်လို့ကိုလိုလုပ်ငန်းတွေအများကြီးပဲလေဟုတ်လားကိုကစားတော့ဆိုင်ဖွင့်ထားတယ်ကိုလိုစားတော့ဆိုင်တွေအများကြီးပဲ customer တွေမှာရွေးချယ်ခွင့်အများတန်းရှိတယ်နံပါတ်2စားသုံးသူတွေအတွက်ရွေးချယ်စရာ3ခုအများတန်းရှိတယ်အဲ့ဒီ3ခုကဘာလဲဆိုလို့ရှိရင်နေ့ပြိုင်ဘက်စီကနေဝယ်မယ်ကိုစီကနေဝယ်မယ်ဘယ်သူစီကမှမဝယ်ဘူးဟော customer နဲ့ဒီလိုရွေးချယ်မှုအများတန်းရှိလားမရှိဘူးလားရှိတာပေါ့ဗျာအဲ့ဒီအချက်2ချက်ကြောင့်မလို့အဲ့ဒီအချက်ဆိုတာခုနကအချက်2ချက်ကြောင့်မလို့ကိုလိုလုပ်ငန်းတွေတူတူကိုလုပ်ငန်းတွေအများကြီးရှိတယ်ကိုလည်းစားတော့ဆိုင်ဖွင့်ထားတယ်သူလည်းစားတော့ဆိုင်ဖွင့်ထားတယ်ကိုလိုလုပ်ငန်းတွေအများကြီးရှိတာတကြောင်ဒုတိယက customer တွေအနေနဲ့ကိုစီကဝယ်မဝယ်လို့ရှိရင်ပြိုင်ဘက်စီကနေဝယ်မဝယ်လို့ရှိရင်ဘယ်သူစီကမှမဝယ်ဘူးဆိုတဲ့ရွေးချယ်စရာအမြဲတမ်းရှိတဲ့အတွက်ကြောင့်မလို့ကိုဒီစီးပွားရေးလုပ်ငန်းတစ်ခုမှာကျွန်တော်ဘယ်သူနဲ့မှမပြိုင်ကိုကကိုအေးဆေးရောင်းတာလို့ပြောလို့မရဘူးဟာဆရာကျွန်တော်ကရန်ကုန်မန်းလေးကားလက်မှတ်ရောင်းတာကျွန်တော်ဘယ်သူနဲ့မှမပြိုင်ဘူး yes ခင်ဗျားမပြိုင်ပေမဲ့ customer တွေကအမြဲတမ်းဘယ်သူစီကဝယ်ရမလဲလို့ရွေးချယ်နေတယ်ဒီချက်2ချက်ကြောင့်မလို့ကျွန်တော်တို့ကလုပ်ငန်းတိုင်းကပြိုင်ပွဲကြိုးဝိုင်းထဲမှာရှိတယ်ဆိုတာသိစေချင်တယ်ဘာလို့လဲကျွန်တော်တို့ပြိုင်ပွဲလို့ပြောလို့ရှိရင်စီးပွားရေးပြိုင်ဆိုင်မှုလို့ပြောလို့ရှိရင်ဆရာကျွန်တော်ကမပြိုင်ချင်ပါဘူးဆရာကျွန်တော်ကတော့ဘယ်သူနဲ့မှမပြိုင်ဘူးကျွန်တော်ကိုယ့်အကိုရောင်းတာ no ကိုယ့်အကိုရောင်းတဲ့လုပ်ငန်းဆိုတာမရှိဘူးပြိုင်ပွဲကြိုးဝိုင်းထဲမှာရှိနေတဲ့လုပ်ငန်းတွေကြီးပဲဒါပေမဲ့တခုတော့ရှိတယ်ကိုယ့်ဟာကိုရောင်းတဲ့လုပ်ငန်းတစ်မျိုးတော့ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် monopoly အဲ့တော့ဈေးကွက်လို့ပြောလို့ရှိရင်ကျွန်တော်တို့ကဈေးကွက်က၄ကွက်ရှိတယ်ကျွန်တော်ဒီမှာဈေးကွက်လေးအကြောင်းလေးနည်းနည်းရှင်းပြခြင်းတယ်အဲ့တော့ကျွန်တော်ဒီမှာမြင်းလေးတစ်ကြောင်ဆွဲထားတယ်ကိုယ့်ရဲ့လုပ်ငန်းဒီဘယ်ဈေးကွက်ထဲမှာရှိတယ်လဲဆိုတာတစ်ချက်လောက်စဉ်းစားကျွန်တော်ဒီမှာမြင်းနှစ်ကြောင်ဆွဲထားတယ်ဒီဘက်ကနေများကဟိုဘက်ကိုသွားတယ်ဒီဘက်ကနဲတယ်ဟိုဘက်ကများသွားတယ်ဒီအောက်ကနဲတယ်အပေါ်ကတက်သွားလို့ရှိရင်များသွားတယ်ဒါလို့ဆိုသိရနော်โอเคအဲ့တော့ဘာတွေလဲဆိုလို့ရှိရင်အောက်ကဘာလဲဆိုလုပ်ငန်းအရေးအတွက်ကဒီဘက်ဆိုလို့ရှိရင်ဘာလဲဟိုဘက်ဖြစ်များဟိုဘက်တဖြည်းဖြည်းနဲ့โอเคဒီဘက်ကကွဲပြားခြားနာမှုပေါ့ဗျာเนาะကွဲပြားခြားနာမှုအောက်ဆိုလို့ရှိရင်နဲတယ်အပေါ်ဆိုလို့ရှိရင်တဖြည်းဖြည်းများတယ်အဲ့တော့ကျွန်တော်ကဒီဇယားကိုဘာလုပ်မလဲဆိုလို့ရှိရင်အကွက်၄ကွက်ဖြစ်အောင်လုပ်လိုက်မယ်ကိုယ့်ရဲ့လုပ်ငန်းဒီဘယ်ဈေးကွက်ထဲမှာရှိလဲဆိုတာစဉ်းစားပါကျွန်တော်ဈေးကွက်ကြီးတစ်ခုလုံးကို၄ကွက်ခွဲပြပါမယ်နံပါတ်1ဟိုဘက်ကနေစရအောင်ဒီဘက်ကလုပ်ငန်းအရေးအတွက်အားဖြင့်နဲလားများလားအများကြီးပဲပေါ့ဗျာကိုလိုသူလိုလုပ်ငန်းတွေအများကြီးပဲကိုကစားတော့ဆိုင်ဖွင့်ထားတဲ့စားတော့ဆိုင်တွေအများကြီးပဲကိုကအင်ကြီးရောင်းတဲ့အင်ကြီးတွေအများကြီးပဲကိုက fashion ဆိုင်ဖွင့်ထားတဲ့ fashion ဆိုင်တွေအများကြီးပဲအဲ့တော့အများကြီးပေါ့ဗျာဒါကိုကျွန်တော် red ocean ပေါ့လုပ်ငန်းရည်အတွက်ကတော့များတယ်ကွဲပြားခြားနားမှုကသူတို့ကိုကွဲပြားခြားနားမှုကောင်းကောင်းဖော်ဖော်ပြနိုင်ကိုကလည်းစားတော့ဆိုင်မယ်သူကလည်းစားတော့ဆိုင်မယ်ကိုကလည်းလက်မှတ်ရောင်းတာပဲသူကလည်းလက်မှတ်ရောင်းတာပဲဘာကွာလဲလို့ဆိုလို့ရှိရင်ကွာခြားမှုကလည်းစဉ်းစားနေရတဲ့အနေထားပေါ့ဗျာအဲ့တော့ဒါပါလဲလုပ်ငန်းများကွဲပြားမှုနည်းဆိုတဲ့ဈေးကွက်အဲ့တော့အဲ့ဈေးကွက်ကိုကျွန်တော်နာမည်တစ်ခုပေးလိုက်မယ် X ဈေးကွက်ပဲဆိုပါစို့ပေါ့ဗျာဒုတိယဈေးကွက်သွားကြည့်အောင်ဒုတိယဈေးကွက်ဒီဘက်ကလုပ်ငန်းနည်းတယ်ကွဲပြားမှုကွဲပြားမှုနည်းပြီးတော့မှဘာကြောင့်လုပ်ငန်းကနည်းရတာလဲကွဲပြားမှုကိုမလိုအပ်လို့အဲ့ဒီလုပ်ငန်းကဆိုကြပါစို့ဘယ်လိုမျိုးလုပ်ငန်းမျိုးလဲဆိုလို့ရှိရင် sim card ပေါ့ဗျာတစ်ချိန်တော့ကကျွန်တော်တို့ sim card ဆိုတာကွဲပြားစရာလို့လားသူတယောက်တည်းရှိတာလေ monopoly လေသူတယောက်တည်းတူးတည်းပဲရှိတာတူးတည်းပဲရောင်းရတာဟုတ်လားတ
တူးတယ်ပဲရောင်းတဲ့ monopoly ဘယ်လိုလုပ်ငန်းမျိုးရှိတယ်လဲမြန်မာနိုင်ငံမှာတူးတယ်ပဲရောင်းတာသူပြိုင်ဘက်လုံးဝမရှိဘူးဆိုတဲ့လုပ်ငန်းဘာလုပ်ငန်းတော့တူးတယ်ပဲရှိတာဗျာမြန်မာနိုင်ငံမှာသူပြိုင်ဘက်ဘယ်သူမှမရှိဘူးဘာလုပ်ငန်းတော့ပြောကြည့်လျှက်စစ်ဟုတ်လားလျှက်စစ်လုပ်ငန်းလျှက်စစ်ကဏ္ဍဒီလျှက်စစ်ဒီဘာဖြစ်လို့လဲသူလိုင်စင်ကတူတယောက်တည်းရထားတာလေလိုင်စင်ကတူပဲလုပ်တာလေအစိုးရတူပဲလုပ်တာလေတခြားလူပြိုင်ဘက်ရှိလားမရှိဘူးခင်ဗျားတို့ကြိုက်ရင်သုံးမကြိုက်ရင်မသုံးနဲ့ sim ကတ်ကလည်းတစ်ချိန်လုံးကအဲ့လိုပဲဒါပေမဲ့တဖြည်းဖြည်းနဲ့လိုင်စင်ကိုဖြေလျှော့ပေးလိုက်တယ်ဘယ်နှယောက်ရလာလဲ3ယောက်ရလာတယ်4ယောက်ရလာတယ်အစရှိတဲ့ဖြစ်ပေါ့နော်အဲ့တော့ဒီဈေးကွက်ဒီဘာဈေးကွက်လဲဆိုလို့ရှိရင် monopoly ဈေးကွက်လုပ်ငန်းနဲတော့နဲတယ်ကွဲပြားမှုလည်းမလိုဘူးဘာလို့ဒီဈေးကွက်ထဲရှိနေခြင်းကဘာလဲဆိုလို့ရှိရင်လိုင်စင်ကိစ္စကြောင့်မလို့အဲ့တော့အဲ့ဈေးကွက်ကိုကျွန်တော်က1လို့အမိပေးလိုက်ကြပါစို့ပေါ့ဗျာ monopoly တူတယောက်တည်းအုပ်ဆိုးထားတဲ့ဈေးကွက်ပေါ့ဗျာအဲ့တော့ဒီဈေးကွက်နှစ်ခုဒီအပေါ်ထိုးဖောက်ထွက်တာတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီပေါ်ကွက်မှာလုပ်ငန်းများတယ်ဒါပေမဲ့ကွဲပြားခြားနားမှုတိတိကျကျပေါ်ပြနိုင်တဲ့လုပ်ငန်းတွေအပေါ်ရောက်လာတယ်ဘယ်လိုမျိုးလုပ်ငန်းတွေလဲဒီအောက်မှာတော့ကကျွန်တော်ကအဝတ်အစားရောင်းတယ်အထည်ရောင်းတယ်ကျွန်တော် brand တစ်ခုကိုဖောက်လိုက်တယ်ကျွန်တော် brand ဒီပေါက်သွားတယ်ကွဲပြားခြားနားမှုတိတိကျကျပြနိုင်တယ်ကျွန်တော်ရဲ့လုပ်ငန်းဒီအပေါ်ရောက်သွားတယ်အောက်မှာတော့ပြိုင်ဆိုင်မှုတွေအင်မတန်မှများတယ်အပေါ်ရောက်သွားတယ်အဲ့ဒါကျွန်တော် 10x ဆိုတဲ့ဈေးကွက်လို့ဖြစ်သွားတယ် 10x ဆိုဘာလို့ဖြစ်လဲဆိုလို့ရှိရင်ထူးခြားမှုတစ်ခုကို10ဆတိတိပြနိုင်လို့ဆရာကျွန်တော်က quality အကောင်းဆုံးလုပ်ထားတယ်ဘယ်လောက်ကောင်းလဲဈေးကွက်ထဲမှာရှိတာတဲ့ခင်ဗျာ10ဆကောင်းလားမကောင်းလို့ရှိရင်အပေါ်မရောက်ဘူးကိုဒီ quality တစ်ခုကိုကောင်းတယ်လို့ပြောလို့ရှိရင်10ဆကောင်းသလားကိုပြိုင်ဘက်တွေထက်ကိုဒီ service တစ်ခုကိုကောင်းတယ်ဆိုလို့ရှိရင်ပြိုင်ဘက်ထက်10ဆကောင်းသလားကိုဒီ pricing လို့ပြောတယ်ဈေးနှုန်းကို short ထားတယ်ဆိုလို့ရှိရင်ခင်ဗျာပြိုင်ဘက်ထက်10ဆလောက် short သလားတစ်ခုမဟုတ်တစ်ခုအကြောင်းအရာတစ်ခု value တစ်ခုဒီ10ဆလောက်ရော့လို့ရှိရင်အပေါ်ရောက်သွားတယ် 10x ဆိုတဲ့ဈေးကွက်နောက်တဲ့ဈေးကွက်တစ်ခုရှိနေတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်လုပ်ငန်းနဲတယ် monopoly ဈေးကွက်ပဲပြိုင်ဘက်တွေတိတ်မများဘူးကွဲပြားမှုကလည်းအင်မတန်မှများပြားတယ်ဥပမာ Google လိုဟာမျိုး Google သိတယ်နော် Facebook လိုဟာမျိုးပြိုင်ဘက်ဘယ်နှယောက်ရှိလဲ Facebook ရှိတယ်ဒါပေမဲ့ဘာဖြစ်လဲ monopoly ဈေးကွက်ရဲ့90%လောက်ကိုဘာဖြစ်တာလဲယူထားတယ် तू ကလိုင်စင်ကြောင့်လားဘာကြောင့်လို့ထူးခြားတဲ့ကွဲပြားခြားနားမှုတစ်ခုကိုကောင်းကောင်းကြီးပြနိုင်တယ်ကွဲပြားခြားနားမှုများတဲ့အတွက်ကြောင့်မို့လို့ဒီပေါ်ရောက်လာတယ်အဲ့တော့ဒီမှာဈေးကွက်ဒီ၄ကွက်ဖြစ်သွားတယ်အောက်က1ဆိုတဲ့အကွက်နဲ့8ဆိုတဲ့အကွက်နဲ့0 to 1ဆိုတဲ့အကွက်နဲ့10x ဆိုတဲ့အကွက်နဲ့အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းဒီတစ်ခွက်မဟုတ်တစ်ခွက်မှာရှိနေလိမ့်မယ်တေချာတစ်ခုကအများစုလုပ်ငန်းဒီ x ဆိုတဲ့အကွက်မှာရှိကြတယ်ပေါ့ဗျာစားတောက်ဆိုင်လုပ်ငန်းပဲဖြစ်ဖြစ် fashion ရောင်းတဲ့ပစ္စည်းလုပ်ငန်းပဲဖြစ်ဖြစ်ကျောင်းနေပဲဖြစ်ဖြစ်တော်တော်များများဒီ x ဆိုတဲ့ဈေးကွက်မှာရှိလေရှိတယ်ဒီပေါ်တက်သွားတဲ့လုပ်ငန်းက brand တစ်ခုကိုအကြောင်းအရာတစ်ခုကို10ဆတိတိလုပ်နိုင်တဲ့လုပ်ငန်းဒီအပေါ်တက်သွားကြတယ်အဲ့တော့ဈေးကွက်လို့ပြောလို့ရှိရင်ကျွန်တော်တို့က၄ကွက်ရှိတယ်ဆိုတာကိုသတိရစေချင်တယ်ကိုယ့်ရဲ့လုပ်ငန်းဒီဘယ်မှာလဲအဲ့တော့ကျွန်တော်ဒီမှာမေးခွန်းတစ်ခုမေးမယ်အောက်က1နဲ့8ကနေအပေါ်0 to 1နဲ့ 10x ကိုတက်သွားစေတဲ့အကြောင်းအရာတစ်ချက်ကိုပြောပါဆိုလို့ရှိရင်ဘာကြောင့်အဲ့ဒီအပေါ်တက်သွားလဲဘာကြောင့်လဲကွဲပြားခြားနားမှုတစ်ခုကိုပြနိုင်လို့လုပ်ငန်းတစ်ခုဒီအပေါ်ရောက်သွားတယ်ကွဲပြားခြားနားမှုလို့ပြောတဲ့နေရာမှာရှေ့ရဆရာကြီးလည်းအများကြီးပြောသွားတယ်ဈေးနှုန်းကွဲပြားခြားနားလို့ရတယ် quality ကွဲပြားခြားနားလို့ရတယ် service ကွဲပြားခြားနားလို့ရတယ် physical different ဆိုတာ packaging ပေါ့ဗျာသူကပလင်းပုံစံလုပ်တယ်ကျွန်တော်က4000ပုံစံလုပ်တယ်သူက parking ကိုအထုပ်ဖို့အဖြူရောင်နဲ့ထုတ်တယ်ကျွန်တော်ကအကြောင်းအရာတစ်ခု design ကောင်းကောင်းလေးနဲ့ကျွန်တော်ထုတ်တယ် physical difference ကွဲပြားခြားနားမှုတစ်ခုရှိတယ် availability ဒီကတော့နည်းနည်းထူးဆန်းတယ် availability ဆိုတာကလွယ်ကူကူရနိုင်မှုဒီကွဲပြားခြားနားမှုတစ်ခုဖြစ်စေတယ်လုပ်ငန်းတစ်ခုကကျွန်တော်တို့ကွဲပြားခြားနားမှုကိုပြပါဆိုလို့ရှိရင်တော်တော်များများကအကြောင်းအရာ3ရက်ကိုပဲစဉ်းစားလေးရှိတယ်1 quality ကောင်းအောင်လုပ်မယ်2 service ဝန်ဆောင်မှုကောင်းအောင်လုပ်မယ်3ဈေးနှုန်းလျှော့မယ်ဟောဒီလိုတွေပဲစဉ်းစားပြီးတော့မှပြိုင်ဆိုင်မှုတစ်ခုပြိုင်တော့မယ်လို့ပြောလို့ရှိရင်ဒီ3ခုပဲစဉ်းစားလေးရှိတယ်ဒါပေမဲ့တကယ်က availability လို့ခေါ်တဲ့လွယ်ကူကူရနိုင်မှုဒီပြိုင်ဆိုင်မှုနီးလန်းတွေကအကြောင်းအရာတစ်ခုဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် convenience store သိလား
7-Eleven လို့စိုင်းသေးလေးတွေလေ convenience ဆိုရန်ကုန်မှာဆို Grab GNG ပေါ့ဗျာ Grab and Go လာပြီးလို့ရှိရင်ကျွန်တော်တို့စိုင်းသေးလေးတွေလေအများကြီးနေရာတကာမှာဖွင့်ထားတယ်သူတို့ရဲ့အားသာချက်ကဈေးနှုန်းတက်တာခြင်းမဟုတ်ဘူးသူတို့ရဲ့အားသာချက်ကဝန်ဆောင်မှုကောင်းခြင်းမဟုတ်ဘူးသူတို့ရဲ့အားသာချက်ကအစုံအလင်ရရှိခြင်းမဟုတ်သူတို့ရဲ့အားသာချက်ကတခုပဲဘယ်မှာလဲဘာလဲနေရာတကာမှာရနိုင်တယ်ဒါကြောင့်မလို့ပြိုင်ဆိုင်မှုလို့ပြောလို့ရှိရင်ကျွန်တော်နီးလန်းတွေကိုစဉ်းစားလို့ရှိရင်များသောအားဖြင့်စီးပွားရေးလုပ်ငန်းတော်များများစဉ်းစားကြတဲ့အချက်တွေဟာ quality ဖြစ်ကြတယ် service ဝန်ဆောင်မှုတွေဖြစ်ကြတယ် price ဈေးနှုန်းလျှော့ကြတာဖြစ်ကြတယ်ဒါပေမဲ့အဲ့သုံးခုတည်းရှိတာမဟုတ်ဘူးဆိုတာသိစေချင်တယ် availability ဆိုတာအကြောင်းအရာတစ်ခုဖြစ်တယ် brand တစ်ခုကိုပေါ်ဆောင်ခြင်းဒီအခုနောက်ပိုင်းမှာပိုးလွယ်လာတယ်ဘာကြောင့်လဲဆိုလို့ရှိရင် Facebook တွေကြောင့်မလို့အရင်တော့ကကျွန်တော်တို့ကြော်ညာမဲဆိုလို့ရှိရင်ကျွန်တော်တို့က land ထဲမှာကျွန်တော်ကြော်ညာတယ် sign board တွေလုပ်တယ်ပေါ့ဗျာ sign board ကိုကျွန်တော်တို့ကဆိုကြပါစို့ကျွန်တော်ကကလေးပစ္စည်းရောင်းတဲ့ sign board တင်ထားတယ်ကလေးရှိတဲ့လူတွေပဲကြည့်ပါလို့ပြောလို့ရလားလမ်းမှာတင်ထားတဲ့ sign board ကြိုက်တဲ့လူကြည့်မှာပဲလမ်းသွားလမ်းလာတွေကကလေးရှိတဲ့လူပဲကြည့်ပါကျွန်တော်ပြောလို့မရအောင်ကြိုက်တဲ့လူကြည့်မှာပဲဟုတ်လားဒါပေမဲ့အခု Facebook ခေတ်မှာကြတော့ပြောင်းသွားတယ်ဒါကို marketer dream လို့ကျွန်တော်တို့ခေါ်တယ် Facebook ထဲမှာကျွန်တော်ကကလေးပစ္စည်းရောင်းတယ်ကလေးရှိတဲ့လူတွေကိုပဲကြည့်စေချင်လို့ရတယ်ကျွန်တော်ကအသက်ကြီးတဲ့လူတွေတောက်ဖို့အတွက်ဆေးရောင်းတယ်အသက်ကြီးတဲ့လူတွေပဲကြည့်ခံလို့ရတယ်ကျွန်တော်ကမိသားစုတွေကိုပဲကြည့်ခံလို့ရတယ်ကျွန်တော်ကအမျိုးသမီးတွေကိုပဲကြည့်ခံလို့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ marketing မှာ marketer dream ဆိုတာဖြစ်လာတယ်ကျွန်တော်တို့အိမ်မက်မက်ခဲ့တဲ့အရာတစ်ခုပေါ့ဗျာအရင်တော့ကဘယ်လုံးမှမဖြစ်နိုင်တဲ့အကြောင်းအရာတွေအခုခေတ်မှာဖြစ်နိုင်လာတယ်အဲ့တော့အဲ့လိုဖြစ်နိုင်တဲ့အနေအထားမျိုး brand တစ်ခုကိုတည်ဆောက်ဖို့ဆိုတာအရင်တော့ကထက်ပိုးပြီးတော့မှလွယ်လာတယ်ပြောင်းလဲမှုလေးတစ်ခုကွဲပြားခြားနားမှုမတူညီကွဲပြားခြားနားမှုတစ်ခုကိုလုပ်ဖို့ပဲလိုတာအဲ့တော့ကျွန်တော်အနေနဲ့နံပါတ်3အနေနဲ့ကအများနဲ့မတူတန်ဖိုးရှိစွာကွဲထွက်နေဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောချင်တယ်ခုနကတော့ဆရာလည်းပြောသွားတယ် D&D ဘာလဲ do or die မဟုတ်ပါလဲအော်မမီဒီလို့တော်သေးတယ် different ပြောင်းရင်ပြောင်းမပြောင်းရင်ခုနကတော့ဆရာပြောရတယ်ပြောင်းရင်ပြောင်းမပြောင်းလို့ရှိရင်ပေါင်းမပေါင်းရင်ရောင်းမရောင်းနိုင်ရင်သိကောင်းတဲ့စာသားဗျာဒါဒီလုပ်ငန်းတိုင်းအတွက်မှန်တယ်ဒါပေမဲ့အလေကဆိုတာတဲ့အစပထမမှာပြောင်းဖို့လိုတယ်ပြောင်းဖို့ဆိုတဲ့နေရာမှာ different မတူညီကွဲပြားခြားနားဆိုတာပြောင်းလဲကွဲထွက်ဖို့လိုတယ်အဲ့တော့ကျွန်တော်အနေနဲ့ activity တစ်ခုလောက်လုပ်လိုက်ရအောင် stone paper scissors လေးတစ်ချက်လောက်ကစားလိုက်ရအောင်เนาะကျွန်တော်တို့ရှောင်းရှိခုတ်တယ်လားစကားမဆက်ရှောင်းရှိခုတ်တယ်လားရှောင်းရှိခုတ်တယ်သိလက်ညှို့ထောင်နည်းနည်းပဲသိတယ်โอเคတချို့ကရှောင်းရှိမသိဘူးဒါပါလဲလန်ဒါပါလဲအော်အဲ့ဒါသိတယ်တချို့လူတွေမသိဘူးအဲ့ဒါဆိုလို့ရှိရင်လေးစီကော့လေးသိလားလေးစီကော့လေးမသိဘူးကြားဖို့ဆွဲတယ်လားကျောင်းဆိုတနေရာတပုတ်ဆန်းเนาะတရွာတပုတ်ဆန်းတမျိုးပြီးတမျိုးပြောကြအဲ့တော့ကျွန်တော်ကအဲ့လိုအတူတူပဲ stone paper scissors stone ဆိုတာသိလားဟောမသိရလူတွေကျွန်တော်ယူလာတာအဲ့အတွက်ပဲ stone ဆိုတာဒါဟုတ်ပြီเนาะ stone ဆိုတာဒါ paper ရောသိလားစာရွက်လေးတရွက်လား paper သိလား scissors ရောသိလားကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် stone paper scissors stone နဲ့ paper နဲ့တွေ့လို့ရှိရင်ဘယ်လိုနိုင်လဲstone ကြောက်ခဲနဲ့စာရွက်စက္ကူနဲ့တွေ့လို့ရှိရင်ဘယ်လိုနိုင်လဲစက္ကူနိုင်တယ်ဘာဖြစ်လို့လဲဖုံးလွှမ်းလိုက်လို့ပေါ့ဗျာကျွန်တော်အခုဒီဟာပြစ်ပေးလိုက်မယ်ဘယ်သူမှမသိဘူးကြောက်သုံးမှန်းဟုတ်လားအဲ့တော့ကြောက်သုံးနဲ့စက္ကူနဲ့တွေ့လို့ရှိရင်ဘယ်လိုနိုင်โอเคစက္ကူနဲ့ကက်ကြီးနဲ့တွေ့လို့ရှိရင်ဘယ်လိုနိုင်ဘာဖြစ်လို့လဲနားလဲနော်โอเคအဲ့တော့ stone ဆိုတာလက်အမူအရာနဲ့ဆိုလို့ရှိရင်ဒီလိုဘယ်လိုလဲလက်ထောင်ကြည့်ပါအောင်ဘယ်လိုလဲဒါပါလဲ stoneပြန်ထောင်မဲ့ဒါပါလေโอเค paper ဆိုတာဒီလို၄တောင်စာရွက်လေး paper ဆိုတာဘယ်လိုလဲโอเค scissors ဆိုတာဘယ်လိုလဲโอเคကြိုက်တာလုံးမယ်နော် stone လုံးကြည့် paper scissors stone paper ခင်ဗျားတို့ဆန္ဒပြခိုင်းတာမဟုတ်ဘူးနော် stone paper scissors ပြန်စမယ် stone paper scissors လောက်တတ်ပြီနော်โอเคအဲ့တော့ကျွန်တော်က stone paper scissors ပြောမယ် scissors လို့ရှိရင်ကျွန်တော်စမယ်တရားလေးကျွန်တော်လုပ်ကြည့်မယ် stone paper scissors ကြိုက်တာလို့ပြန်စမယ် stone paper scissors okay ဟိုနောက်ကပြန်စမယ် stone paper scissors လုပ်တတ်ပြီနော်လုပ်တတ်တယ်နော်ဘယ်လိုနိုင်လဲဆိုတာသိပြီနော် okay ဘာလုပ်မလဲဆိုခင်ဗျားတို့ပြိုင်ခိုင်းမယ်တယောက်ဘယ်သူနဲ့ပြိုင်ရမလဲကိုယ့်အနောက်ကလူနဲ့ပြိုင်မယ်3ချိန်ထိပြိုင်မယ် stone paper scissors 2ချိန်နိုင်တဲ့လူကအနိုင်မနေ့ချိန်နိုင်တဲ့လူကအနိုင်နှစ်ချိန်နိုင်တဲ့လူကအနိုင်
လောက်တယ်နော်ကျွန်တော်မေးမှာနော်ဘယ်သူကနိုင်လဲလို့ stone paper scissor သိတယ်နော်အဲ့တော့ကျွန်တော်9မိနစ်ချိန်ပေးမယ်ကိုနောက်ကိုလဲပြီးတော့မှ3ချိန်လုပ်မယ် stone paper scissor ကြိုက်တာလို့နိုင်တဲ့လူဘယ်သူလဲဆိုကျွန်တော်မေးမယ်ဟုတ်ပြီနော်ကိုနောက်ကိုလဲလိုက်ကြကဲမတ်တက်လေးရလိုက်ပါလားအားလုံးမတ်တက်ရက်ထိုင်နေလို့ရှိပါဗျအားလုံးမတ်တက်ရက်အနောက်လဲမယ်အနောက်ကိုလဲမယ်ကိုနောက်ကလူ stone paper scissor လုပ်မယ်မရှိကဲရပြီအားလုံးထိုင်နိုင်တဲ့လူတွေအကုန်မတက်ထားနိုင်တဲ့လူတွေအကုန်မတက်ထားအရှုံးသမားတွေအကုန်လုံးငြိမ်ငြိမ်လေးထိုင်ခေါင်းလေးငုံတာအားလုံးနိုင်တာလားလက်ကလေးထောင်လိုက်အောင်ကွာโอเคအဲ့တော့ခင်ဗျားတို့ကျွန်တော်မေးမယ်ဘာကြောင့်နိုင်တာလဲဘာလို့လိုက်လို့နိုင်တာလဲ stone လို့လိုက်လို့နိုင်တာလား paper ကြောင့်လိုက်တာလားဘာလို့လိုက်တာလဲနောက်ဆုံးမှာ stone လိုက်တာနိုင် paper လို့လိုက်တာနိုင်သွားတာโอเคဘယ်သူဘာလို့နိုင်သွားလဲ paper လို့လိုက်တယ်နိုင်သွားတယ် paper လို့လိုက်တာနိုင်သွားတယ်โอเคကက်ကြီးလို့လိုက်တာနိုင်သွားတယ်โอเค paper လို့လိုက်တာနိုင်သွားတယ်โอเคဘာလို့နိုင်သွားလဲ paper လို့လိုက်တာနိုင်သွားတယ်ဒီလိုဆိုလို့ရှိရင် paper ဆိုတာအရေးကြီးတယ်နော် paper လို့လိုက်လို့နိုင်နေကြတယ်ကက်ကြီးလို့တာစီဇာလို့တာနိုင်သွားတယ် stone လို့တာနိုင်သွားတယ် okay stone ရပြီထိုင်လို့ရပြီ stone paper scissor stone ဆိုတာဒီစီးပွားရေးလောကမှာ quality ကြာရင်လည်းမကွဲဘူးလေ quality paper ဆိုတာစီးပွားရေးလောကမှာ service ဝန်ဆောင်မှုလေ quality မကောင်းတော့ဖုံးလို့ရတယ်မတိမတာလေစီဇာဆိုတာတော့ဟိုဖြက်ဒီဖြက်လေဗျာဈေးနှုန်းလျှော့ပြီးတော့မှပြိုင်တာလေဗျာဟုတ်တယ်နော်အဲ့တော့ခင်ဗျားတို့ကျွန်တော်မင်းမယ်ဘာကြောင့်နိုင်သွားလဲပေပါကြောင့်မလို့နိုင်တယ်လို့ပြောတယ်နောက်တစ်ယောက်ကဘာကြောင့်နိုင်တာလဲစီဇာကြောင့်နိုင်တယ်လို့ပြောတယ်နောက်တစ်ယောက်ကကျတော့ဘာကြောင့်နိုင်တယ်လို့ပြောတာလဲစတုံးကြောင့်နိုင်တယ်လို့ပြောတယ်โอเคအဲ့တော့ခင်ဗျားတို့ရှုပ်သွားတယ်ဟာငါစီးပွားရေးအောင်ဖို့အတွက်ငါပြိုင်ဆိုင်မှုမှာနိုင်ဖို့အတွက်စတုံးလောက်ရမှာလားပေပါလောက်ရမှာလားစီဇာလောက်ရမှာလားကဲတော့ဘာလုပ်မလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့မှနောက်ဆုံးအချိန်ထပ်ပြီးတော့မှပြိုင်ကြည့်ရအောင်ဗျာအဲ့တော့ဒီတစ်ခါဘယ်လိုပြိုင်မလဲဆိုလို့ရှိရင်ခုနတော့က2ယောက်တည်းပြိုင်တာနော်ကိုနောက်ကလူနဲ့ပြိုင်တာနော်ဟုတ်လားကိုနောက်ကလူနဲ့ပြိုင်ဒီတစ်ခါကျွန်တော်တို့အားလုံးအချင်းချင်းပြိုင်အောင်ဘယ်လိုနဲ့ပြိုင်မှာအားလုံးအချင်းချင်းဒါဒီဈေးကွက်ဆိုလို့ရှိရင်ဈေးကွက်ထဲမှာရှိတဲ့လုပ်ငန်းတွေအကုန်လုံးနဲ့ကိုကပြိုင်နေပေါ့ဗျာအားလုံးပြိုင်ကြည့်အောင်โอเคအားလုံးမတတ်ထား3ချိန်လုပ်မယ်3ချိန်လုပ်မယ်ကိုကြိုက်တာ stone ထုတ်ကိုယ့်ရဲ့လက်နက်ကောင်းတွေထုတ် stone ထုတ် paper ထုတ် scissor ထုတ် okay ကျွန်တော်អော်မယ်အားလုံးလက်ညှိုးထောင်မယ်1 2 3 stone paper scissor အားလုံးဘေးပတ်လာကြည့်မယ်ဘယ်သူနိုင်လဲ okay ဒုတိယချိန်လုပ်မယ် stone paper scissor ဘေးပတ်လာကြည့်မယ်ငါဘယ်သူနိုင်လဲOkay ပြန်နောက်ဆုံးတတိယချိန်ဆုံးမယ် stone paper scissor ဘယ်သူနိုင်လဲရပြီထိုင်ဒါဒီဈေးကွက်ပဲ stone လို့ခေါ်တဲ့ quality paper လို့ခေါ်တဲ့ service scissor လို့ခေါ်တဲ့ဈေးနှုန်းလျှော့ပြီးတော့မှရောင်းချခြင်းပြိုင်ဆိုင်မှု3ခုမှာဟာကျွန်တော်သူ့နဲ့ပြိုင်လိုက်တာကျွန်တော်ကတော့ဟေးဈေးတာရှော့လိုက်မင်းနိုင်စေရမယ် yes man ဟာကျွန်တော်သူဟိုလူနဲ့ပြိုင်လိုက်တာကျွန်တော်က quality အကောင်းဆုံးလုံးမင်းနိုင်ကိုနိုင်ရမယ်ဈေးကွက်ထဲမှာဘာဖြစ်လဲမင်းလုပ်ငန်း
ကောင်းကိုကောင်းရမယ်ဈေးကွက် leader market leader ဖြစ်ကိုဖြစ်ရမယ်သူမှန်တော့မှန်တယ်ဒါပေမဲ့ဈေးကွက်လို့ပြောလို့ရှိရင်လူတွေအများကြီးပြိုင်နေကြတာလူတွေအများကြီးဘာလုပ်နေကြလဲ stone paper scissors ဘယ်သူနိုင်လဲဘယ်သူက market leader လဲကျွန်တော်တို့ကလုပ်ငန်းတွေဆိုလို့ရှိရင်တဦးတစ်ယောက်ချင်းစီကလုပ်ငန်းတစ်ခုကိုစားပြုတယ်ဆိုလို့ရှိရင်ဒါဒီဈေးကွက်ပဲဒါဒီဈေးကွက်ပဲဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းတွေအကုန်လုံးအာယုံထားနေတဲ့အရာတွေ stone paper scissors ဒီအရေးမကြီးဘူးလို့ကျွန်တော်မပြောဘူးဘာလို့လဲ QSP လို့ခေါ်တဲ့ quality service price ဆိုတာ yes အရေးကြီးတယ်ဒါပေမဲ့ customer တွေကဒီဟာတွေကကောင်းဖို့မျှော်လင့်ပြီးသားအတိုင်းတာတစ်ခုဒီ quality ကောင်းဖို့မျှော်လင့်ပြီးသားမဟုတ်ဘူးလားလက်ခံလားကျွန်တော်တုပ်ဖူးပြော့သွားစားတယ်ဗျာကျွန်တော်တုပ်ဖူးပြော့သွားစားတယ်ကျွန်တော်မျှော်လင့်ထားတဲ့အရာတွေကဘာလဲတုပ်ဖူးပြော့ဒီအ ਨੇ ဆုံးတော့လူစားလို့ရတော့တဲ့အဆင့်ရှိရမယ်ဗျာအရသာကောင်းရမယ်တုပ်ဖူးပြော့အရသာရှိရမယ်ဗျာဒါဒီ quality ပဲမဟုတ်ဘူးလားအတိုင်းတာတစ်ခုဒီကျွန်တော်မျှော်လင့်ပြီးသားဒုတိယမျှော်လင့်ချက်ကျွန်တော်ကိုပကံဖက်ရွက်နဲ့ချပေးလို့မရဘူးလေကျွန်တော်ဗာလဲပကံလုံးနဲ့တုပ်ဖူးပြော့ကိုချပေးရမယ်ဟုတ်လားပြီးတော့ကျွန်တော်ကိုရိုင်းဆန်းမဆက်ဆန်နေတိုင်အောင်ဘာဝယ်မလဲဘာယူမလဲတုပ်ပြုတ်အီချာခွေးထဲမလားခောက်ဆွဲထဲမလားစီထဲမလားစားထဲမလားအစရှိမေးလို့ရမယ်ဟုတ်လားတချို့ quality တွေကျွန်တော်တို့ customer ကမျှော်လင့်ပြီးသားဒါပေမဲ့လုပ်ငန်းတော်များများဒီ customer မျှော်လင့်ပြီးသား quality ကိုရေးကြီးခွင်ကျယ်လုပ်ပြီးတော့မှပြောနေလေးရှိတယ်ဟာဆရာကျွန်တော် quality ကိုအကောင်းဆုံးလုပ်ထားတယ် okay အကောင်းဆုံးဆိုတာဘဒုဈေးကွက်တစ်ခုလုံးမှာခင်ဗျာအကောင်းဆုံးလားအဲ့လောက်တော့မဟုတ်သေးဘူးလေဆရာကျွန်တော် coffee ဆိုင်ဖွင့်ထားတယ်ကျွန်တော် coffee ကလုံးဝ quality ကောင်းတယ် okay ခင်ဗျာအကောင်းဆုံးလားအမို့ကျွန်တော်လိုကောင်းတဲ့လူတွေတော့ရှိတယ်အဲ့ကလေးကသွားပြီဘာလို့လဲအားလုံးက stone paper scissors လုပ်နေတဲ့အချိန်မှာခင်ဗျားဒီ stone paper scissors ကနေကွဲထွက်ကိုထွက်ရမယ်မထွက်လို့မရဘူးအများနဲ့မတူတန်ဖိုးရှိစွာကွဲထွက်မှုဒီလုပ်ငန်းတိုင်းအတွက်အင်မတန်မှအရေးကြီးတယ်လုပ်ငန်းတိုင်းအများနဲ့မတူကွဲထွက်ဖို့ဆိုတာကဒီမှာတန်ဖိုးရှိစွာဆိုတာကျွန်တော်ထည့်ထားတယ်နော်တန်ဖိုးရှိစွာဆိုတာအင်မတန်မှအရေးကြီးတယ်ဒါဒီအရေးကြီးဆုံးပဲကွဲထွက်ဖို့ဆိုတာလွယ်တယ်တန်ဖိုးရှိစွာကွဲထွက်ဖို့ဆိုတာခက်တယ်ကွဲထွက်ဖို့ဆိုတာလွယ်တယ်တန်ဖိုးရှိစွာကွဲထွက်ဖို့ဆိုတာခက်တယ်အဲ့တော့ကျွန်တော်ဘယ်လိုကွဲထွက်မလဲဆိုတဲ့အကြောင်းအရာကျွန်တော်ဒီမှာရှင်းပြပါမယ်ထုံးစံတိုင်းပေါ့ဗျာဒီဘဝများဒီမတူညီကွဲပြားခြားနားမှုဒါပါလေမတူညီဒီအောက်က value ဆိုတာကတန်ဖိုးတစ်စုံတရာဘာလဲโอเคတန်ဖိုးတစ်စုံတရာဒီဘက်ကများဒီဘက်ကိုသွားတဲ့အကြောင်းမလို့ဒီဘက်ကိုရောက်လေတန်ဖိုးတွေများလေပဲတန်ဖိုးဆိုတာဘယ်လိုဟာမျိုးလဲလုပ်ငန်းတွေအတွက်စားတောက်ဆိုင်တစ်ခုအတွက်တန်ဖိုးဆိုတာတန့်ရှင်းခြင်းဖြစ်မှာပေါ့လေအရသာကောင်းခြင်းဖြစ်မှာပေါ့လေဒါတွေတန်ဖိုးတွေပဲမဟုတ်ဘူးလားဈေးနှုန်းတက်တာခြင်းဖြစ်မှာပေါ့လေသူများဖုန်းဆက်လိုက်လို့ရှိရင်သွားပို့ခြင်းဖြစ်မှာပေါ့လေတန်ဖိုးလို့ပြောလို့ရှိရင်လုပ်ငန်းတစ်ခုကဈေးနှုန်း quality service ဝန်ဆောင်မှု၃ခုပဲမဟုတ်ဘူးတခြားတန်ဖိုးတွေအများကြီးမရှိဘူးလားရှိတာပေါ့ဗျာအဲ့တော့တန်ဖိုးတွေအများကြီးရှိတယ်အဲ့တော့ဒါဒီတန်ဖိုးလို့ကျွန်တော်တို့ခေါ်တယ်ပေါ့ဗျာဒီဘက်အကွက်မှာတန်ဖိုးတွေများတယ်နော်တန်ဖိုးလုပ်ငန်းတွေကတန်ဖိုးတွေအများကြီးဝိုင်းပြီးတော့မှထည့်နေကြတယ်ဈေးလျှော့တဲ့လူတွေလည်းလျှော့နေကြတယ်ဟလာ quality ကောင်းလုပ်တဲ့လူတွေလည်းကောင်းနေကြတန်ဖိုးတွေအကုန်လုံးထည့်ထားတယ်ဟလာ unique ကွဲပြားခြားနားမှုကတော့ရှိလားမရှိဘူးလားဒီအကွက်မှာရှိလားမရှိဘူးလားဒီအကွက်မှာရှိလားမရှိဘူးလားမရှိဘူးနဲတယ်ဟုတ်လားအဲ့တော့တန်ဖိုးတွေဘလောက်ထက်တဲ့ကွဲပြားခြားနားမှုမရှိလို့ရှိရင်ခမားလုပ်ငန်းဒီဈေးနှုန်းချင်းပြန်ရတတ်တယ်ဘာလို့လဲတခြားကွဲပြားခြားနားမှုခမားမပြနိုင်ဘူးဘာကောင်းတာလဲ quality ကောင်းဘာမှမပြနိုင်အဲ့တော့ဘာဖြစ်လဲနောက်ဆုံးထူးထူးခြားခြားပြစရာတစ်ခုပဲရှိတယ်ဘာလဲကျွန်တော်ပစ္စည်းကဈေးသက်တာတယ်သူ့ထက်ဈေးသက်တာတယ်သူ့ထက်ဈေးသက်တာတယ်သူ့ထက်ဈေးသက်တာတယ်အဲ့တော့ဘာလို့ရလဲဆိုလို့ရှိရင်အပြိုင်အဆိုင်ဈေးလျှော့တယ်ဆိုတာကဒီဈေးကွက်ဘာကြောင့်လဲကွဲပြားခြားနားမှုတစ်ခုမပြနိုင်လို့ရှိရင်ကျွန်တော်တို့က price war လို့ခေါ်တယ်ဈေးနှုန်းချင်းပဲပြိုင်လျှော့ပြီးတော့မှလောက်ရလေးရှိတယ်ဒီဘက်တန်ဖိုးရှိလားတန်ဖိုးတစ်စုံတရာပေါင်းထည့်နိုင်လားမပေါင်းထည့်နိုင်ဘူးပြောင်းလဲထူးခြားမှုအများနဲ့မတူတမူထူးခြားမှုရောပေါင်းထည့်နိုင်လားဒီကုန်ပစ္စည်းကခမရစားတော့ဆိုင်ဖွင့်ထားတယ်သူလည်းစားတော့ဆိုင်ဖွင့်ထားတယ်ဘာကွာဗျဘာကွာချလိုက်လို့မေးလို့ရှင်ဘာမှမကွာဘူးသူနဲ့ကျွန်တော်လည်းဘာကွာချမှမကျွန်တော်လည်းအကောင်းဆုံးလုပ်ထားတာပဲသူလည်းအကောင်းဆုံးလုပ်ထားပဲကွဲပြားခြားနားမှုလည်းမပြနိုင်တန်ဖိုးဆိုတာလည်းမရှိတန်ဖိုးမရှိဆိုတာတန့်ရှင်းမှုဆိုတဲ့တန်ဖိုးလည်းမရှိသူစီမှာဈေးနှုန်းတက်တာချင်းဆိုတဲ့တန်ဖိုးလည်းမရှိသူစီမှာ
ဝန်ဆောင်မှုကောင်းခြင်းဆိုတဲ့တန်ဖိုးလည်းမရှိဘာတန်ဖိုးမှလည်းမရှိဘူးကွဲပြားခြားနားမှုလည်းမပြနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းဒီတေးတာပဲကျွန်တော်တို့ဈေးကွက်ထဲမှာအများကြီးတွေ့ဘူးတယ်နော်စားတောက်ဆိုင်အထူးသဖြင့်စားတောက်ဆိုင်တွေနောက်တဲ့အထူးသဖြင့် fashion store တွေနောက်တဲ့ coffee ဆိုင်တွေနောက်တဲ့လက်ဖက်ရည်ဆိုင်တွေအားလုံးကခင်ဗျားတို့ customer တွေစိတ်ထဲမှာကိုယ့်ရဲ့လုပ်ငန်းတွေဘာကွာသလဲလို့မပြောနိုင်လို့ရှိရင်ဘာတန်ဖိုးပေါင်းထည့်ထားသလဲလို့မပြောနိုင်လို့ရှိရင်ခင်ဗျားဒီနေရာမှာရှိတာပဲတိတ်မကြခင်မှာတညက်ခဲခွေးရတယ်လို့လုံးပါလိမ့်မယ်နောက်တစ်ခုအပေါ်မှာဒီကွက်ကလေးဒီကွက်ကကွဲပြားခြားနားမှုတစုံတရာတော့ထင်ထင်ရှားရှားကြီးပြနိုင်တယ်လုံးဝမတူဘူးဗျာကျွန်တော်လုံးဝမတူဒါပေမဲ့ဘာတန်ဖိုးမှမရှိဘူးတချင်းခွေတစ်ခုရဲ့တန်ဖိုးဒီပါလေအတန်ကောင်းခြင်းနဝင်ချိုခြင်းနားထောင်လို့ကောင်းခြင်းဒါဒီတန်ဖိုးပေါ့ဗျာဒါပေမဲ့မတူညီကွဲပြားခြားနားခြင်းဆိုတာသူများဆိုတယ်လို့မဆိုတာအဲ့ဒီအကွက်ကိုကျွန်တော်တို့ဘာခေါ်လဲဆိုဂျိုကာလို့ခေါ်တယ်ပြောင်းသူများနဲ့တော့မတူဘူးဗျဒါပေမဲ့ तू ကဘာတန်ဖိုးမှပေါင်းမထည့်ထားဘူးဆိုလို့ရှိရင်ဒါဒီဂျိုကာအကွက်လို့ခေါ်တယ်ဟာတာပေါ့ဗျာဈေးကွက်ထဲမှာရှိတယ်ကျွန်တော်တို့ဟိုတချင်းဆိုတာလေအတန်လည်းမကောင်းဘူးကြောင်တိကြောင်တော်နဲ့အော်ခြင်းရအော်တယ်ဘနာနာလေးကြားဘူးတယ်မလားဟမ်အော်ခြင်းရအော်ဒါပေမဲ့ तू ကကွဲပြားခြားနားမှုတစ်ခုကိုပြနိုင်တယ်ကွဲလားကွဲတာပေါ့ဗျာဘယ်သူနဲ့မှမတူဘူး तू ဆိုတာတချင်းကကီးကိုကြောင်းနေတာပဲဟိုကတီးခြင်းရတီးတယ်ဖွင့်ခြင်းရဖွင့် तू ကဆိုခြင်းရဆိုတယ်မပေါက်ဘူးလားပေါက်တာဗောခင်ဗျားတို့အားလုံးသိနေတယ်ဆိုတာသူ့ရဲ့ brand ပေါက်တယ်လို့ခေါ်တယ်ဒါပေမဲ့ဘာတန်ဖိုးရှိလဲတန်ဖိုးဆိုတာပေါင်းမထည့်တော့ကျွန်တော်တို့ဘယ်လိုမြင်လဲဟာတာအဖြစ်မြင်တယ်ဟုတ်လားအဲ့တော့ကျွန်တော်စီးပွားရေးလုပ်ငန်းမှာလည်းအဲ့လိုပဲကျွန်တော်တို့ကွဲပြားခြားနားမှုတစ်ခုကိုလုပ်ပြလို့ရတယ်လွယ်လွယ်ကူကူလုပ်ပြလို့ရတယ်ဒါပေမဲ့အဲ့ဒီအရာကိုတန်ဖိုးအဖြစ်မတတ်မှတ်လို့ရှိရင်ကြောင်တောင်တောင်နိုင်တယ်ဟာတာလို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့စဉ်းစားရမှာစီးပွားရေးလုပ်ငန်းတိုင်းစဉ်းစားရမှာမတူညီကွဲထွက်ခြင်းဆိုတဲ့နေရာမှာတန်ဖိုးရှိစွာပေါင်းထည့်တဲ့ဒီအကွက်ကိုကျွန်တော်တို့ကစဉ်းစားမှာဒီအကွက်ကိုကျွန်တော်တို့က iPhone အကွက်လို့ခေါ်တယ်ကွဲလဲကွဲတယ်တန်ဖိုးတစ်ခုတစ်စုံတစ်ရာကိုလည်းကျွန်တော်တို့ကပေါင်းထည့်နိုင်တယ်ဒီအကွက်ထဲဝင်အောင်ငါရဲ့စီးပွားရေးလုပ်ငန်းမှာအများနဲ့မတူတမူထူးခြားပြီးတော့မှတန်ဖိုးရှိတဲ့အရာတခုဘယ်လိုပေါင်းထည့်မလဲဆိုတဲ့အရာကိုကျွန်တော်တို့ကစဉ်းစားရလိမ့်မယ်တခါလေ value လို့ခေါ်တဲ့တန်ဖိုးရှိတဲ့အရာကိုပေါင်းထည့်တဲ့နေရာမှာလုပ်ငန်းနဲ့မဆိုင်တဲ့အရာတွေရှိတယ်ပီဇာလောကအင်မတန်မှရှုပ်ထွေးတယ်ပီဇာလောကအင်မတန်မှအပြိုင်ဆိုင်များတယ်ပီဇာလောကတောင်းဆိုချက်တွေအင်မတန်မှများတယ်ဈေးကွက်ထဲအစ်စ်ပီဇာအစ်စ်ဝင်ရောက်လာဖို့ဆိုတာတော်ရုံတန်ရုံမလွယ်ဘူးကြော်ညာအားလည်းကောင်းအောင်မှပတ်စံလည်းရှိအောင်မှအရင်းနှီးရလည်းရှိအောင်မှအဲ့တော့ပီဇာအစ်စ်တွေဝင်လာလို့ရှိရင်တို့ကဘယ်လိုကြော်ညာလဲကျွန်တော်ပီဇာကလေးလက်မထူပါတယ်ခင်ဗျကျွန်တော်ပီဇာကအရသာပိုကောင်းပါတယ်ခင်ဗျကျွန်တော်ပီဇာကဝက်ဥချောင်းပို့ထည့်ထားပါတယ်ခင်ဗျကျွန်တော်ရဲ့မုံကquality ကိုအာရုံစိုက်တဲ့ပီဇာလုပ်ငန်းတွေရှိသလိုကျွန်တော်ရဲ့ပီဇာကဟလာcustomer တွေကောင်းကောင်းဆက်ဆံပါတယ်ခင်ဗျကျွန်တော်ရဲ့ပီဇာကသူများတဲ့ဈေးလျော့ပါတယ်ခင်ဗျ QSP quality service price ဈေးနှုန်းတွေအာရုံစိုက်တဲ့ပီဇာတွေအများကြီးရှိနေတဲ့အချိန်မှာ Domino ပီဇာတွေ idea တစ်ခုနဲ့ထွက်လာတယ်ဒိုမီနိုပီဇာကသူ့ရဲ့ပီဇာဒီ quality ကောင်းမယ်လို့သူမပြောဘူးကြော်လည်းမကြော်ညာဘူးဒိုမီနိုပီဇာကသူတို့ဒီဆက်ဆံရေး service ဝန်ဆောင်မှုကောင်းပါသည်လို့လည်းမကြော်ညာဘူးဒိုမီနိုပီဇာကသူတို့ရဲ့ပီဇာဒီကုန်ကြဈေးနှုန်းတက်တာပါသည်လို့လည်းမပြောထားဘူးဒါပေမဲ့သူတို့ဘာပြောလဲဆိုလို့ရှိရင်သူတို့ရဲ့ပီဇာကိုမှာကြည့်လိုက်မိနစ်30အတွင်းခမအိတ်ရှိရောက်စေရမယ်မရောက်လို့ရှိရင်အလကားစားကြိုက်လားမရောက်ပါစေနဲ့တကယ်ချင်းဖုန်းဆက်အဲ့ပီဇာတော့မင်းသွားသားစမ်းပါကွာမင်းကလည်းတယောက်တူရဲ့မြန်မာနိုင်ငံမှာဆိုရင်တော့မွဲပြီပေါ့ဗျာနော်အဲ့တော့လူတွေကမစမ်းကျင်ဘူးလားစမ်းကျင်တာပေါ့ဟေး quality နဲ့လည်းဆိုင်လားမဆိုင်ဘူး service နဲ့လည်းမဆိုင် price နဲ့လည်းမဆိုင်ဘူးဒါဒီတခါလေလုပ်ငန်းနဲ့ဘာမှမဆိုင်မနဲ့ထွက်လာတယ်ဟေးမာကြည့်လိုက်မိနစ်30အတွင်းခမရင်ရှိရောက်လာစေရမယ်မရောက်လို့ရှိရင်အလကားစားရောက်လို့ရှိရင်ပတ်စံပေးအဲ့တော့ customer တွေအနေနဲ့စဉ်းစားကြည့်အောင်ရောက်လို့ရှိရင်ခင်ဗျားပြောလားโอเคမိနစ်30အတွင်းခင်ဗျားပြောထားလို့ရောက်တယ်ကျွန်တော်လည်းစားရတယ်ကျွန်တော်ဘိုက်စားနေခင်ဗျားမိနစ်30အတွင်းရောက်တယ်ကျင်တတ်တယ်ရော့ပတ်စံမရောက်လို့ရှိရင်လည်းခင်ဗျားပြောလားပို့တောင်းပြောနေတယ် free စားရမှာလေတခါလေ idea လေးတစ်ခုကလေလုပ်ငန်းနဲ့ဘာမှမဆိုင်ဘူးဗျာဒါပေမဲ့အဲ့ဒီ idea လေးကအများနဲ့မတူညီတမူထူးခြားစွာတန်ဖိုးရှိစွာကွဲထွက်နိုင်လို့ရှိရင်အဲ့ဒီလုပ်ငန်းကပေါက်တာပဲနောက်တစ်ခုဒါရန်ကုန်မှာရှိတယ်10 minutes haircut ဆိုတာစပင်လာညက်10 မိနစ်ပဲကြာစေရမယ်ခင်ဗျားတို့အချိန်မရှိဘူးမလားဒါပေမဲ့လူတိုင်းအတွက်ကတော့မဟုတ်ဘူးပေါ့နော်ဒါရန်ကုန်မှာလူတွေအချိန်သိမ့်မရှိဘူးဆိုတဲ့လူတွေအတွက်ကိုရည်ရွယ်တာပေါ့ဗျာလာညက် quality ကိုအာမမခံဘူးဟိုဒါပေမဲ့အနည်းဆုံးတော့ကြည့်ပြောရှုပြောတော့ဖြစ်တာပေါ့ဗျာ quality ကိုအာမမခံဆိုတော့ထိတ်ပြောင်ပြောင်ကြီးတော့ထွက်မလာဘူးပေါ့ဗျာ
နော်တို့က special trainer တာမလေးရှားကိုပို့တယ်ဝန်ထမ်းတွေကိုနော်စင်ကာပူကိုပို့တယ်ပို့ပြီးတော့ဘာလို့လဲ train တယ်ရေလဲ train တယ်7 minute အတွင်းတို့အချိန်တိုင်းမှာမှတ်ထားတယ်တို့ရဲ့ပစ္စည်းတွေကအစပြောင်းတယ်ညက်ပုံညက်နီးတွေကအစပြောင်းတယ်အကုန်လုံးပြောင်းလာတယ်သပင်ကိုစုပ်တာအစအကုန်ဆက်ဆက်ရအကုန်ပြောင်းတာဘာလို့7 minute အတွင်းညက်ရမှာ7 minute အတွင်းပုံစံကောင်းကောင်းလေးထွက်လာဖို့လေဗျာ7 minute တွင်းကတော့လူတိုင်းညံ့နိုင်တယ်ယူဒါပဲကောင်းမကောင်းပဲလက်မခံနိုင်တာအဲ့တော့တို့က7 minute 10 minute second တို့စီမှာလာညက်လို့ရှိရင်7 minute မကျော်စေရအောင်စိတ်ချဘာလို့လဲတို့နားလည်ပြီးသား quality service price ဆိုတာက customer တွေအနေနဲ့အတိုင်းအတာတစ်ခုကြီးမျှော်လင့်ပြီးသားကျွန်တော်တို့ကြော်ညာရမယ့်အရာကျွန်တော်တို့ customer တွေကိုဟေးငါစီကိုဘာကြောင့်လာတင်တယ်လဲလို့ပြောရမယ့်အရာဒီ quality မဟုတ်ဘူး service မဟုတ်ဘူး price မဟုတ်ဘူးတခြားအရာဒီမှာသူကပြောလေဟော7 minute တွင်ဖြစ်စေရမယ်စိတ်ချအဲ့တော့မညက်ကြည့်ဘူးလားစမ်းတွန်းညက်ကြည့်တာပေါ့ဗျာကြိုက်တယ်7 minute တနက်ရှင်းရှင်းလုပ်တယ် professional ကြလုပ်တယ်ပစ္စည်းတွေကအစမ်းနေကြီးပဲသပင်ကိုသူများဆိုင်မှာသပင်ကိုမှုတ်ထုတ်တာညက်ပြီးပြီဆိုလို့ရှိရင်ဖော့နဲ့ဘာလို့တာလဲသပင်တွေကိုတုတ်တာသူတို့ဆိုင်မှာစုပ်ခွက်နဲ့စုပ်တာသပင်တွေကိုမလွင့်သွားဘူးကျွန်တော်ဖုံဆုပ်ဆက်လေသိတယ်မလားဖုံဆုပ်တော့မဟုတ်ပါဘူးလေစုပ်ခွက်ပေါ်ထားပါတော့ဖုံဆုပ်ဆက်လိုမျိုးဘီယိုဖွင့်လိုက်တယ်ဘီယိုထဲမှာပိုက်ကြီးတစ်ချောင်းထွက်လာတယ်အဲ့ဒီပိုက်ကြီးကဘာလို့ခလုတ်ဖွင့်လိုက်တယ်ဝူနဲ့စုပ်နေတယ်အဲ့တော့သပင်တော့ပါမသွားဘူးပေါ့ဗျာနော်အဲ့တော့သပင်ညက်ထားတဲ့ဟာထွက်သွားတယ်အင်မတန်မှမြန်တယ်သူများဆိုင်မှာဖော့နဲ့တုပ်ပြီးတော့မှကြာနေတဲ့အချိန်မှာသူတို့ကဝူတိုးလိုက်တယ်သပင်တွေတခုမှမကြံတော့ဘူးရေတောင်းချိုးစေရမလို့7 minute ပဲ7 minute အောက်တောင်ရောက်နေတယ်တခါကျွန်တော်တို့စီးပွားရေးလုပ်ငန်းဒီကိုယ့်ရဲ့လုပ်ငန်းနဲ့မဆိုင်တဲ့အကြောင်းအရာတစ်ခုဒီအများနဲ့မတူထူးခြားစွာတန်ဖိုးရှိစွာပေါက်ထွက်နိုင်လို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကြီးပေါက်တယ်ကျွန်တော်တို့ဒီမှာရန်ကုန်တွားဘူးတဲ့လူရှိလားကားနဲ့ရန်ကုန်ကိုကားစီးပြီးလို့ရှိလားအရင်တော့ကโอเคအခုရောအကုန်လုံးစီးပြီးလို့ရှိတယ်โอเคအရင်တော့ကကျွန်တော်တို့ရန်ကုန်မန်းလေးကားစီးလို့ရှိရင်လမ်းမှာရက်တယ်လေနော်လမ်းမှာခဏရက်တယ်ဘာအော်လဲစပယ်ယာတွေကပေါက်တော့လို့အော်တယ်လေဟုတ်လားကားရက်ပေးလိုက်တယ်ရက်ပြီးတော့ကျွန်တော်တို့ကစားတော့ဆိုင်တစ်ဆိုင်မှာဆင်းတယ်သမင်းအရင်မစားဘူးလေဘယ်အရင်သွားလဲပေါက်တော့အရင်သွားတယ်လေဟုတ်လားဟုတ်တယ်နော်အဲ့တော့ပေါက်သွားလို့ရှိရင်ကျွန်တော်တို့ကအဲ့တော့ကဘာလဲဆိုဝင်လိုက်တာနဲ့တပြိုင်နက်တည်းကျွန်တော်တို့ကြိုးစိုးနေတဲ့အရာတစ်ခုရှိတယ်နှာခေါင်းပိတ်ရတဲ့အရာဝင်လိုက်တာနဲ့တပြိုင်နက်တည်းဘာဖြစ်လဲနှာခေါင်းပိတ်ရတယ်နှာခေါင်းမပိတ်လို့ရှိရင်မူရီလေးမေ့ပြီးတော့လဲသွားမှာဆိုလို့နန်လုံးလို့နည်းနည်းလေး10 မိနစ်လောက်သွားပြန်ထွက်လာလို့ရှိရင်နှာခေါင်းပိတ်စရာမလိုတော့ဘာလို့ရင်သွားပြီလေနော်ကြုံဘူးတယ်မလားကြုံဘူးလားတစ်ချိန်တော့ကအင်မတန်မှစားတော့ဆိုင်တိုင်းပဲ highway လမ်းပေါ်မှာစားတော့ဆိုင်တိုင်းပဲကားရက်တယ်ပေါက်တော့ဆိုပြီးဝင်တယ်လမ်းဘေးမှာကြော့လမ်းဘေးမှာပေါက်စားတော့ဆိုင်ပေါက်အတူတူသိမ့်မကွာဒါပေမဲ့တစ်ချိန်မှာစားတော့ဆိုင်တစ်ဆိုင်ထွက်လာတယ်အဲ့ဒီစားတော့ဆိုင်ကလမ်းဘေးမှာဟီးနေတာပဲထွက်လာကျွန်တော်တို့ကားတွေရက်လိုက်တယ်။အော်ကျွန်တော်တို့ကထုံးစံအတိုင်းပေါ့ဗျာဒီတခြားစားတော့ဆိုင်တော့အိတ်ချင်ဘူးလို့နဲ့ကျွန်တော်တို့ဆင်းတယ်။ဆင်းပြီးတော့မှပေါက်တော့ကိုတန်းသွားတယ်။သွားတော့ဘာဖြစ်လဲ။ပေါက်တော့မှဒါသွားတွေ့တယ်။ဟာလင်းထိန်နေတာပဲ။အဲကွန်ကဖွင့်ထားသေးတယ်။ကြောက်ပြားစီထားသေးတယ်။တန့်ရှင်းနေတာပဲ။အဲ့တော့ဘာဖြစ်တော့ခင်ဗျာ။ဟာမတူပဲဟာ။ဘာပြောတာ။ပေါက်ဘူးတယ်ကျွန်တော်အားလုံး surprise ဖြစ်သွားတယ်ကျွန်တော်အားလုံးအံ့ဩသွားတယ်ဟာမိုက်တယ်ကွာအဲ့ဒီမိုက်တယ်ကွာဘယ်ထိပါလာလဲဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်ရောက်ပြီးပြန်လာတယ်လာချိုးပြန်ရောက်လာတယ်ပေါ့ဗျာလာချိုးပြန်ရောက်လာတဲ့အချိန်မှာကျွန်တော်နောက်တစ်ခေါက်ရန်ကုန်သွားဖို့ဖြစ်လာတယ်ဆိုလို့ရှိရင်ခင်ဗျားဘာစဉ်းစားပြီလဲခင်ဗျားကအဲ့ဒီဆိုင်မှာရက်တလားကျွန်တော်တို့မေးခဲ့ကြတယ်မှတ်မိလားအေးခင်ဗျားတို့ကားအဲ့ဒီဆိုင်မှာရက်လာအဲ့တော့ကားဆရာတွေကလည်းမေးပါများတော့မဖြစ်မနေအဲ့ဒီဆိုင်ကိုရက်ရတယ်လေဟာလာပြီးတော့တငယ်ချင်းတွေလက်တို့နေအဲ့ဒီကာစီဟိုမှာရက်တာဟိုကားဟိုမှာရက်တာအဲ့တော့အဲ့ဒီကာစီအဲ့ဒီမှာရက်တာဟောအေးဒီစားတော့ဆိုင်ကလေသူတို့အစားတော့ quality ကောင်းတယ်လို့သူတို့မပြောဘူးဒီစားတော့ဆိုင်ကလေသူတို့အစားတော့ဈေးသက်သာတယ်လို့သူတို့မပြောဘူးဒီစားတော့ဆိုင်ကလေသူတို့ဝန်ဆောင်မှုကောင်းတယ်လို့မပြောဘူးဒါပေမဲ့အကြောင်းအရာတစ်ခုကိုသူများနဲ့မတူအောင်ကွဲထွက်လိုက်တယ်အဲ့ဒီကွဲထွက်လိုက်တဲ့တခဏမှာအဲ့ဒီဆိုင်ဒီအင်မတန်မှဆွဲဆောင်မှုကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာတယ်ဒါပေမဲ့ထူးခြားချက်တစ်ခုကကျွန်တော်တို့စားသုံးသူတွေရဲ့စံတက်မှတ်ချက်တွေအမြဲတမ်းပြောင်းလဲနေတယ်။အဲ့ဒီတော့ကကောင်းခဲ့တဲ့အရာတစ်ခု။အော် तू ကလို့တော့ကိုကလည်းလိုက်လို့တယ်လုံနေဘာဖြစ်လာလဲ customer တွေဒီ quality လို့ပြောလို့ရှိရင် service လို့ပြောလို့ရှိရင် price လို့ပြောလို့ရှိရင်ဒီဟာနဲ့ပြောလို့ရှိရင်အားလုံးစားတော့ဆိုင်ဒီဟာဒီအနည်းဆုံးတော့ရှိရမယ်ဆိုတဲ့ standard စံတက်မှတ်ချက်တွေကမြင့်လာတယ်။အမြဲတမ်းမှတ်ထားပါကျွန်တော်တို့ရဲ့ customer တွေဒီသူတို့ရဲ့စံတက်မှတ်ချက်တွေဒီအမြဲတမ်းမြင့်ပြီးတော့မှရွေ့လျားနေပါတယ်။တစ်ချိန်လုံးကအကောင်းဆုံးဆိုတဲ့အရာဒီတစ်ချိန်လုံးကပေါက်ခဲ့တဲ့နီလန်းဒီတစ်ချိန်လုံးကစီးပွားရေးလုပ်ငန်းမှာသုံးခဲ့တဲ့ idea ဒီအခုချိန်မှာသုံးလို့ရှိရင်အဲ့ဒီတော့ကလို့ဖြစ်ချင်မှဖြစ်တာ။အဲ့ကျွန်တော်ကပြောတယ်ကျွန်တော်
လမ်းမှာပဲကျွန်တော်တို့လိုစားတော့ဆိုင်တော့ဖွင့်တယ်ဆရာကျွန်တော်ဘာလုပ်ထားလဲဆိုလို့ရှိရင်ဒီလိုပဲကျွန်တော်အိမ်နာနဲ့ဆွဲဆောင်ထားတယ်ဆရာကျွန်တော်အိမ်နာအကောင်းဆုံးလုပ်ထားတယ်customer ဘာဖြစ်လဲငါတို့မျော်လင့်ပြီးသားလေဒါငါတို့အ ਨੇ ဆုံးမျော်လင့်ပြီးသားပဲမင်းစားတော့ဆိုင်ဖွင့်နေဆိုကြတဲ့အိမ်ဒါတော့ကောင်းဖို့ဆိုတာမျော်လင့်ပြီးသားပဲဟောဒီလိုလာတယ်တခါကျွန်တော်တို့ရဲ့လုပ်ငန်းနဲ့ဘာမှမဆိုင်နဲ့ value တစ်ခုတန်ဖိုးတစ်ခုဟာကွဲပြားဖောက်ထွက်နိုင်ကြလို့ရှိရင်အင်မတန်မှတန်ဖိုးရှိပါတယ် sorry အဲ့တော့ဒီမှာစဉ်းစားပါကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်သူများနဲ့မတူအောင်ဘယ်လိုတန်ဖိုးရှိစွာကွဲထွက်နိုင်တယ်လဲဆိုတာစဉ်းစားပါအဲ့တော့ဆရာကျွန်တော် coffee ဆိုင်ဖွင့်တာကျွန်တော်တွေ့ဘူးတဲ့ coffee ဆိုင်တွေအများကြီးကိုကြံပေးဘူးတယ် coffee ဆိုင်ဆရာကျွန်တော် coffee ဆိုင်ဖွင့်ထားတယ်ဆရာဒါပေမဲ့ကျွန်တော်မှလူမရှိဘူးဟာဘာလို့လူမရှိတော့မပြောတတ်ဘူးဆရာကျွန်တော်ရဲ့ coffee ကလေ coffee ဈေး organic ကိုတုံးထားတာအကောင်းဆုံးကိုတုံးထားတာမွေးကြိုင်းနေတာပဲကျွန်တော်အေးစစ်စစ် Amazon coffee နဲ့ရှင်လို့ရတယ်ကျွန်တော် Gloria Gin နဲ့ရှင်လို့ရတယ်ကျွန်တော် best coffee ဆိုင်ဆိုကျွန်တော်ရှင်လို့ရကျွန်တော်ရဲ့ coffee က quality တအားကောင်းတယ်လူတွေသိလားဆိုတော့မသိဘူးဘာလို့လဲ coffee ဆိုင်တစ်ဆိုင်ဝင်တဲ့ coffee အရသာတွေအနက်အရသာတွေကောင်းဖို့ဆိုတာမျော်လင့်ပြီးသားအရာဖြစ်တယ်အဲ့တော့မတူညီအောင်ဘယ်လိုကွဲထွက်မလဲ coffee ဆိုင်လည်းပဲကျွန်တော်တို့ကွဲထွက်လို့ရပါတယ် coffee မှာတချို့ဆိုင်ကပုံလေးတွေထည့်လာတယ်ဟာ coffee အားလုံးက quality အတူတူပဲဒါပေမဲ့ဒီ coffee ကို customer တွေကအမြင်တစ်ခုနဲ့ကြည့်တတ်လာတယ်ဟာဒီ coffee ဆိုင်မစိုးဘူးဟာနောက်ထပ်ပို့ပြီးတော့မှကောင်းတာက coffee ကိုကိုယ့်ရဲ့ပုံကိုစက္ကန့်30အတွင်းဒီလိုပုံဆွဲပေးနိုင်တဲ့ coffee ဆိုင် coffee artist အမှုပညာဖြစ်လာတယ်ဟော coffee ပြောတာ blind coffee မဟုတ်ဘူးခမည်းလာတယ်နော်ခမည်းပုံတွေကနေကြည့်ပြီးတော့စက္ကန့်30အတွင်း तू ကလှုပ်လိုက်တာဟော coffee ထွက်လာတယ်ကျွန်တော်ပုံလေးက coffee ပေါ်မှာပါလာတယ်ခမည်းကြိုက်လား coffee ဆိုင်အဆိုင်30ရှိတယ်ဗျာလာရှိုးမှာဆိုကြပါစို့ဒီဆိုင်ကပဲခမည်းလုပ်တယ်ဘယ်ဆိုင်သွားမလဲကျွန်တော်ပြောကြည့်ပါဟောဒီဆိုင်က coffee ဒီအရသာကောင်းမယ်မကောင်းဆိုအာမမခံထားဘူးဒါပေမဲ့အားလုံးခမည်းတို့မျောလင်းချက်တစ်ခုအတိုင်းတော့ရှိပြီးသားပေါ့ဗျာဝန်ဆောင်မှုလည်းအာမမခံထားဘူးဈေးနှုန်းတစ်ခုကလည်းချိုချင်မှချိုလိမ့်မယ်ဒါပေမဲ့တေချာတစ်ခုကဒီလိုလုပ်ထားတယ်ဆိုလို့ရှိရင်ခမည်းအနေနဲ့တေချာတစ်ခုက brand တစ်ခုဖြစ်သွားပြီဒီ coffee ဆိုင်ကိုခမည်းသွားကြည့်ဒီ coffee ဆိုင်ပြောစရာတစ်ခုဖြစ်သွားပြီဒါဒီပြိုင်ဆိုင်မှုမှာအဓိကကျတဲ့ idea တစ်ခုပဲသူများနဲ့မတူကွဲပြားစွာခွဲထွက်ဖို့အင်မတန်မှအရေးကြီးတယ်ဟာစပင်ညက်ဆိုင်ရောကွဲလို့မရဘူးလားကွဲလို့ရတာပေါ့ဗျာကျွန်တော်စပင်ညက်ဆိုင်ဖွင့်ထားတယ်ကျွန်တော်ဆိုင်လူများအောင်ဘယ်လိုလုပ်ရမလဲဆရာကျွန်တော်စပင်ညက်ဆိုင်ဖွင့်ထားတယ်ကျွန်တော်ဆိုင်လူများအောင်ဘယ်လိုလုပ်ရမလဲကျွန်တော်သွားကြည့်တယ်ဒီလိုဆိုင်ဆိုကြပါစို့ပေါ့ဗျာကဲခင်ဗျားဘယ်လိုအကြံဉာဏ်ပေးမလဲသူကျွန်တော်ဆိုင်မှာဆရာကျွန်တော်သူများနဲ့ဟိုတခြားစပင်ညက်ဆိုင်နဲ့ကျွန်တော်လူများကျင်တယ်ဆရာကျွန်တော်ဘာလုပ်ရမလဲဆရာဘာပြောမလဲနောက်ထပ်300ထပ်ထည့်လိုက်ခုံလေးနည်းနည်းလာပါလုတ်ဖို့ကွာဟုတ်လားဒါမှမဟုတ်လေဟိုနည်းနည်းတန်းရှင်းရှင်းလေးပေါ့ကွာဟိုမှန်လေးတွေပါထပ်တက်ပြီးတော့မှဆိုင်ကလေးနည်းနည်းချဲ့လိုက်ဒီလိုမပြောဘူးလားဟောဒါတွေကဘာတွေလဲလူတိုင်းသိတဲ့ဟာတွေလူတိုင်းလုံနေတဲ့အရာတွေတေချာတကွခမားဆိုင်ကြီးလို့ရှိရင်ခမားတဲ့ကြီးတဲ့ဆိုင်ဈေးကွက်ထဲမှာရှိတာပေါ့ဗျာခမားဆိုင်လှလို့ရှိရင်တန့်ရက်လို့ရှိရင်တန့်ရှင်လို့ရှိရင်ခမားထဲမှာခမားထက်ပိုးပြီးတော့မှကြီးတဲ့ဆိုင်တက်ရက်တဲ့ဆိုင်ခုံနေကောင်းတဲ့ဆိုင်မရှိဘူးလားရှိတာပေါ့ဗျာခုနကတော့ကျွန်တော် stone paper စီစာလို့ပဲမှန်တယ်ခင်ဗျာဘေးရဆိုင်တဲ့တော့ခင်ဗျာကြီးလို့ရှိရင်နိုင်ကောင်းနိုင်လိမ့်မယ်ဒါပေမဲ့ဈေးကွက်နဲ့ရှင်လာလို့ရှိရင်ဘယ်တော့မှဈေးကွက် leader ဖြစ်မှာတော့မဟုတ်ဘူးဈေးကွက် leader ဖြစ်ဖို့ဆိုလို့ရှိရင်မတူညီတဲ့ category အသစ်တစ်ခုကိုဖန်တီးရတယ်မတူညီတဲ့ idea တစ်ခုကိုဖန်တီးရတယ်လုံးဝကွဲထွက်တဲ့တန်ဖိုးရှိစွာကွဲထွက်တဲ့အကြောင်းအရာတစ်ခုပေါင်းထည့်ရတယ်ဒီမှာဘယ်လိုပေါင်းထည့်မလဲဒီလိုလုပ်လိုက်တယ်ဟာတဲ့ကြည်မြင်မြင်ရတယ်ဒါလူတိုင်းတော့မဟုတ်ဘူးဘာလို့လဲဒီဟာဟေးခင်ဗျားစီမှာပုံဖော်ခြင်းသလားဟောလူငယ်တွေကိုဈေးသူ့ရဲ့ target market လို့ခေါ်တဲ့ဈေးကွက်ဒီလိုလူတွေဒီလိုလူငယ်တွေထူးဆန်းဖြစ်ခြင်းတဲ့လူငယ်တွေကို तू ကဘာလို့လဲအမှုပညာမြောက်စွာဖော်ပေးတယ်ပေါ့ဗျာစမ်းကျင်တဲ့လူငယ်ဘယ်နှယောက်ရှိလက်ညှိုးထောင်ကြည့်ပါဒါတေချာတကွာနာမည်ကတော့ပေါက်ပြီဈေးကွက်မှာတူဒီပထမဦးဆုံးဒါမှမဟုတ်လေတခုဒီသောဆိုတဲ့စကားလုံးအဲ့ဒီစကားလုံးနှလုံးนี่တိတ်ပြီးတော့မှအရေးကြီးတယ်ခင်ဗျာဘာဆိုင်ဖွင့်လာလဲကျွန်တော်ထမင်းဆိုင်ကျွန်တော်နှစ်ခုပြောပြနှစ်ခုကပါလဲဆိုလို့ရှိရင်ခမည်းပထမသမင်းဆိုင်နေကြားထဲမှာပထမဦးဆုံးဖြစ်တဲ့အရာပါရှိလဲဒါမှမဟုတ်တစ်ခုတည်သောဖြစ်တဲ့အရာပါရှိလဲမရှိဘူးဆိုလို့ရှိရင်ဒီပုတ်ထဲကဒီပဲလုပ်လို့ရတဲ့အကြောင်းအရာတွေ2မျိုးပဲရှိတယ်အကြောင်းအရာတစ်ခုကို10ဆကောင်းအောင်လုပ်နိုင်လို့မလုပ်နိုင်လို့ရှိရင်မတူညီတဲ့ကွဲပြားတဲ့ idea နဲ့တစ်ခုနဲ့ဖောက်ထွက်အဲ့တော့တစ်ခုတည်သောဆိုတဲ့စကားလုံးတွေတိတ်ပြီးတော့မှအရေးကြီးတယ်ကိုယ့်ရဲ့လုပ်ငန်းရဲ့နောက်တခုတည်တော့ဘာလဲဆိုတာကိုပြောပြနိုင်ဖို့အရေးကြီးတယ်ဒါကြောက်မရပါကျွန်တော်တွေ့ဘူးတာလူငယ်လေးတယောက်က
तू ကသပင်ညက်ဆိုင်မှာလှုပ်တယ်လို့ तू ကမခံယူထားဘူး तू ဖွင့်ထားတဲ့ဆိုင်ကိုလည်းသပင်ညက်ဆိုင်လို့ तू ကမခံယူထားဘူး तू ဒီပါလေအမှုပညာမြောက်သပင်ကေတစ်ခုကိုဖန်တီးနေတဲ့လူလို့ယုံကြည်ထားတာကွာလားကွာတယ်စီးပွားရေးလုပ်ငန်းမှာမိခွန်း၃ခုကျွန်တော်ဒီမှာချပေးပါတယ်တစ်ဘာရောင်းတာလဲဆိုတာသိဖို့လိုတယ်ဒါကတော့ရှင်းပါတယ်ကျွန်တော်သပင်ညက်တာကျွန်တော်ကော်ဖီရောင်းတာကျွန်တော်ကုန်ပစ္စည်းဆိုလဲကုန်ပစ္စည်းဝန်ဆောင်မှုဆိုလဲဝန်ဆောင်မှုပေါ့ဗျာအကြောင်းအရာတစ်ခုကိုရောင်းတာဒီမှာအရေးကြီးတဲ့မေခွန်းကဒုတိယမေခွန်းနဲ့တတိယမေခွန်းအခက်ဆုံးမေခွန်းပဲဒုတိယမေခွန်းနဲ့တတိယမေခွန်းကဘာလဲကိုဘာရောင်းလဲဆိုတော့ကိုသိတယ်နံပါတ်1မေခွန်းကဘာဖြစ်လို့ကိုစီကနေ customer ကဝယ်တင်တာလဲကိုစီကနေဟုတ်လားဘာကြောင့်ကိုစီကနေလဲကိုလိုရောင်းတဲ့ product တွေဈေးကွက်ထဲမှာအများကြီးပဲလေကိုလိုဆိုင်တွေဈေးကွက်ထဲမှာအများကြီးပဲလေကိုလိုဝန်ဆောင်မှုတွေကိုလိုဟိုတယ်တွေဈေးကွက်ထဲမှာအများကြီးပဲလေဘာကြောင့်မလို့ခမားဟိုတယ်ကိုလာတင်တာလဲဘာကြောင့်မလို့ခမားသမင်းဆိုင်ကိုလာတင်တာလဲဘာကြောင့်မလို့ခမားအင်ကြီးကိုဝယ်တင်တာလဲဘာကြောင့်မလို့ခမားဝန်ဆောင်မှုကိုကျွန်တော်သုံးတင်တာလဲကိုယ်တိုင်မဖြေနိုင်ဘူးဆိုလို့ရှိရင် customer ကလည်းတေးကြတယ်မဖြေနိုင်ဘူးဘာကြောင့်ဆိုတဲ့အဖြေတစ်ခုကိုခမားရှိကိုရှိရလိမ့်မယ်ကျွန်တော်သမင်းဆိုင်ဖွင့်နေဘာကြောင့်မလို့ခမားစီလာတင်တာလဲအကြောင်းအရာတစ်ခုတော့ရှိကိုရှိရလိမ့်မယ်တန်ဖိုးရှိစွာဘယ်လိုကွဲထွက်ထားလဲဘယ်လိုအရာပေါင်းထည့်ထားလဲသူများနဲ့မတူတဲ့အရာပါလဲဘယ်လိုတန်ဖိုးရှိစွာကွဲထွက်ထားလဲဒီမိကွန်း၃ခုဒီစီးပွားရေးလုပ်ငန်းမှာဈေးကွက်ထဲမှာခုနကတော့ကဈေးကွက်ထဲမှာလီဒါဖြစ်ချင်တယ်ဈေးကွက်ဝေစုကိုရချင်တယ်ပြိုင်ဆိုင်မှုတစ်ခုမှာအရှိထွက်ချင်တယ် brand တစ်ခုကိုပေါ်ဆောင်ချင်တယ်ဆိုလို့ရှိရင်ဒီမိကွန်း၃ခုကိုဖြေနိုင်ရလိမ့်မယ်ဘာရောင်းတာလဲဘာဖြစ်လို့ကိုယ်စီရဝယ်တင်တာလဲတန်ဖိုးရှိစွာဘယ်လိုကွဲထွက်ထားလဲနံပါတ်၄အာမခံချက်ပေးပါအာမခံချက်ပေးပါကျွန်တော်လုပ်ငန်းတော်များများကျွန်တော် 100% guarantee စိတ်ကျဉ်နှံ့မှုရှိစေရန်အာမခံတယ်လို့ကျွန်တော်တို့ပြောကြတယ်ဘာကိုပြောတာလဲစိတ်ကျဉ်နှံ့မှုရှိတယ်ဆိုတာဘာကိုပြောတာလဲမကျဉ်နှံ့ဘူးဆိုလို့ရှိရင်ပတ်စံပြန်အမ်းပါလားအဲ့တော့ကျွန်တော်မကျဉ်နှံ့ဘူးကျဉ်နှံ့လည်းမကျဉ်နှံ့ဘူးလို့ပဲပြောမယ်ဘာလို့ဆိုပတ်စံအလကားစားလို့လေအဲ့တော့စိတ်ကျဉ်နှံ့မှုရှိစေရန်အာမခံဒီဆိုတဲ့မရေမရာမသေးကြတဲ့အာမခံနည်းမျိုးမဟုတ်ဘဲနဲ့တိကျတဲ့အာမခံချက်တစ်ခုရှိရလိမ့်မယ်စီးပွားရေးလုပ်ငန်းတိုင်းမှာအာမခံချက်တစ်ခုရှိကိုရှိရလိမ့်မယ်အဲ့ဒီအာမခံချက်ကဘာကိုအာမခံတာလဲဆိုကိုယ့်ရဲ့ကုန်ပစ္စည်းကောင်းကြောင်းကိုအာမခံတာမဟုတ်ဘူးကိုယ့်ရဲ့ဝန်ဆောင်မှုကောင်းကြောင်းကိုအာမခံတာမဟုတ်ဘူးကိုယ့်ရဲ့ဈေးနှုန်းတက်တာကြောင်းကိုအာမခံတာမဟုတ်ဘူး customer ရဲ့စိုးရိမ်စိတ်ကိုအာမခံတာ customer ဘာကိုစိုးရိမ်တာလဲဟေးမစိုးရိမ်နဲ့ကျွန်တော်အာမခံတယ်ဒါဒီ customer ရဲ့စိုးရိမ်စိတ်ကိုအာမခံတာတိတ်ပြီးတော့မှအစွမ်းထက်တယ်ခင်ဗျာမနှက်ပြန်စားပြီးခင်ဗျာဆိုင်ရောင်းကောင်းခြင်းနဲ့ခင်ဗျာလုပ်ငန်းလူလာခြင်းနဲ့ဆိုလို့ရှိရင်တခုပဲ customer တွေစိုးရိမ်တဲ့အရာတခုကိုခင်ဗျာအာမခံပေးပါဘာလို့လဲ customer တိုင်းမှာစားသုံးသူတိုင်းမှာစိုးရိမ်စိတ်တခုအမြဲတမ်းရှိလို့ yes no ကျွန်တော်တို့အားလုံး customer တိုင်းအားလုံးစားသုံးသူတွေအားလုံးဟာစိုးရိမ်စိတ်တခုအမြဲတမ်းရှိတယ်တင်တန်းသွားတတ်တယ်ဘာစိုးရိမ်လဲတကယ်မတက်မှာစိုးရိမ်တယ်အင်ထုမှာစိုးရိမ်တယ်ဟုတ်လားစိုးရိမ်စိတ်တွေကအများကြီးပဲလုပ်ငန်းတိုင်းမှာကျွန်တော်တို့စိုးရိမ်စိတ်ရှိတယ်ဒါတစ်ချက်ကြည့်အောင်ကျွန်တော်တို့ဒီမှာရန်ကုန်မန်းလေးခီးသွားတယ်မန္တလေးရောက်တယ်ကားပေါ်ကဆင်းတယ်ဘယ်သူတွေခမရဝိုင်းဆွဲကြလဲအကျွေးရှင်တွေလားဘယ်သူတွေဝိုင်းဆွဲလဲတက်စီသမားတွေဝိုင်းဆွဲတယ်အဲ့ချိန်မှာခမရစိုးရိမ်စိတ်တစ်ခုဖြစ်လာတယ်ဘာဖြစ်လဲအဲ့တော့ဒီမှာကျွန်တော်၃ခုပြောချင်တယ်တစ်က customer တိုင်းဒီ need လို့ခေါ်တဲ့လိုအပ်ချက်တစ်ရက်ရှိတယ် need ဆိုတာဘာလဲဒီမှာလိုအပ်ချက်က A ဆိုတဲ့နေရာကနေတနေရာ B ဆိုတဲ့တနေရာကိုတွားချင်တာမဟုတ်ဘူးလားဒါဒီလိုအပ်ချက်တစ်ခုနံပါတ်2ကဘာလဲဆိုလို့ရှိရင် want ရှိရင်ကောင်းတယ်ပေါ့ဗျာ want ဆိုတာဘာလဲဆိုင်ကယ်ကို तू ကဘာလဲတတလေးမောင်းတယ်ကြမ်းကြမ်းတမ်းမမောင်းဘူးဈေးနှုန်းကို तू ကသူများထက်ကျွန်တော်ကိုမရိပ်ဘူးအဆရှိတဲ့ဖြစ်ပေါ့ဗျာဒါဒီ want စိုးရိမ်တာ afraid စိုးရိမ်တာဘာလဲကျွန်တော်မန်းလေးရောက်တယ်ဆိုင်ကယ်ဓမ္မခေါ်တယ်လာပါခင်ဗျလက်ကြီးဆွဲပြီးတော့မှကျွန်တော်ဆိုင်ကယ်နောက်လိုက်ပါခင်ဗျဘယ်လိုစိုးရိမ်လို့ဟမ်အန်ဒီယေလီဟုတ်လားမစိုးရိမ်ဘူးလားစိုးရိမ်တယ်အဲ့တော့ customer တိုင်းဒီကျွန်တော်စိုးရိမ်စိတ်တစ်ခုအများတန်းရှိတယ် need want afraid ဆိုပြီး၃ချက်အများတန်းရှိတယ်ကျွန်တော် online ပေါ်မှာပစ္စည်းဝယ်တယ်ဝယ်ဘူးလို့ရှိရလက်ညှိုးထောင်း online store ပစ္စည်းဝယ်ဘူးလို့ရှိလား okay need လိုအပ်ချက်တည်းအကြောင်းမလို့ဝယ်တာမဟုတ်ဘူးလားဘာလို့လဲသူပြထားတဲ့အင်ကြီးကိုကျွန်တော်လိုတယ်သူပြထားတဲ့ဖက်နှက်ကိုကျွန်တော်လိုတယ်သူပြထားတဲ့ဝန်ဆောင်မှုကိုကျွန်တော်လိုတယ်ကျွန်တော်ရဲ့လိုအပ်ချက်ကြောင့်မလို့ကျွန်တော်ဝယ်တာဒါပေမဲ့လိုအပ်ချက်တစ်ခုတည်းနဲ့မပြီးဘူးဗျလိုအပ်ချက်တစ်ခုပဲရှိတာမဟုတ်ဘူး customer တွေစီမှာ want quality လေးကောင်းလို့ရှိရင်ကျွန်တော်ပိုကောင်းတယ်ပေါ့ဗျာဈေးနှုန်းလေးတက်တာလို့ရှိရင်ကျွန်တော်ပိုကောင်းတယ်ပေါ့ဗျာအဲ့ဒါဒုတိယအချက်တတိယအချက်ကစိုးရိမ်စိတ်ဘာစိုးရိမ်လဲ online ပေါ်ဈေးဝယ်လူတွေအားလုံးစိုးရိမ်တာဘာလဲဟမ်ဘာစိုးရိမ်လဲစိုးရိမ်စိတ်ဆိုတာဘယ်လုပ်ငန်းမှမဆိုရှိတယ်ဘယ်စားသုံးသူမှမဆိုရှိတယ်
ကလေးတွေကိုကျွန်တော်တို့ကလေးတွေရှိတယ်ကလေးရှိရလို့ဘယ်နှယောက်ရှိလဲညီမထောင်ကလေးရှိရလူโอเคကလေးမိဘတွေအကုန်လုံးသိတယ်ကျွန်တော်တို့ကလေးကိုကြောင်းပို့တယ် needs လိုအပ်ချက်တရားမရှိဘူးလားရှိတာပေါ့ဗျာ want ကျွန်တော်တို့ရှိရင်ကောင်းမယ်ဆိုတဲ့အရာကြီးမရှိဘူးလား air con လေးရှိရင်ကောင်းတာပေါ့ဗျာကျောင်းလေးကတက်တက်ရှိတက်တက်ရှိရင်ကောင်းတာပေါ့ဗျာဆရာမတွေချူချူတတနဲ့ဆက်ဆံရင်ကောင်းတာပေါ့ဗျာအဲ့ဒီလိုပဲ afraid စိုးရင်စိတ်တစ်ခုရှိတယ်ဘာလဲအန်ဒီရဲ့ကင်းရှင်းမှုဟုတ်လားမဟုတ်ဘူးလားကိုသားသမီးအခုဘာများလုပ်နေပါလဲကိုသားသမီးငါမြင်ချင်လိုက်တာငါဖြစ်နိုင်လို့ရှိရင်ငါထိုင်ကြည့်နေချင်တာ तू ကခဏကျရင်ဆရာမတွေ့ရလားမသိဘူးလေကားပေါ်ကပြုတ်ကျသွားတာတခုအများကောက်စားလို့အဆုတ်ထဲမှာတစ်သွားလို့ရှိရင်အသက်မရှူနိုင်တော့ဘူးအဆရှိတဲ့ပြင်စိုးရင်စိတ်တွေအများနဲ့ရှိတယ်ဘယ်လုပ်ငန်းမှမဆို customer တွေအများတန်းစိုးရင်စိတ်ရှိတယ်တင်တန်းကြောင်းထိုနည်း၎င်းမယ်တင်တန်းကြောင်းနေကျွန်တော်တက်တယ်ပတ်စံပေးတယ်မတက်ခင်ပတ်စံမပေးခင်ဘယ်လိုစိုးရင်လဲဟုတ်ပါမလား तू ပြောသလိုဟုတ်ကောဟုတ်ရဲ့လားဟုတ်လားအဲ့တော့စိုးရိမ်စိတ်ဆိုတာလုပ်ငန်းတိုင်းမှာရှိတယ် workshop ရှိလားရှိတာပေါ့ဗျာ workshop မှာလည်းကျွန်တော်တို့စိုးရိမ်နေကျွန်တော်တို့ကားတဲ့ပစ္စည်းတွေခုတ်မြဖြုတ်ပြီးတော့များခိုးသွားမလား quality မှာကောင်းမမလားကောင်းမလုပ်ပေးပါမလားအဲ့ဒီလိုပဲဆေးရုံကျွန်တော်တို့ဆေးရုံတက်တယ်ကျွန်တော်ရဲ့လိုအပ်ချက်တရက်ကပါလဲကျွန်တော်ယောဂပျောက်ကင်းခြင်းတယ် want ရှိရင်ကောင်းတာပါလေ air con လေးပါရင်ကောင်းတာပေါ့ဗျာဆေးရုံကပူတယ်လေ air con လေးပါမယ်တက်နက်ရှိတက်ရက်တွေတက်နက်ရှိတက်ရက်လေးရှိမယ်ဂရေလေးကဇိန်နဲ့ကြမယ်မကောင်းလားကောင်းတာပေါ့ဗျာဒါပေမဲ့အဲ့ဒီချက်အားလုံးမှာ afraid လို့ခေါ်တယ်စိုးရိမ်စိတ်ကဘာလဲဆရာဝန်တွေကငါကျမ်းမာရေးကိုတကယ်ပြောင်းကူနိုင်ပါမလားတကယ်ရောတာဝန်ယူမှုတာဝန်ခံစိတ်ရှိပါမလားငါ့ကိုများဆေးများမှားပေးမလားငါ့ကိုမှားပြီးတော့များဘိုက်နာတယ်လို့ပြောတာကိုရင်ဘက်ခွဲနေမလားဘယ်နာတယ်ပြောတာကိုညာခွဲနေမလားမစိုးရိမ်ဘူးလားစိုးရိမ်တာပေါ့ဗျာလုပ်ငန်းတိုင်းမှာစိုးရိမ်တဲ့အချက်ရှိတယ်အဲ့ဒီလုပ်ငန်းတိုင်းရဲ့စိုးရိမ်တဲ့အချက်customer တွေအားလုံးရဲ့စိုးရိမ်တဲ့အချက်ကိုခင်ဗျားဒီယာနှုံးပြည့်အာမခံနိုင်လို့ရှင်ခင်ဗျားလုပ်ငန်းပေါက်တာပဲစာတင်ကြောင်းတစ်ခုကျွန်တော်ပြောမယ်ဒါမှမဟုတ်ကျွန်တော် English speaking ဖွင့်ထားတယ်ပေါ့ဗျာကျွန်တော်အာမခံမယ်ဘယ်လိုအာမခံမလဲ customer စိုးရိမ်တာပါလေကျွန်တော် speaking လာတက်တယ်တက်တော့တက်ပါတယ်ဒါပေမဲ့တစ်လလည်းမတက်နှစ်လလည်းမတက်သုံးလလည်းပတ်စံနေကုန်ပြီးတော့မှမတက်မှမစိုးရိမ်ဘူးလားအဲ့တော့ကျွန်တော်ဒီလိုလုပ်မယ်ဗျာမတက်ဘဲနဲ့ပတ်စံကုန်မှာခင်ဗျားတို့မစိုးရိမ်နဲ့ခင်ဗျားတို့3လကျွန်တော်လာတက်ပြီ3လမှခင်ဗျားတို့ဒီလောက်အတိုင်းတာဒီမတက်ဘူးဆိုလို့ရှိရင်ကျွန်တော်ပတ်စံပြန်အမ်းပေးမယ်ဒါအာမခံတာပဲမဟုတ်ဘူးလားရောရောင်ပြီးဝါတတာအာမခံတာမဟုတ်စိတ်ကျဉ်တတ်မှုရှိစေရင်အာမခံဒီလိုမပြောဘူးဘာလဲဆိုတာကျွန်တော်တို့တိတိကျကျပြောတယ်ခင်ဗျားတို့ဘာစိုးရိမ်နေလဲဆိုကျွန်တော်သိတယ်ခင်ဗျားရဲ့စိုးရိမ်စိတ်ကိုကျွန်တော်ပြဝအာမခံတယ်ကျွန်တော်ရှင်းနေတယောက်ဆိုပါစို့ဈေးကွက်ထဲမှာရှင်းနေတယ်အများကြီးရှိတယ်ကိုယ့်ရဲ့စီနီယာတွေအများကြီးရှိတယ်စီနီယာရှင်းနေတယ်အလုပ်တအားရှုပ်တာပေါ့ဗျာကျွန်တော်အခုမှရှင်းနေလက်တစ်ကလေးအခုမှရှင်းနေကြောင်းပြီးလာတာကျွန်တော် customer မရှိဘူးကျွန်တော် client မရှိဘူးအဲ့တော့ကျွန်တော်ဈေးကွက်ထဲကိုထိုးဖောက်ချင်တယ်ဈေးကွက်ထိုးဖောက်ကျွန်တော်ဘာလုပ်လဲကျွန်တော်အာမခံချက်တစ်ခုလုပ်တယ်ရှင်းနေသွားငားတဲ့လူတွေစိုးရိမ်ချက်တစ်ခုကျွန်တော်စဉ်းစားတယ်စဉ်းစားတော့ဗာလဲအမှုမနိုင်ဘဲနဲ့အမှုမနိုင်မှာစိုးရိမ်တာအမှုမနိုင်ဘဲနဲ့ကျွန်တော်ပတ်စံနေကုန်မှာစိုးရိမ်တာအဲ့တော့ဘာဖြစ်လဲရှင်းနေကအာမခံချက်တစ်ခုနဲ့ဈေးကွက်ထဲဝင်လာတယ်မှန်တယ်ကျွန်တော်ဒီအခုမှရှင်းနေကြောင်းပြီးတာပါလက်တစ်ပါဒါပေမဲ့ခမားတို့ကျွန်တော်အစွမ်းကုန်စူးစမ်းပေးမယ်မှန်တယ်ကျွန်တော်ဒီသူများထက်ဈေးသက်တာဒါပေမဲ့ကျွန်တော်ရဲ့ quality ကလုံးဝမလျော့စေရအောင်စိတ်ချကျွန်တော်အကောင်းဆုံးစူးစမ်းပေးမယ်ကျွန်တော်အာမခံချက်တစ်ခုရှိတယ်အဲ့ဒါပါလေခမားမှုကျွန်တော်မနိုင်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဟိုရှင်းနေကတရားမှမပေးနဲ့ဒီလိုဝင်လာတာနော်ဒီလိုဝင်လာတာအဲ့တော့ခမားမစမ်းချင်ဘူးလားစမ်းကြည့်မယ်လေဘာဖြစ်လို့ကိုယ့်အတွက်အရှုံးမရှိဘူးကျွန်တော်စိုးရိမ်ချက်ကိုသူဒီအပြည့်အဝအာမခံချက်ပေးတယ်စဉ်းစားပါကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့်ရဲ့ customer တွေဘာလို့စိုးရိမ်နေတယ်လဲအစိုးရိမ်ဆုံးအရာဒီပါလေအဲ့ဒီစိုးရိမ်တဲ့အရာကိုခင်ဗျားဒီယာနှုံးပြည့်အာမခံချက်ပေးလို့ရှိရင်ခင်ဗျားလုပ်ငန်းဒီပေါက်တာပဲအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းမှာကိုပြမေးခွန်းလေး၄ခုကျွန်တော်ဒီမှာမေးထားပါတယ်နံပါတ်1 customer တွေကဘာကြောင့်မလို့ needs လိုအပ်ချက်တရက်ကဘာလဲကျွန်တော်စီကနေတကူလာဝယ်တယ်ပေါ့ဗျာကဲ coffee ဆိုင်ဆိုလို့ရှိရင် coffee လာတောက်တယ်လိုအပ်တာ coffee ပေါ့ဗျာ want လိုချင်တဲ့အရာပါလေလိုချင်တဲ့အရာတန့်ရှင်းမှုဖြစ်မယ်နေရာထိုင်ခင်းဖြစ်မယ် air con ဖြစ်မယ် afraid စိုးရိမ်နေတဲ့အရာပါလေစိုးရိမ်နေတဲ့အရာကိုသိလို့ရှိရင်ကျွန်တော်တို့က guarantee သူတို့ရဲ့စိုးရိမ်တဲ့အရာကိုအာမခံချက်ယာနှုံးပြည့်ပေးနိုင်လို့ရှိရင်ခင်ဗျားပစ္စည်းကပေါက်တာပဲနောက်ဆုံးတစ်ခု process ကိုချပြပါ process ကိုချပြပါနောက်ဆုံးတစ်ခုမပြောခင်မှာကျွန်တော်1 2 3 yes လုပ်မယ်အားလုံးထားပါ1 2 3 okay နောက်တစ်ချိန်လုပ်မယ်ပြန်ထိုင်1 2 3 နောက်တစ်ချိန်1 2 3 okay ရပြီထိုင်နည်းနည်းလမ်းသွားပြီလားโอเคဒါနောက်ဆုံးပဲငားပြီးလို့ရှိရင်ပြီးပြီ
ငါပြီးလို့ရှိရင်ပြီးပြီအသုံးဝင်လားတန်ဖိုးရှိလားအဲ့ဒါထက်ပိုးပြီးတော့မှအရေးကြီးတာလက်တွေ့လုပ်လို့ရလားအဲ့ဒါဒီအရေးကြီးတယ်နော်ကိုယ့်ရဲ့လုပ်ငန်းမှာဒီနေ့လက်တွေ့အသုံးချနိုင်ရမယ်ဒီနေ့လက်တွေ့အသုံးချနိုင်လို့ရှိရင်ခင်ဗျားလုပ်ငန်းဒီပြောင်းကိုပြောင်းလဲသွားစေရမယ်အာမခံတယ်ထပ်ပြောမယ်နော်အာမခံတယ်ခင်ဗျားလုပ်ငန်းဒီကျွန်တော်နီးလန်းတစ်ခုပဲပေးလိုက်မယ်ခင်ဗျားလုပ်ငန်းမနှက်ပြန်စပြီးတော့မှလုံးဝရောင်းကောင်းစေရမယ်လုံးဝပြောင်းလဲသွားစေရမယ်အာမခံတယ်အာမခံမလွတ်ပြေးနိုင်ကျွန်တော်ပတ်စံမပေးနဲ့ကြိုက်လားတွေ့လားအဲ့ဒါပဲနော်အဲ့တော့နံပါတ်5 process ကိုချပြပါ processနဲ့ product ဆိုတာ2မျိုးရှိတယ် product ဆိုတာဘာလဲကုန်ပစ္စည်းနောက်ဆုံးထွက်လာတဲ့ရလဒ်ဟုတ်လား process ဆိုတာဘာလဲ process ဆိုတာအဲ့ဒီကုန်ပစ္စည်းရဖို့အတွက်စ조사လှုပ်ဆောင်တဲ့အဆင့်ဟုတ်လား okay ဂျက်ကီချန်ကကြည့်ဘူးလားအားလုံးလည်းညှို့ထောင်ကြည့်ဘူးလည်းညှို့ထောင် yes okay ရပြီအကုန်လုံးကြည့်ဘူးတယ်ဂျက်ကီချန်ကရဲ့အနောက်မှာဂျက်ကီချန်ကပြီးသွားလို့ရှိရင်အနောက်မှာထပ်ရှိသေးတယ်လေအဲ့ဒါဘာကြီးလဲဘာတွေလဲသူ့ရဲ့အမားတွေဟုတ်လားသူ့ရဲ့ကြာရှုံးမှုတွေသူ့ရဲ့အခက်အခဲတွေသူ့ရဲ့အလွဲအချော်တွေဟုတ်လားကြိုက်လားခင်ဗျားတို့ကြည့်ရလားကြိုက်တယ်ဂျက်ကီချန်ကပြီးလို့ရှိရင်အကုန်လုံးထမပြန်ဘူးနော်ဂျက်ကီချန်ကပြီးလို့ရှိရင်ရုပ်ရှင်တာပြီးသွားတာလူတချို့ကဘာဖြစ်လဲထပင်မဲ့လည်းပဲတချို့ဆိုပြန်ထိုင်တယ်တိတ်ဆိတ်ဝင်စားစရာကောင်းတယ်ဟုတ်လားမဟုတ်ဘူးလားဟေးခင်ဗျားတို့ထင်တာကကျွန်တော်တို့ရဲ့အမားတွေလူသိခံလို့မဖြစ်ဘူးလို့ထင်တာလေခင်ဗျားတို့ထင်တာလုံးဝပြီးပြည့်စုံတဲ့ product တစ်ခုကိုချပြရမယ်လို့ထင်တာလေကိုယ့်ရဲ့အမားတွေကိုမထုတ်နဲ့မပြောနဲ့မပြနဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုမထုတ်နဲ့မပြောနဲ့မပြနဲ့ကိုယ့်ရဲ့လုပ်ငန်းရဲ့အားနည်းချက်တွေမကြရှုံးမှုတွေမပြနဲ့မထုတ်နဲ့ဟောဒီလိုထင်တာလေဟုတ်လားလူတိုင်းကပြီးပြည့်စုံတဲ့အရာပဲကြည့်ကျင်တာလို့ကျွန်တော်တို့ထင်တာလေဟောဂျက်ကီချန်ကကျွန်တော်တို့ရဲ့ထင်နဲ့မြင်တဲ့အရာတွေလုံးဝမှားယွင်းနေဆိုတဲ့အကြောင်းကိုလက်တွေ့ပြခဲ့ဂျက်ကီချန်ကမှာကျွန်တော်နောက်ဆုံးမှာတိတ်ဆိတ်ဝင်စားတဲ့အရာသူတို့ရဲ့ကြာရှုံးမှုတွေသူတို့ဒီ product ဆိုတဲ့ဒီရုပ်ရှင်ကားလေးတကားကိုရဖို့အတွက် process တွေဘယ်လိုစူးစမ်းခဲ့ရတာလဲဘယ်လိုကြာရှုံးခဲ့တာလဲဘယ်လိုအခက်အခဲတွေကြုံတွေ့ရဒါသူတို့တိတ်ဆိတ်ပြီးတော့မှစိတ်ဝင်စားတယ်ဗီဒီယိုမှမဟုတ်ဘူးလုပ်ငန်းလည်းအဲ့လိုပဲကျွန်တော်တို့စားသုံးသူတွေဒီ process ကိုတိတ်ပြီးတော့မှစိတ်ဝင်စားတယ်မယုံလို့ရှိရင်ဒါပါလေအောင်တမာဒီဟေးဈေးကွက်ထဲမှာရွှေဆိုင်တွေအများကြီးနော်ဟုတ်လားဈေးကွက်ထဲမှာရွှေဆိုင်တွေအများကြီးအောင်တမာဒီကဘယ်လိုတက်လာလဲဟေးဒီမှာကြည့်ကျွန်တော်ဒီအရင်တော့ကွင်းရတယ်ကျွန်တော်ဒီဘယ်လိုခက်ခဲတွေရှိခဲ့တာကျွန်တော်ဒီအောင်တမာဒီဆိုတဲ့နာမည်တစ်လုံးရဘယ်လိုစူးစမ်းခဲ့တာဥအောင်တိတ်ပြီးတော့မှလေးစားဖို့ကောင်းတယ် idea လည်းတိတ်ကောင်းတယ်ဟောဒါဒီပါလေ process တစ်ခုကိုချပြတာကျွန်တော်ကမွေးကလေးကကျွန်တော်ချမ်းသာလာတာပါကျွန်တော်ရွှေလို့လာတာပါ no ဘယ်သူမှစိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားတာဒီစားသုံးသူစိတ်ဝင်စားတာဒီအဆုံးသက်ရလက် product မဟုတ်ဘူး process ဒါကြောင့်မလို့ကျွန်တော်စီးပွားရေးလုပ်ငန်းတိုင်းဒီကိုယ့်ရဲ့ process ကိုချပြနိုင်ရမယ်စီးပွားရေးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကိုကြည့်လိုက်လို့ရှိရင်ပြည်တွင်းမှာပဲဖြစ်ပြည်ပမှာပဲဖြစ် process ဆိုတာအမြဲတမ်းရှိတယ်ဒါကိုလည်းကျွန်တော်ကသမိုင်းကြောင်းလို့ခေါ်တာပေါ့ဗျာဟုတ်လားကျွန်တော် process ဆိုတာကျွန်တော်ဒီနေ့ဒီရက်ဒီအခါမှာဒီ symbol တက်လာနိုင်ဖို့ကျွန်တော်သမိုင်းတွေမရှိခဲ့ဘူးလားကြာရှုံးခဲ့တဲ့သမိုင်းတွေရှိခဲ့မယ်အောင်မြင်ခဲ့တဲ့သမိုင်းတွေရှိခဲ့မယ်အလွဲချော်ချော်လုပ်ခဲ့တဲ့သမိုင်းတွေရှိမယ်အလဲထိုးခံရတဲ့အခါတွေရှိကောင်းရှိလိမ့်မယ်အမှားအယွင်းတွေရှိကောင်းရှိလိမ့်မယ်ဒါဒီအမှန်တကယ်တော့ process ဆိုတာသမိုင်းပဲဗျာကျွန်တော်တို့အားလုံးမှာသမိုင်းဆိုတာရှိတယ်လုပ်ငန်းမှာလည်း process ဆိုတဲ့သမိုင်းဆိုတာရှိတယ်ကိုယ့်ရဲ့သမိုင်းကိုချပြနိုင်ရမယ်ချပြမှသာလေကိုဒီအများနဲ့မတူခွဲထွက်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်မယ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကိုကြည့်လိုက်ဒါဘာလို့လဲ Steve Jobs သူ့ရဲ့ history သိတယ်နော်ကြာရှုံးမှုတွေအများကြီးပဲဂိုတောင်လေးတိတိလေးကနေစခဲ့တာဟောဒါတွေကျွန်တော်သိစရာအကြောင်းမရှိဘူးတကယ်ဘာလို့သိနေရလဲသူတို့ချပြလို့ကျွန်တော်သိတာလေမဟုတ်ကျွန်တော်သိမှာလားမသိဘူးအောင်မြင်တဲ့လုပ်ငန်းတိုင်းဟာသူတို့ရဲ့ process ကိုချပြတယ် BK အကြောင်းကျွန်တော်တို့သိတယ်သူဒီကြောင်းထွက်လိုက်တယ်ဟုတ်လားတက္ကသိုလ်ရှိတက္ကသိုလ်တက်တယ်တက္ကသိုလ်ထွက်ပြီးတော့မလုပ်လဲ Microsoft ကိုတည်ထောင်တယ်သူ့မှာအိမ်မက်တွေရှိတယ်သူဘယ်လိုစူးစမ်းခဲ့တာဘယ်လိုလုပ်ခဲ့တာဘယ်လိုဆုံးဖြတ်ခဲ့တာဟောဒါတွေကျွန်တော်တို့သိနေတယ်ဆိုတာသူတို့ချပြလို့သူတို့မချပြလဲရလားရတာပေါ့ဗျာကျွန်တော်သိစရာအကြောင်းမရှိဘူးဒါပေမဲ့သူတို့ဟာဒီဟာဒီအင်မတန်မှအရေးကြီးတယ်ဆိုတာသိတယ်သူတို့ချပြတယ်ဒါဒီ Google ကျောင်းစာသင်ခန်းထဲမှာဘယ်လို project လုပ်တယ်အစရှိတဲ့ပြင် Google ရဲ့ process ကျွန်တော်တို့သိတယ်အဲ့လိုပဲ Amazon သူ့ရဲ့ရည်စား
ပစ္စည်းတစ်ခုဝယ်ခိုင်းတယ် तू ကနေရာတကာလိုက်ရှာတယ်မရှိဘူးဟာ तू စဉ်းစားတယ် online ပေါ်မှာပစ္စည်းအကုန်ရှိတဲ့နေရာလေးတနေရာရှိရင်သိကောင်းပါပဲဗျာအဲ့တော့ဘာဖြစ်လဲစလုပ်တယ်ဟောဒါဒီသူ့ရဲ့ဘာလဲ story ဒါဒီသူ့ရဲ့ process ဒါဒီသူ့ရဲ့သမိုင်းကြောင်းကျွန်တော်တို့ရဲ့ process ကပါလဲကျွန်တော်တို့ရဲ့လွဲချော်ခဲ့တဲ့အရာတွေကပါလဲကျွန်တော်တို့ရဲ့သမိုင်းကြောင်းကပါလဲကျွန်တော်တို့လုပ်ငန်းရဲ့ဘယ်လိုကြော်ဖြတ်ခဲ့ရတဲ့အခက်အခဲ process ကပါလဲအာလီဘာဘာအားလုံးသိတယ်ကျွန်တော်မပြောတော့သူဒီအရင်တော့ကပါလဲတိုးဂိုင်းဘယ်လိုစူးစမ်းခဲ့တယ်ဘယ်လိုအကြရှုံးခဲ့တယ်ဘယ်လိုအောင် तू ပြောချင်လို့ပြောတယ်များမှန်နေလားသူ့ရဲ့အားနည်းချက်တွေထုတ်ဖော်ပြောတယ်များမှန် no ဒါဒီ process ဒါဒီ marketing idea ဒါဒီဈေးကွက်ထိုးဖောက်မှုမှာအင်မတန်မှအရေးကြီးတဲ့ idea ဖြစ်ပြလေတခုကျွန်တော်ပြောမယ်ကယ်လီဖိုးနီးယားမှာကျွန်တော်မြူဇီယံကြီးရှိတယ်ပြတိုက်တစ်ခုရှိတယ်ပြတိုက်တစ်ခုမှာအင်မတန်မှကြီးမားတဲ့ပကြီးကားနှစ်ချက်ပုံတူပကြီးကားနှစ်ချက်ချိတ်ထားတယ်တပုံစံနဲ့ပဲဘောင်ကအစ quality ကအစုံအရေးအတွေးကအစစုတ်ချက်ကအစုံအထူအပအကုန်တပုံစံနဲ့တူတယ်လူငယ်တယောက်ကကြည့်တယ်လူတယောက်ကဟာဘာကွာလို့ဒီမြူဇီယံကြီးမှာဒီပကြီးကားနှစ်ချက်ကဘာဖြစ်လို့ဒီနေရာမှာလာချိတ်ထားတာလဲသူတို့နှစ်ခုကဘာများကွာလို့လဲအနီးကနေကြည့်တယ်အဝေးကနေကြည့်တယ်တေချာထိုင်ကြည့်တယ်အောက်ကနေပင့်ကြည့်တယ်အထူပါးတွေကင်ကြည့်တယ်အားလုံးတူတူပဲဘလို့မှခွဲခြားလို့မရအောင် तू စဉ်းစားဘလို့မှစဉ်းစားလို့မရအောင်အဲ့တော့ကြင်နဲ့ဘေးနားပြတိုက်မှုကဖြတ်သွားပြတိုက်မှုကိုလမ်းမေးတယ်ပြတိုက်မှုခင်ဗျကျွန်တော်ဒါလေးစိတ်ဝင်စားလို့ဘာဖြစ်လို့ဒီတူညီတဲ့ပကြီးကားနှစ်ချက်ကဒီမှာလာချိတ်ထားတာလဲဘာကွာတာလဲအဲ့ပြတိုက်မှုကဘာပြောလဲဆိုလို့ရှိရင်ခင်ဗျာဒီပကြီးကားနှစ်ချက်တည်းကတဲ့ခင်ဗျာကိုတစ်ချက်လက်ဆောင်ပေးမယ်ဆိုလို့ရှိရင်ဘယ်ပကြီးကားကိုယူမလဲအဲ့တော့ခင်ဗျားတို့ကျွန်တော်မေးမယ်ဒီပကြီးကားနှစ်ချက်တည်းကတစ်ချက်ကိုလက်ဆောင်ပေးမယ်ဆိုတော့ဘယ်ပကြီးကားကိုယူမလဲဘယ်ဟာကိုယူမလဲညာဘက်ကဟာကိုပေးမယ်လက်ခံလားဘယ်ဘက်ကဟာကိုပေးမယ်လက်ခံလားဘယ်ဟာပေးလေအတူတူပဲ quality လည်းအတူတူပဲဟိုရွှေနဲ့ဘောင်ကွက်ထားတာလည်းအတူတူပဲအကုန်လုံးအတူတူပဲဘယ်ဟာပေးအတူတူပဲဆိုလို့ရှိရင်ဘယ်ဟာပေးဟုတ်လားဒါပေမဲ့ပြတိုက်မှုကဘာပြောလဲဆိုလို့ရှိရင်ပွဲပြားချားနာတဲ့အချက်ကတစ်ချက်ပဲရှိတယ်အဲ့ဒီချက်ကဘာလဲဆိုလို့ရှိရင်ဒီပကြီးကားကတဲ့ဒီပကြီးကားနှစ်ခုမှာဘယ်ဘက်ကဒီဘက်ကပကြီးကားဒီပေါ်တူဂီလူမျိုးတွေကျွန်တော်တို့ဟလာခရီးတွေထွက်ပြီးတော့မှနေရာနယ်မြေဒေသအသစ်တွေရှာဖွေတဲ့ခေတ်တုန်းကပေါ့ဗျာကျွန်းတစ်ကျွန်းကိုရောက်သွားတယ် तू ကအဲ့ဒီကျွန်းမှာဖျားနာတယ်ဖျားနာတော့ဘာဖြစ်လဲသူ့ရဲ့နောက်ဆုံးထွက်သက်မှာ तू မြင်လိုက်ရတဲ့မြင်ကွင်းလေးကိုသူ့မိသားစုကိုပြန်ပြီးတော့မှပြောခြင်းနဲ့ပြခြင်းနဲ့တို့ကြောင့်မလို့အဲ့ဒီပကြီးကားလေးကို तू နောက်ဆုံးမြင်ခဲ့ရတဲ့မြင်ကွင်းလေးတစ်ခုကိုပကြီးဆွဲပြီးတော့မှသူ့မိသားစုကိုလိတ်မှုပြီးတော့မှထည့်ပေးလိုက်တယ် तू ကတော့အဲ့ကျွန်းမှာတည်ဆုံးသွားတယ်အဲ့ဒီပကြီးကားဘယ်ဘက်ကပကြီးကားလဲဆိုဒီဘက်ကပကြီးကားတဲ့ဟိုဘက်ကပကြီးကားကဘာတော့ဆိုလို့ရှိရင်ဟိုဘက်ကပကြီးကားတော့ကျောင်းသားတွေကအမှုပညာကျောင်းဆင်းတွေကဒီဘက်ကပကြီးကားကိုပုံတူကူးဆွဲထားတာဟိုဘက်ကပုံတူဒီဘက်ကโอเคဘယ်ပကြီးကားကိုယူမလဲတွေ့လားအရေးတွေးလဲအတူတူပဲ quality အတူတူပဲ quality ဆိုတာလူတိုင်းကူးချလို့ရတယ်ခင်ဗျားအကောင်းဆုံးလို့ပြောလို့ရှိရင်ခဏပဲပြောလို့ရမယ်ခင်ဗျားတဲ့ကောင်းတဲ့လူတွေအများကြီးပေါ်လာနိုင်မယ် service ခင်ဗျားအကောင်းဆုံးလို့ပြောကောင်းပြောလို့ရနိုင်မယ်ဒါပေမဲ့ခင်ဗျားတဲ့ကောင်းတဲ့လူတွေအများကြီးပေါ်လာနိုင်မယ် quality ဆိုတာကူးချလို့ရပါမယ် story လို့ခေါ်တဲ့သမိုင်းကြောင်း process ဆိုတာဘယ်သူမှကူးချလို့မရအောင်တယောက်တည်းပဲရှိတယ်အဲ့ဒါခင်ဗျားပဲပစ္စည်းတစ်ခုရဲ့တက်စီပစ္စည်းတစ်ခုရဲ့တန်ဖိုးတက်စီတယ်ဆိုတာ service ကြောင့်မဟုတ်ဘူးပစ္စည်းတစ်ခုရဲ့တန်ဖိုးတက်စီတယ်ဆိုတာ quality ကြောင့်မဟုတ်ဘူးပစ္စည်းတစ်ခုရဲ့တန်ဖိုးတက်စီတယ်ဆိုတာ pricing ကြောင့်လည်းမဟုတ်ဘူးပစ္စည်းတစ်ခုရဲ့တန်ဖိုးတက်စီတယ်ဆိုတာသူ့ရဲ့သမိုင်းကြောင်းသမိုင်းဆိုတာ process ပဲတရုတ်ပြည်မှာတာဖန်းဆိုတဲ့ရွာလေးတရွာရှိတယ်ရောက်တဲ့လူလည်းရှိမှာပါအဲ့ဒီရွာမှာကဘာမှာရှိတဲ့ oil painting စီစေးပကြီးကားမှန်တယ်များအဲ့ဒီရွာမှာရနိုင်တယ်အဲ့ဒီရွာအလုတ်ကဘာလဲဆိုလို့ရှိရင်စီစေးပကြီးကားတွေကိုပုံတူကူးဆွဲတဲ့အလုတ်နပိုလီယံရဲ့ victory ပကြီးကားနာမည်ကြီးရှိတယ်မိုနာလီဇာပြောမနေနဲ့ရှိတယ်ဗင်ဂိုအကုန်ရှိတဲ့အပြင်ကိုတို့ကဘာလုပ်လဲဆိုလို့ရှိရင်ဒီဟာကိုပုံတူဆွဲတဲ့နေရာမှာတပုံနဲ့ဆွဲတာမဟုတ်ဘူး production လိုက်ဆွဲတာစက်ယုံလို့ဆွဲတာဘာကွာလဲတကုတ်မှမကွာစေရအောင်စိတ်ချတို့ကအရေးတွေးအထူအပစုတ်ချက်ဘောင်မူရင်းဆိုတဲ့ပကြီးကားနဲ့တပုံစံနဲ့ကူးဆွဲနိုင်တဲ့ပညာရှင်တွေနေတဲ့ရွာတာဖန်းဆိုတဲ့ရွာလေးပါဒါပေမဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်နပိုလီယံရဲ့ပကြီးကားတကယ်အစစ်မှန်ပကြီးကားက48တန်းတန်းဒေါ်လာ48တန်းတန်းသူတို့စီမှာဒေါ်လာ20ပဲ
အတူတူပဲဘာကွာလဲလို့မမင်းနဲ့အတူတူပဲပိတ်စာအစအတူတူပဲဟောင်းအောင်လုပ်ထားတယ်အကုန်လုံးအတူတူပဲမိုနာလီဇာအပြုံကြားဘူးတယ်နော်လီယိုနာဒို ဒါဗင်ချီမိုနာလီဇာအပြုံဒေါ်လာဘယ်လောက်တန်လဲဒေါ်လာ360ကျော်တန်တယ်တန်ပေါင်းနော်360ကျပ်မဟုတ်ဘူးနော်တန်ပေါင်း360ကျော်တန်တဲ့မိုနာလီဇာအပြုံးဒီတာဖန်ဆိုတဲ့ရွာလေးမှာ18ကျပ်ပဲပေးရတယ်ဘာကွာလဲမမင်းနဲ့အတူတူကြီးပဲအရေးတွေးလားအော်အရေးတွေးအတူတူပဲပိုတောင်းကောင်းနေသေးတယ်ဗင်ဂိုဒေါ်လာ48တန်တန်တယ်တာဖန်မှာ19ကျပ်ပဲအဲ့တော့ပြောချင်တာဒီနှစ်ခုဒီဘာကွာလဲဘာမှမကွာဘူးကွာတာတစ်ခုပဲရှိတယ်သူ့ရဲ့ process သူ့ရဲ့တမိုင်းကြောင်းသူ့ရဲ့ story ဒါကြောင့်မလို့ကျွန်တော်ဒီမှာနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာဒီကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှာ product ကိုလည်းချပြပါ process ကိုလည်းချပြပါဘာကြောင့်လဲ product ဆိုတာဘယ်သူမဆိုခင်ဗျာဘလောက်ကောင်းကောင်းစင်တူယိုမာလုပ်လို့ရတယ် service ဆိုတာခင်ဗျာဘလောက်ကောင်းကောင်းစင်တူယိုမာလုပ်လို့ရတယ်ဆိုပေမဲ့ process ဆိုတာကိုတူးတဲ့ရှိတယ်ကိုလုပ်ငန်းရဲ့အခက်အခဲတွေကဘာတွေလဲကိုဒီလုပ်ငန်းလေးဖြစ်လာအောင်ကိုဘယ်လိုစူးစမ်းခဲ့ရတယ်လဲကိုရဲ့အလွဲတွေကဘာတွေလဲကိုရဲ့အမားတွေကဘာတွေလဲဒီလိုနာမည်တစ်လုံးကိုရဖို့အတွက်လက်ရှိကိုဒီဘယ်လိုစူးစမ်းနေနာမည်မရသေးဘူးဆိုလို့ရှိရင်လည်းနာမည်ရအောင်လို့ကိုဒီဘယ်လိုစူးစမ်းနေတယ်လဲအေးကျွန်တော်တို့ဒီအကောင်းဆုံးမဟုတ်ပါဘူးဒါပေမဲ့ဖြစ်အောင်စူးစမ်းနေပါတယ်ဆိုတဲ့ process ကိုခင်ဗျားဒီရဲဝံ့ချပြနိုင်ရမယ်ခင်ဗျားရဲ့စူးစမ်းမှုဒီ customer တွေတိကိုတိမှဖြစ်မယ် product လို့ခေါ်တဲ့အဆုံးသက်ရလက်တစ်ခုပဲသိချင်တာမဟုတ်ဘူးဒီ product ကိုကောင်းနေဖြစ်စေဆိုးနေဖြစ်စေစူးစမ်းလာခဲ့တဲ့ process ဆိုတာစားသုံးသူဈေးကွက်မှာအင်မတန်မှအရေးကြီးတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီနေ့ idea 5ချက်ကိုကျွန်တော်ဒီမှာတင်ပြပါတယ်လုပ်ငန်းဈေးကွက်ထဲမှာကိုဒီပေါက်တဲ့လုပ်ငန်းတစ်ခုဖြစ်အောင်ရောင်းကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်အောင်ဈေးကွက်ထဲမှာ brand တစ်ခုကိုဖော်ဆောင်နိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်အောင်ကျွန်တော်ဒီ5ချက်ပါတခြားရှုထောင့်တွေကတော့တခြားဆရာတွေပြောသွားပြီကျွန်တော်ဒီရှုထောင့်တီးတန့်တစ်ခုကနေပြောခြင်းဖြစ်ပါတယ်အဲ့ဒီရှုထောင့်ဘာလဲဆိုလို့ရှိရင်ပြိုင်ဆိုင်မှုဆိုတဲ့ရှုထောင့်ဖြစ်ပါတယ်လုပ်ငန်းတိုင်းမှာကျွန်တော်ခံယူချက်ဆိုတာအရေးကြီးပါတယ်ဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်နီးလန်းတွေအဓိကမကြပါဘူးခံယူချက်ကအဓိကကြပါတယ်ကရိယာပစ္စည်းကရိယာတွေအဓိကမကြပါဘူးခံယူချက်ကအဓိကကြပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်နီလန်းတွေဘလောက်ကောင်းကောင်းခမည်းမအင်မတန်မှကောင်းမွန်တဲ့ပစ္စည်းဘလောက်ပဲရှိငွေကြေးတွေဘလောက်ပဲပြည့်စုံတေးကြတယ်ခမည်းဒီတနေ့တစ်ချိန်မှာလောကရန်ရဲ့အလဲထိုးရိုက်ခတ်မှုကိုခံရလိမ့်မယ်စီးပွားရေးမှာကြရှုံးတဲ့ကာလတွေရှိလိမ့်မယ်အလွန်လဲချောလောက်ခဲ့တဲ့အချိန်တွေရက်တွေရှိလိမ့်မယ်ရှိခဲ့ကောင်းရှိလိမ့်မယ်ဒါပေမဲ့ခမည်းကိုယနေ့အချိန်ထိလဲကြပြန်ထပြီးတော့မှယနေ့အချိန်ထိအရှုံးမပေးပဲခမည်းစီးပွားလုပ်ငန်းကိုလှုပ်စေတဲ့အရာတွေခမည်းရဲ့ခံယူချက်ပဲဖြစ်တယ်ဒါကြောင့်မလို့ခံယူချက်ကိုအရင်ဦးဆုံးတည်ဆောက်ပါခံယူချက်ဒီဘာလဲဆိုတာရှင်းလင်းနဲ့ကွဲပြားသိဖို့လိုတယ်ကိုလည်းသိဖို့လိုတယ်လို့ကိုရဲ့ဝန်ထမ်းတွေလည်းသိဖို့လိုတယ်နှစ်လုပ်ငန်းတိုင်းပြိုင်ပွဲကြိုးဝိုင်းထဲမှာရှိပါတယ်ကျွန်တော်ဘယ်သူနဲ့မှမပြိုင်ဘူးလို့မရပါဘူးပြိုင်ဒီဖြစ်စေမပြိုင်ဒီဖြစ်စေအကြောင်းအရာ2ရက်ကြောင့်မလို့ခမည်းဒီဂျိုးဝိုင်းထဲမှာရောက်နေခြင်းဖြစ်ပါတယ်စီးပွားရေးဆက်လုပ်ပြီးဆိုကြတဲ့ခမည်းဒီပြိုင်ပွဲဂျိုးဝိုင်းထဲမှာရောက်နေခြင်းဖြစ်ပါတယ်ဘာကြောင့်လဲ customer တွေအတွက်အများနဲ့ရွေးချယ်စရာရှိနေတာတကြောင်နောက်ထပ်ခမည်းတို့လုပ်ငန်းတွေဈေးကွက်မှာတစ်ခုတည်းသောမဟုတ်တာတကြောင်နံပါတ်3အများနဲ့မတူတန်ဖိုးရှိစွာကွဲထွက်ပါအများနဲ့မတူကွဲထွက်တယ်ဆိုတာဘလိုင်းကွဲထွက်မှာမဟုတ်ဘူးတန်ဖိုးဆိုတဲ့အကြောင်းအရာတစ်ခုကိုပေါင်းထည့်ပြီးတော့မှအများနဲ့မတူတန်ဖိုးရှိစွာကွဲထွက်ပါဘယ်လိုဟာမျိုးလဲစဉ်းစားပါဘယ်လို value မျိုးကိုပေါင်းထည့်မလဲစဉ်းစားပါနံပါတ်4အာမခံချက်ကိုပေးပါဒါဒီတိတ်ပြီးတော့မှအရေးကြီးတယ်ဗျာခမည်းလုပ်ငန်းကိုနေ့ချင်းညချင်းပြောင်းလဲသွားစေမယ့်အရာဒီအချက်တွေကတစ်ချက်ကိုခမည်းလုပ်လို့ရတယ်အာမခံချက်ကိုပေးပါဘာတွေစိုးရင်လဲ customer ဘာကိုစိုးရင်တာလဲကိုဘာဆိုင်ဖွင့်တာလဲ customer တိုင်းစိုးရင်မှုရှိတယ်ဘာကိုစိုးရင်တာလဲစိုးရင်တဲ့အချက်ကိုခမည်းကယာနှုံးပြည့်အာမခံပေးလိုက်လာလိမ့်မယ်ခမည်းစီရောလာလိမ့်မယ် process ကိုချပြပါproduct ကိုပဲချပြဖို့အာရုံမထားပါနဲ့ကျွန်တော်ဘလောက်အကောင်းဆုံးပြင်ဆင်ထားတာဒီမှာကြည့်ကျွန်တော်ရဲ့ product လေးက packaging ဒီလိုလေး no အကောင်းဆုံးဆိုတာလူတွေမြင်နေကြဒါပေမဲ့ဒီအကောင်းဆုံးခင်ဗျာဘယ်လိုစူးစမ်းခဲ့ရတယ်လဲဘယ်လိုအလွဲချော်တွေလုပ်ခဲ့တာလဲဘယ်လိုကြာရှုံးမှုတွေနဲ့ခင်ဗျာရင်ဆိုင်ခဲ့ရတာလဲခင်ဗျာရဲ့ story ကိုချပြပါခင်ဗျာရဲ့သမိုင်းကိုချပြပါခင်ဗျာရဲ့ process ကိုချပြပါဒီ5ချက်ဒီအင်မတန်မှအရေးကြီးတဲ့5ချက်ဖြစ်ပါတယ်ဒီ5ချက်ကိုတော့လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်တေချာတာတစ်ခုကတော့ဗျာခင်ဗျာရဲ့လုပ်ငန်းတွေလုံးဝမတူညီတဲ့ပြောင်းလဲမှုတစ်ခုကိုခံစားရလိမ့်မယ်လို့ကျွန်တော်အာမခံတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်စီးပွားပြိုင်ဆိုင်မှုအကြံဉာဏ်5ချက်ကောင်းစဉ်ဖြင့်ဟောပြောပေးပါတော့စီးပွားရေးကြံပေးဆရာမတင်အားကျေးဇူးထူးတင်ရှိပါတယ်ရှင်အစီအစဉ်15
ဆရာမတင်အားဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းစီစဉ်မဲဖြစ်ပါတယ်ရှင်ဆရာမတင်အားဂုဏ်ပြုလက်ဆောင်ပေးအပ်ပေးပါရန်ဘုံဝမ်းရန်ကုန်တိုင်းရင်းစေဝါထုတ်လုပ်ရေးအား လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင် ကျေးဇူးပါ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းမြင့်ပေးပါတော့ဘုံဝမ်းရန်ကုန်တိုင်းရင်းစေဝါထုတ်လုပ်ရေး ကျေးဇူးပါအော်ဒါဟုတ်လား တိုင်းရင်းစေဝါထုတ်လုပ်ရေးအားကျေးဇူးတူးတင်ရှိပါတယ်ရှင် ကျေးဇူးပါ ဆက်လက်ပြီးခမ်ကူကွန်ပျူတာနဲ့စီးပွားရေးပညာရပ်ဆိုင်ရာတင်နန်းကျောင်းမှဆရာဆိုင်းဆိုင်မိန်းမကျေးဇူးတင်စကားပြောကြားခြင်းစီစဉ်ဖြစ်ပါတယ်ရှင်တို့ဖြစ်ပါ၍ခမ်ကူကွန်ပျူတာနဲ့စီးပွားရေးပညာရပ်ဆိုင်ရာတင်နန်းကျောင်းမှဆရာဆိုင်းဆိုင်မိန်းအားကျေးဇူးတင်စကားပြောကြားပေးပါရန်လေးစားစွာဖိတ်ကြားပါတယ်ရှင် အားလုံးပဲတော်တော်လေးလည်းပင်ပန်းနေကြပြီလို့ယူဆပါတယ်။ဒါပေမဲ့လည်းအကျိုးရှိမယ်လို့ယူဆပါတယ်။နောက်တစ်ခုကကျွန်တော်တို့မအားလတ်တဲ့ကြားတဲ့ကနေပုံမလင်းလင်းပြောရမယ်ဆိုရင်အယိုးသားဆုံးဝန်ခံရမယ်ဆိုရင်ကျွန်တော်ဆရာမတင်တို့ဆရာချမ်းတို့ဆရာဖြိုးပိုင်လို့လာရှိုးမြို့မှာခေါ်လာလို့ဖို့ဆိုတော့လွယ်ကူတဲ့ process တခုတော့မဟုတ်ဘူးပေါ့နော်။အဲ့ဒါလေးတခုတော့ဒါတော်တော်မလွယ်ပါဘူးကျွန်တော်တို့အများကြီးညှိရတယ်ပေါ့နော်။ညှိရတယ်ဆိုတာဒီချိန်မှာဆရာတို့အတွက်အရှားဆုံးဆိုတာအချိန်ပဲ။တို့အတွက်အရှားဆုံးဆိုတာအချိန်တစ်ခုပေါ့နော်။နောက်ကျွန်တော်တို့ဒီပွဲဖြစ်မြောက်ဖို့အတွက်လောက်ရတာကြီးလည်းအများကြီးရှိတယ်။ကျွန်တော်စိုးရိမ်စိတ်တွေလည်းအများကြီးရှိခဲ့ကြတာပေါ့နော်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးအကျိုးရှိတယ်လို့ကျွန်တော်တို့ယူဆပါတယ်။အားလုံးလည်းတော်တော်လေးကိုစိတ်ကျေနပ်မှုရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့အတွက်ကျွန်တော်တခုခုမပြေဆုံးခဲ့တာများရှိခဲ့မယ်။အကယ်လို့တခုခုစိတ်အလိုမကျတာမျိုးရှိခဲ့မယ်ဆိုရင်လည်းကျွန်တော်ဒီကနေအနုညွတ်တောင်းပန်ပါတယ်။နောက် sponsor တွေကျွန်တော်ဝိုင်းဝန်းပံ့ပိုးပေးတဲ့လူကြီးတွေနောက်လုပ်ငန်းရှင်တွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီလူတွေရဲ့အားမရှိဘဲနဲ့တော့ကျွန်တော်ဒီလိုပုံစံမျိုးလုပ်နိုင်မယ်မထင်ပါဘူးပုံမှန်လင်းလင်းပြောတော့ဟိုရန်ဖို့တုတ်မရှိရင်တော့တုတ်မရှိရင်ရန်လို့မရဘူးပေါ့နော်အခုကကျွန်တော်တုတ်တွေပေးတော့လဲရန်ကောင်းကောင်းနဲ့ရန်နေတာပေါ့ဆိုတော့အဲ့လိုမျိုးတဘောပါပဲအားလုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လာမယ့်နောက်ကျွန်တော်တို့ခမ်ကူရဲ့ culture တခုပေါ့နော်နှစ်တိုင်းဒီလိုမျိုး anniversary လို့ပြောတဲ့ဒီလိုနှစ်ပတ်လည်တွေမှာဆိုရင်ကျွန်တော်တို့ဟိုcustomer တွေကိုလည်းကျွန်တော်တို့ဖိတ်ပြီးတော့မှဒီလိုအသိပညာပေးလေးကိုကျွန်တော်တို့လုပ်ပေးပါတယ်ကျွန်တော်တို့ရဲ့ခံယူချက်ကပါလဲဆိုတော့ကျွန်တော်တို့လူမှုအကျိုးပြုစီးပွားရေးတစ်ခုလုပ်တဲ့နေရာမှာဒီလိုမျိုးကျွန်တော်တို့ဒီ anniversary လို့ပြောတဲ့နှစ်ပတ်လည်နေ့တွေမှာဆိုရင်ကျွန်တော်တို့ခေါ်ပြီးတော့မှတင်နာကျွေးတာမျိုးတို့ဟိုဝမ်းအာဟာရကိုပဲကျွန်တော်တို့ပေးချင်တာမဟုတ်ပါဘူးပုံမှန်လင်းပြောရတော့ဟိုတခြားကုမ္ပဏီတွေကဲတော့တခြားတော့တင်နန်းကျောင်းတွေတခြားတော့လုပ်ငန်းတွေကဲတော့ကျွန်တော်တို့လည်းလုပ်ချင်ပါတယ်တင်နာကောင်းကောင်းလို့ဟိုနီခင်းစော်တွေပါခေါ်ပြီးတော့လုပ်ချင်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ခံယူချက်ကခုနကတော့ပြောတဲ့ဝမ်းစာပေါ့နော်ကျွန်တော်တို့အာဟာရထက်အုံနောက်အာဟာရကိုကျွန်တော်တို့ပို့ပြီးပေးချင်တဲ့အတွက်ကြောင့်လို့ဒီလိုပွဲမျိုးကိုကျွန်တော်တို့အကုန်ကြခံပြီးတော့မှဟိုလောက်ရတာဖြစ်ပါတယ်ဒီနှစ်မှာလည်းကျွန်တော်အနှုံးညွန့်ပို့ပြီးတောင်းပန်ချင်တာနဲ့နားလည်မှုပို့ပြီးပေးစေချင်တာကကျွန်တော်တို့ခါတိုင်းနှစ်မှာကဲတော့အခမဲ့မလုပ်ပေးနိုင်ပေမဲ့လည်းတစ်ဖက်တိုင်လန်းကနေကျွန်တော်တို့ဒါပန့်ပိုးတယ်ဒီပွဲဖြစ်မြောက်ဖို့တော့ပန့်ပိုးတယ်လို့ကျွန်တော်ခံယူပါတယ်မှတ်ယူပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီဟောပြောပွဲကိုလည်းကျွန်တော် live လွှင့်နေပါတယ် live လွှင့်တဲ့အတွက်ကြောင့်မလို့တချို့ကျတော့လည်းပြောနေတယ်ဟာတွားစရာမလိုပါဘူး live ကြည့်ရုံနဲ့ရတယ်လို့လည်းပြောကြတာပေါ့နော်ကျွန်တော်ဆိုလိုချင်တဲ့တိတ်ပဲကဒီလိုပွဲမျိုးဖြစ်မြောက်ဖို့အတွက်ဒီလိုမျိုးလူတွေကမပန့်ပိုးရင် live ဆိုတာလည်းဖြစ်လာစရာမရှိဘူးပေါ့နော်အဲ့ဒါလေးကိုတခုကျွန်တော်ပြောစီချင်တာပေါ့နော်ဆိုတော့ live ကြည့်နေတဲ့လူတွေကလည်းဒီလိုပွဲမျိုးကိုလာပြီးတက်ရောက်ပြီးတော့မှပါဝင်ကူညီတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုလူတွေရဲ့အားအနေနဲ့ကျွန်တော်တို့လုံနိုင်မှာပဲအခြားတော့အပြင်ကလူတွေလည်း live ဆိုတာလေးကိုကျွန်တော်တို့ကြည့်လို့ရတာပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်အားလုံးကိုလည်းကျွန်တော်ယုံကြည်လေးစားပါတယ်အမြဲတမ်းကိုကျွန်တော်နောက်လာမယ့်9နှစ်10နှစ်တွေမှာလည်းကျွန်တော်ဒီပုံစံတိုင်းပဲကျွန်တော်စူးစမ်းပြီးတော့မှကျွန်တော်လုပ်တော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့လုပ်ငန်းတွေဒီထက်မကကြီးပွားတိုးတက်ပြီးတော့မှကိုယ့်ရဲ့အတွက်တော်၎င်းကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့မြို့အတွက်တော်၎င်းအတာပရမြတ်နဲ့ဒီလုပ်ငန်းတွေဆက်ပြီးတိုးတက်ပြီးတော့မှအများအကျိုးဆောင်တဲ့လုပ်ငန်းရှင်ကြီးဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ